Season 2 Episode 1ရဲ့အစဘင်းနယ်မြေမှာတော့ Joffrey ဘရင်ရဲ့73နှစ်ပြည့်မွေးနေ့ထိမ်းမှန်ဖြစ်သူရဲကောင်းများရဲ့တိုက်ခိုက်ရေးပြိုင်ပွဲကိုစီကားစွာကျင်းပနေပါတယ်။ထိုအချိန်မှာအရက်မူးနေတဲ့စစ်သူကြီးအောင်စာထုံတိုကပြိုင်ပွဲအတွင်းဝင်လာရာ Joffrey ကစိတ်ဆိုးသွားပြီးဝိုင်ကိုအတင်းတိုက်ပြီးတော့တပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာ Sansa Stark ကအခြေအနေကိုအမြန်သုံးသပ်ကဘရင်ကြီးမွေးနေ့မှာသွေးထွက်တန်ယူဖြစ်ရင်ကံမကောင်းဘူးလို့ပြောလိုက်ပါတယ်။သူ့ကိုတတ်မဲ့အစားလူပြက်တယောက်ဖြစ်နန်းတော်မှာထားလိုက်တာပိုသင့်တော်မယ်လို့ရှောက်ထားလိုက်ပါတယ်။ Joffrey ကလည်းထိုအကြံကိုသဘောကျသွားတဲ့အတွက်စာတုံတိုရဲ့အသက်ကိုချမ်းသာပေးလိုက်ပြီးလူပြက်တယောက်ဖြစ်နန်းတော်မှာအပေခံနေနဲ့ထားလိုက်ပါတယ်။ဘရင်နယ်မြေရဲ့ Small Council အစည်းအဝေးမှာတော့ Tyrion Lannister တို့ရောက်ရှိလာပြီးတိုင်ဝင် Lannister ရဲ့အမိန့်စာကိုထုတ်ပြပြီးတော့သူကဘရင်လက်ထောက်အဖြစ်တာဝန်ယူရမယ့်အကြောင်းကြေညာလိုက်ပါတယ်။စာစီကထိုအခြေအနေကိုမကျေနပ်စွာတုံ့ပြန်ပေမဲ့လည်း Tyrion ကဖခင်ရဲ့အမိန့်ကိုဘယ်သူမှမဆန့်ကျင်နိုင်တဲ့အကြောင်းပြပြသားသားပြောလိုက်ပါတယ်။အဲ့ဒီနောက် Jaime Lannister ဖမ်းဆီးခံရခြင်း Ned Stark ကိုခေါင်းဖြတ်ကွပ်မျက်လိုက်ခြင်းတို့ကြောင့် Lannister များစီရေးအခြေအနေပိုမိုဆိုးရွားသွားတဲ့အကြောင်းထောက်ပြပြီးဒီအမားတွေအကုန်လုံးကဘရင်မာကြီးနဲ့ Joffrey ရဲ့ဆုံးဖြတ်ချက်တွေကြောင့်ပဲလို့ဘရင်မာကြီးကိုတိုက်ရိုက်ဝေဖန်လိုက်ပါတယ်။မြောက်ပိုင်း Winterfell ရဲတိုင်းမှာတော့ Winterfell ကို Bran နဲ့ Maester Luwin တို့ကကိုစားအုပ်ချုပ်နေရပါတယ်။ Mr. Luwin က Bran ကိုလူတွေကိုဘလို့အုပ်ချုပ်တင်လဲဆိုတာကိုသင်ပြပေးနေပါတယ်။နောက်တစ်ခါမှာတော့ Bran ကအိတ်နေတုန်းသူ့ခွေရဲ့ခန္ဓာကိုယ်ထဲကနေနတ်ဖျားတော်ထဲသွားနေတုန်းမှာတစုံတစ်ခုကိုတွေ့ပြီးနိုးလာပါတယ်။ဟိုးတော်နဲ့အိုရှာကိုခေါ်ပြီးနတ်ဖျားတော်ထဲကိုသွားခိုင်းတဲ့အခါသူတို့တွေ့လိုက်ရတာကတော့ကောင်းကင်ဘော်ကအုတ်ကာခဲလိုအနီရောင်တန်းကြီးဖြစ်နေပါတယ်။ထိုအုတ်ကာခဲပေါ်လာတဲ့အကြောင်းကိုအိုရှာနဲ့ Bran ကလူတွေအမျိုးမျိုးနမိတ်ဖတ်နေကြတဲ့အကြောင်းပြောနေပေမဲ့တကယ်တမ်းနဂါးတွေပြန်မွေးဖွားလာလို့ပေါ်လာတာဖြစ်တဲ့အကြောင်းအိုရှာကပြောလိုက်ပါတယ်။ Bran ကတော့နဂါးတွေဆိုတာသေဆုံးသွားတာကြာပြီမို့မဖြစ်နိုင်တဲ့အကြောင်းမှတ်ချက်ပြန်ပေးလိုက်ပါတယ်။ Azor တိုက်ရဲ့တနေရာမှာတော့ Khadro ကိုသေဆုံးပြီးတဲ့နောက်မှာ Daenerys Targaryen ကကြံရည်နေတဲ့ Dothraki နောက်လိုက်အနေငယ်နဲ့နဂါးပေါက်၃កောင်ကိုခေါ်ဆောင်ကအလွန်ပူပြင်းခြောက်သွေးတဲ့ Red Witch တော်ကန်နာယာကိုဖျက်ဆီးနေရပါတယ်။ရေရှားပါမှုနဲ့အစာပြတ်လတ်မှုများကြောင့်သူ့ရဲ့မြင်းဖြူကြီးသေဆုံးသွားကလူအများလည်းငတ်ဘေးနဲ့ရင်ဆိုင်နေရပါတယ်။ထိုအခြေအနေကိုဖြည့်ရှင်းဖို့အတွက် Daenerys Targaryen ကတစ္ဆာရှိတဲ့စစ်သည်၃ယောက်ကိုမြင်းတစ်ကောင်စီပေးပြီးပတ်ဝန်းကျင်မှာရှိတဲ့မြို့တွေကိုအကူအညီရှာဖွေဖို့အတွက်စေလွှတ်လိုက်ပါတယ်။ရေခဲတိုင်းမြောက်ဘက်သို့ခြိတက်လာတဲ့ညာဆောင်တပ်ဖွဲ့တွေကအရိုင်းဆိုင်ဖို့ကြီး Craster ရဲ့စခန်းကိုရောက်ရှိလာပါတယ်။ Jon Snow နဲ့ Sam တို့က Craster ရဲ့တဲနာကိုရောက်တဲ့အခါမှာမိန်းကလေးတွေကိုမြင်လိုက်ရလို့အံ့ဩနေပါတယ်။ Craster ဆိုတဲ့လူကြီးကသူ့မွေးထားတဲ့သမီးတွေကိုသူပြန်ယူပြီးတော့သူ့မိန်းမအဖြစ်ပြန်လုပ်ခိုင်းကကလေးတွေပြန်မွေးပြီးအသက်ရှင်နေတဲ့အကြောင်းကို Jon Snow တို့သိလိုက်ရပါတယ်။ Samuel Tarly ကတော့ Craster ဆိုတဲ့အဖိုးကြီးကသမီးတွေကိုသူ့မိန်းမအဖြစ်ပြန်လုပ်တဲ့ဆိုရင်သားတွေကိုကြားဘာလုပ်ပြတာလဲဆိုတာကိုအလွန်သိကျင်နေပါတယ်။ Craster ရဲ့စခန်းထဲကိုရောက်တဲ့အခါမှာ Craster ကသူ့စခန်းမှာတဲမယ်ဆိုသူ့သမီးတွေကိုမထိဖို့နဲ့ထိတာနဲ့လက်ဖြတ်ပစ်မယ်လို့ညာဆောင်တပ်ဖွဲ့ဝင်တွေကိုချိန်ချောက်ထားပါတယ်။အဲ့ဒီနောက်မှာတော့ Craster ကအရိုင်းဆိုင်တွေရဲ့ခေါင်းဆောင် Mance Rayder ကတတိုင်းကိုတိုက်ခိုက်ဖို့အတွက်လူအင်အားများစွာစုဆောင်းနေတဲ့အကြောင်းကို Lord Commander Mormont ထံသတင်းပေးလိုက်ပါတယ်။နောက်တစ်ခါမှာတော့ Dragonstone ကျွန်းမှာ Robert Baratheon ရဲ့ညီဖြစ်တဲ့ Stannis Baratheon ကသူ့သားလျင် Westeros ရဲ့တရားဝင်ဘုရင်ဖြစ်တဲ့အကြောင်းကြော်ညာဖို့အတွက်ပြင်ဆင်နေပါတယ်။အနီအောင်ဆုံးမကြီး Melisandre ကမိဖုရားကိုကိုးကွယ်ဖို့အတွက် Stannis ကိုစုယုံပြီး Westeros ရဲ့ရှေးအောင်ဖျားရုပ်ထုတွေကိုမီးရှို့ဖျက်ဆီးစေခဲ့ပါတယ်။ Joffrey ဘုရင်က Jaime Lannister နဲ့ Cersei Lannister တို့ရဲ့တရားမဝင်မျိုးမစစ်သားဖြစ်တဲ့အတွက်ကြောင့် Westeros ရဲ့တရားဝင်ဘုရင်မှာမိမိသာဖြစ်ကြောင်းကြေညာစာများကိုနိုင်ငံတော်ဝန်သို့ပို့ဆောင်ဖို့အတွက် Stannis ကအမိန့်ပေးလိုက်ပါတယ်။ထိုအခြေအနေကိုစိုးရိမ်နေတဲ့ Mr. Crescent က Melisandre ကိုတားဆီးဖို့အတွက်ဝိုင်းခွက်တဲ့အစိတ်ခတ်ပြီးနှစ်ယောက်အတူတောက်သုံးဖို့အတွက်စိန်ခေါ်လိုက်ပါတယ်။ Melisandre ကအစိတ်ပါဝင်တဲ့ဝိုင်းကိုတည်ငြိမ်စွာတောက်လိုက်ပေမဲ့လည်းဘာမှမဖြစ်ဘဲရှိနေခဲ့ပြီး Crescent ကသာအစိတ်တန်ကြောင့်သွေးရံပြီးသေဆုံးသွားပါတယ်။အဲ့ဒီအချိန်မှာပဲ Melisandre ရဲ့ထူးဆန်းတဲ့မော်ဆွမ်းကိုအားလုံးမျက်မြင်တွေ့လိုက်ရပါတယ်။မြောက်ပိုင်းစစ်စခန်းမှာတော့ Robb Stark က Jaime Lannister ကိုလာရောက်တွေ့ဆုံပြီး Lannister တို့စစ်ရှုံးနေတဲ့အပြင် Stannis ကပါ Joffrey ရဲ့တရုတ်မှန်ကိုတနိုင်ငံလုံးကိုချပြလိုက်တဲ့အကြောင်းပြောပြနေပါတယ်။ Jaime Lannister က Robb Stark ကိုမောင်းမာစွာလောင်ပြောင်နေပေမဲ့လည်း Robb Stark ရဲ့ခွေးကြီးကအနားကိုကပ်လာပြီးဟိန်းအောင်လိုက်တဲ့အတွက်တိတ်ဆိတ်သွားရပါတယ်။ဘရင်နယ်မြေမှာတော့ယာယီလက်ထောက်ဖြစ်လာတဲ့ Tyrion Lannister ကသူ့ချစ်သူရှေးကိုစင်စင်ချင်းချင်းနေထိုင်ဖို့နဲ့သူ့ရဲ့ချစ်သူမဲ့ဘရင်မကြီးကတည်သွားရင်တတ်ခံရမှာဖြစ်တဲ့အကြောင်းသတိပေးလိုက်ပါတယ်။ဘရင်မကြီး Cersei ကတော့ Arya Stark ကိုရှာဖို့ Littlefinger ကိုခိုင်းစေနေပါတယ်။ Littlefinger ကဒါမျိုးအလုပ်ကို Lord Varys ကကျွမ်းတဲ့အတွက် Lord Varys ကိုခိုင်းဖို့ပြောပြီးဘရင်မကြီးကိုလျှို့ဝှက်ချက်များကိုတည်ထားခြင်းကအာဏာအတွက်အကြီးမားဆုံးလက်နက်ဖြစ်တဲ့အကြောင်းအသိပညာဆိုတာအာဏာပဲလို့ပြုံးစည်းစည်းနဲ့ခနဲ့လိုက်ပါတယ်။ Cersei ကလည်းချက်ချင်းပဲမူရပြောင်းလဲသွားပြီးနန်းတော်ဆောင်များကိုမိန်ပေးက Littlefinger ကိုဓားများနဲ့ဝိုင်းထားခိုင်းလိုက်ပါတယ်။နောက်ဆုံးမှာတော့စစ်သားများကိုပြန်ဆုတ်ခိုင်းပြီး Littlefinger ကိုအသက်ရှင်ခွင့်ပေးလိုက်က Cersei ကအေးဆက်စွာဖြင့်အာဏာဆိုတာအာဏာပဲလို့ပြောပြီး Arya Stark ကိုရှာဖို့ Littlefinger ကိုမိန်ပေးလိုက်ပါတယ်
မြောက်ပိုင်းစစ်စခန်းမှာတော့ Robstar က Lannister ကျင်းသားတအူးကိုခေါ်ယူပြီး Lannister တို့ထံပေးပို့မဲ့စစ်ငိမ့်ညမ်းရေးစည်းကမ်းချက်များကိုအသိပေးနေပါတယ်။ Robstar က Sansa နဲ့ Arya ကိုချက်ချင်းပြန်လွှတ်ပေးဖို့ Ned Stark ရဲ့အယိုးများကိုပြန်လည်ပေးအပ်ဖို့နဲ့မြောက်ပိုင်းကိုလွတ်လပ်သောနိုင်ငံအဖြစ်အသိအမှတ်ပြုဖို့တောင်းဆိုထားကြောင်းပြောကြားနေပါတယ်။ထိုအချက်လက်များကိုမလိုက်နာဘဲ Lannister တို့ကစစ်တိုက်မီဆိုပါကစစ်ရေးအတားဆီးရဖို့ရန်အတွက် Robstar ကမဟာမိတ်များကိုထပ်မံစုဆောင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။သူက Theon Greyjoy ကိုသူ့ရဲ့ဖခင်ဖြစ်သူဘေးလွန် Greyjoy ထံဆေလွတ်ပြီးတန်ကျွန်းစုရဲ့စစ်သင်္ဘောများနဲ့စစ်အင်အားကိုကူညီတောင်းခံခဲ့ပါတယ်။ Robstar ရဲ့အမေ Catelyn Stark က Greyjoy တွေကိုမေယုံကြည်တဲ့ကြောင့်သတိပေးပေမဲ့လည်း Robstar ကသူ့ရဲ့မိတ်ဆွေ Theon ပေါ်ယုံကြည်ထားတဲ့အတွက်ဆေလွတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာ Catelyn Stark ကိုလည်းဘရင် Robert ရဲ့တတိယမြောက်ညီဖြစ်တဲ့ Renly Baratheon ထံသွားရောက်ပြီး Lannister များကိုတိုက်ခတ်ရန်အတွက်စစ်မဟာမိတ်ဖွဲ့ဖို့တာဝန်ပေးလိုက်ပါတယ်။ Stannis Baratheon ပို့လိုက်တဲ့ Joffrey က Jaime နဲ့ Cersei Lannister တို့ရဲ့တရားမဝင်သားဖြစ်တဲ့အကြောင်းဖော်ပြထားတဲ့သတင်းစကားများနိုင်ငံအနှံ့ပြန့်သွားပြီးတဲ့နောက်မှာ Joffrey ဘုရင်ကမိခင်ဖြစ်သူ Cersei ကိုနန်းတော်အသင်းသို့ဆင့်ခေါ်လိုက်ပါတယ်။ Joffrey က Cersei ပေါ်မောက်မာစွာပြောဆိုပြီးတဲ့နောက် Robert Baratheon ကပြင်းတဲ့အခါတိုင်းဘယ်မိန်းမတွေနဲ့သွားအိတ်လို့တရားမဝင်သားသမီးတွေဒီလောက်များတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအခါမှာ Cersei ကစိတ်မထိန်နိုင်တော့ပဲ Joffrey ရဲ့ပါကိုရိုက်လိုက်ပါတယ်။ Joffrey ကဒေါသတကြီးနဲ့ပြန်လဲစိုက်ကြည့်ပြီးနောက်တစ်ခါသူ့ကိုလက်နဲ့ရရင်တေတံပေးပြမယ်လို့သူ့အမေကိုပြန်လဲချင်းချောက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Joffrey ဘုရင်ကသူ့ရဲ့ထီးနှန်းကိုချင်းချောက်နိုင်တဲ့ Robert Baratheon ရဲ့တရားမဝင်မျိုးမစစ်သွေးသားတွေအားလုံးကိုတပ်ပစ်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။ဘရင်မျိုးဆောင်တပ်ဖွဲ့ဝင်များကဘရင်နယ်မြေတစ်မျိုးလုံးကိုလှည့်လည်ရှာဖွေပြီးပြည်တစားအိမ်များစင်းရဲသားရက်ကွက်များနဲ့အိမ်သီးသီးမှကလေးငယ်များကိုပင်မချမ်းပဲရက်ဆက်စွာတပ်ဖြတ်နေကြပါတယ်။အပြစ်မဲ့ကလေးငယ်များရဲ့ငိုကြွေးသံများနဲ့သွေးစွန်းသောမြင်ကွင်းများကြောင့်မျိုးတော်တစ်ခုလုံးထိတ်လိုက်ခြောက်ခြားပွဲအခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ Robert Baratheon ရဲ့မျိုးမစစ်သားနောက်တစ်ယောက်ဖြစ်တဲ့ဗဘဲဘိုက Gendry ကိုရှာမတွေ့လို့မေးတဲ့အခါမှာညာဆောင်တပ်ဖွဲ့စုဆောင်းတဲ့ Yoren တို့နဲ့လိုက်သွားတဲ့အကြောင်းသိလိုက်ရပါတယ်။ဒီနေရာမှာပဲ episode 1ပြီးဆုံးသွားပါတယ်။ episode 2ရဲ့အစမှာ Yoren ဦးဆောင်တဲ့ညာဆောင်တပ်ဖွဲ့လဲတန်းကArya Stark, Gendry နဲ့တပ်သားအသစ်များကိုခေါ်ဆောင်ပြီးမြောက်ဘက်သို့ခရီးဆက်နေတုန်းတောလန်းတနေရာမှာခိတအနားယူနေပါတယ်။ Arya Stark ကအပေါ်သွားရမှာပြန်လာတော့လှောင်ချိုင်ထဲကလူ3ယောက်ထဲကတစ်ယောက်ကသူ့ကိုယ်သူဂျာကင်ဟာကာလို့မိတ်ဆက်ပြီးရေစာလို့ရေတောင်းတောင်းနေပါတယ်။သို့ပေမဲ့လည်းဘေးကတစ်ယောက်ကအာယာကိုရိုင်းဆိုင်ဆက်ဆံနေလို့အာယာကထင်းချောင်းနဲ့ထိုလူရဲ့လက်ကိုပြန်ရိုက်နေပါတယ်။ထိုအဖြစ်ပြက်ကိုဂျာကင်ဟာကာကကြည့်ပြီးအာယာကိုသဘောကျသွားပါတယ်။ထိုအချိန်မှာပဲဘရင်တပ်ဖွဲ့ဝင်တွေကရုတ်တရက်လိုက်မိလာပြီး Robert Baratheon ရဲ့တရားဝင်သား Gendry ကိုလက်လွှဲပေးဖို့တောင်းဆိုနေကြပါတယ်။သို့ပေမဲ့လည်း Yoren ကညာဆောင်တပ်ဖွဲ့ကဘရင်ရဲ့အမိန့်အောက်မှာမရှိတော့တဲ့အကြောင်းပြတ်သားသားပြောဆိုပြီးညှင်းဆန်လိုက်တဲ့အတွက်ငိုးဆောင်တပ်ဖွဲ့ဝင်များကမကြေမနက်ဖြစ်ကယာယီနောက်ပြန်ဆုတ်သွားပါတယ်။နောက်တစ်ခါမှာတော့ Tyrion တယောက်သူ့အခန်းထဲကိုရောက်တဲ့အခါမှာ Lord Varys ကိုသူ့ချစ်သူနဲ့စကားပြောနေတာမြင်ပြီးထိတ်လန့်သွားပါတယ်။အကြောင်းကတော့သူ့ချစ်သူမှန်ဘယ်သူမှမသိအောင်လှုပ်ဝက်ထားပြီးမယ်လေ Lord Varys ကသိနေလို့ပဲဖြစ်ပါတယ်။ Tyrion က Lord Varys ကိုသူ့ကိုချင်းချောက်နေတာလားလို့မေးတဲ့အခါ Lord Varys ကသူ့လောက်တာဖြစ်တဲ့အကြောင်းနဲ့ဒီလျှို့ဝှက်ချက်ကိုမိတ်ဆွေတယောက်အနေနဲ့ထိမ့်သိမ့်မှဖြစ်တဲ့အကြောင်းပြောပြီးစမောကောင်ဆယ်အစည်းအဝေးမှာဘရင်မာကြီးစောင့်နေတဲ့အတွက်အတူတူသွားဖို့ခေါ်လိုက်ပါတယ်။ဘရင်နယ်မြေရှိစမောကောင်ဆယ်အစည်းအဝေးမှာတော့မြောက်ပိုင်းဘရင် Robb Stark ထံကပေးပို့လာတဲ့စိတ်ငြိမ်းချမ်းရေးကမ်းလှမ်းချက်စာကိုဘရင်မာကြီးကိုယ်တိုင်ဖတ်ရှုနေပါတယ်။စာထဲမှာတော့ Robb Stark ကမြောက်ပိုင်းရဲ့လွတ်လပ်ရေးကိုအတိအမှတ်ပြုဖို့နဲ့ Sansa နဲ့ Arya တို့ကိုအပြန်အလှန်အနေနဲ့ Jaime Lannister ပါဝင်ဖမ်းဆီးထားတဲ့အကျဉ်းသားတွေနဲ့လဲလှယ်ဖို့အတွက်တောင်းဆိုထားပါတယ်။စာကိုဖတ်ပြီးတဲ့နောက်မှာဘရင်မာကြီးစာစီကဒေါသထွက်သွားပြီးစာရွက်ကိုချက်ချင်းဖျက်ပစ်လိုက်ပါတယ်။သို့ပေမဲ့လည်း Tyrion Lannister ကတော့ Robb Stark ကစစ်မြေပြင်မှာဇက်တိုက်အနိုင်ရနေပြီး Jaime Lannister ကိုလည်းဖမ်းထားနိုင်တဲ့ရန်သူဖြစ်တာကြောင့်သူ့ကိုပေါ့ဆသဘောမထားသင့်ကြောင်းသတိပေးနေပါတယ်။အဲ့ဒီနောက် Lord Commander Mormont ပေးပို့လိုက်တဲ့ White Walker များပြန်လည်ပေါ်ထွက်လာတဲ့အတွက်ညာဆောင်တပ်ဖွဲ့ကိုလူအင်အားပုံမှုဖြည့်ဆည်းပေးဖို့အကူအညီတောင်းထားတဲ့စာကိုအစည်းအဝေးရှိလူအများစုကမယုံကြည်ပဲလစ်လူရှုနေကြပါတယ်။ Tyrion ကတော့ Lord Commander Mormont ကလိန်ညာပြောတတ်တဲ့လူစားမျိုးမဟုတ်တဲ့အတွက်ယုံကြည်သင့်ကြောင်းအကုန်လုံးကိုသတိပေးနေပါတယ်။ရေခဲတတိုင်းကြီးရဲ့မြောက်ဘက်မှာရှိတဲ့ Craster ရဲ့စခန်းမှာတော့ Gilly ဆိုတဲ့ Craster ရဲ့မိန်းမကို Jon Snow ရဲ့ခွေ Ghost ကရန်ပြုတ်နေပါတယ်။ထိုအခြေအနေကို Sam ကမြင်သွားပြီး Ghost ကိုနှင်ထုတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာသူတို့နှစ်ယောက်စကားပြောနေတော့ Gilly ကသူ့မှာကိုယ်ဝင်ရှိနေပြီဖြစ်တဲ့အကြောင်း Sam ကိုပြောပြလိုက်ပါတယ်။အဲ့ဒါကြောင့်မလို့ Sam က Jon Snow စီသွားပြီးအကူအညီတောင်းတဲ့အခါမှာ Jon Snow ကညာဆောင်တပ်ဖွဲ့ဝင်တအူးအနေနဲ့အခြားသူတွေရဲ့ကိစ္စကိုဝင်ရောက်ဆွတ်ဖက်ခွင့်မရှိတဲ့အကြောင်းပြောဆိုကအကူအညီပေးဖို့ညှင်းဆန်လိုက်ပါတယ်။ Jon Snow ကယောက်ျားလေးမွေးရင်ဘာလို့ပြစ်လို့ကြောက်နေတာလဲလို့ Gilly ကိုမေးတဲ့အခါ Gilly ကဘာမှမဖြေပဲထွက်သွားပါတယ်။အဲ့ဒီနောက်မှာ Sam နဲ့ Jon တို့တငယ်ချင်း2ယောက်စကားများကြပါတယ်။
Essos တိုက်ရဲ့တနေရာမှာတော့ Ravage တဲကန်နာရအတွင်းစခန်းချနေတဲ့ Daenerys Targaryen စီကိုအကူအညီရှာဖွေဖို့ဆေးလွတ်လိုက်တဲ့သူ3ဦးနဲ့တဦးရဲ့မြင်းတကောင်သာပြန်လည်ရောက်ရှိလာပါတယ်။မြင်းရဲ့ကုန်းနီးမှာချိတ်ဆွဲထားတဲ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာထိုစစ်တီတော်ရဲ့ခေါင်းပြက်ကိုတွေ့ရှိလိုက်ရပြီးလူတိုင်းတုန်လှုပ်သွားပါတယ်။အဲ့ဒါကတော့ Daenerys ကိုအမျိုးသမီးတဦးဖြစ်အထင်မကြီးပဲအင်အားကြီး Dothraki ခေါင်းဆောင်တွေကရည်ရွယ်ချက်ရှိပေးပို့လိုက်တဲ့သတိပေးစိန်ခေါ်မှုဖြစ်တဲ့အကြောင်းသိလိုက်ရပါတယ်။သူ့ရဲ့တစ္ဆာရှိစစ်တီကိုဆုံးရှုံးလိုက်ရတဲ့ Daenerys နဲ့အပေါင်းပါကအလွန်ဝမ်းနည်းသွားပြီးလက်စားချေမယ်လို့ကြုံရလိုက်ပါတယ်။ Littlefinger ပိုင်တဲ့ပြည်တစားအိမ်မှာတော့ Rose လို့ခေါ်တဲ့ပြည်တစားမလေးတယောက်ကဘရင်မျိုးဆောင်တပ်ဖွဲ့တွေမူကင်းသားကလေးငယ်ကိုတတ်လိုက်တာမြင်ပြီးစိတ်မကောင်းဖြစ်လို့ငိုးနေပါတယ်။အဲ့ဒီအခါမှာ Littlefinger ရောက်လာပြီးထိုကောင်မလေးကိုသူ့ရဲ့ပညာအတိုင်းကိုယ့်အလုပ်ကိုလုပ်ဖို့စကားချိုသားသားနဲ့ချိန်ချောက်လိုက်ပါတယ်။နောက်တစ်ပိုင်းမှာတော့ Tyrion Lannister က Ned Stark ကိုတစ္ဆာဖောက်ခဲ့တဲ့အပြင် Robert Baratheon ဘရင်ရဲ့တရားမဝင်ကလေးငယ်တွေကိုရက်ဆက်စွာတပ်ဖြတ်နေတဲ့မျိုးဆောင်တပ်ဖွဲ့မှူး Lord Janos ကိုညစာစားပွဲကိုဖိတ်ခေါ်လိုက်ပါတယ်။ Tyrion Lannister ကထိုကလေးတွေကိုဘသူရဲ့အမိန့်နဲ့တပ်ဖြတ်တာလဲလို့ Lord Janos ကိုမေးတဲ့အခါမှာ Lord Janos ကသူကဘရင်အမိန့်တိုင်းသာလှုပ်ဆောင်ခဲ့တာဖြစ်တဲ့အကြောင်းမောက်မာစွာနဲ့ပြန်ဖြေလိုက်ပါတယ်။သို့ပေမဲ့လည်း Tyrion ကထိုအဖြေကိုအကြောင်းပြချက်အဖြစ်လက်မခံဘဲ Lord Janos ကိုမျိုးဆောင်တပ်မှူးရာထူးကနေချက်ချင်းဖယ်ရှားပြီးညဆောင်တပ်ဖွဲ့မှာအမှုထမ်းဖို့အတွက်နေရန်ကြီးစီကိုပြည်နေနံပေးလိုက်ပါတယ်။ထိုအမိန့်ကို Lord Janos ကမကြည်မနှက်ဖြစ်ကဒေါသထွက်နေတော့လဲ Tyrion ကသူယုံကြည်စိတ်ချရတဲ့ဘရွန်ကို King's Landing ရဲ့မျိုးဆောင်တပ်ဖွဲ့ဝင်တပ်မှူးအသစ်ဖြစ်ခန့်အပ်လိုက်ပြီး Lord Janos ကိုဆွဲခေါ်သွားခိုင်းလိုက်ပါတယ်။နောက်တစ်ပိုင်းမှာတော့ Arya Stark နဲ့တခြားကလေး2ယောက်ကမျိုးဆောင်တပ်မှူးတွေဘာလို့ Gendry ကိုလိုက်ရှာနေတာလဲဆိုတာသိကျင်နေပါတယ်။ Arya Stark ကမေးတဲ့အခါမှာ Gendry ကသူလည်းမသိတဲ့အကြောင်းနဲ့သူ့ကိုဘရင်လက်ထောက်ဟောင်းတွေဖြစ်တဲ့ Jon Arryn နဲ့ Ned Stark ကလည်းလာပြီးမေးခွန်းတွေမေးဘူးတဲ့အကြောင်းပြန်ဖြေလိုက်ပါတယ်။အဲ့ဒီနောက်မှာအာယာကိုပြန်ပြီးတော့ Gendry ကမင်းကရောဘာလို့ယောက်ျားလေးလိုဟန်ဆောင်နေတာလဲမေးတဲ့အခါအာယာတယောက်ထိတ်လန့်သွားပါတယ်။အဲ့ဒါကြောင့်သူ့လိုဝက်ချက်ကိုသိသွားတဲ့ Gendry ကိုသူကအာယာ Star ဖြစ်ပြီး Winterfell ကိုသွားဖို့လမ်းကြုံလိုက်လာတာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ထိုလိုဝက်ချက်ကိုထိမ့်သိမ့်ပေးဖို့ Gendry ကိုအကူအညီတောင်းတဲ့အခါ Gendry ကသူကနှုတ်လုံတဲ့အကြောင်းသဘောတူလိုက်ပါတယ်။အဲ့ဒီနောက်မှာ Gendry ကအာယာကိုပြောအောင် My Lady လို့ခေါ်ပြီးစနှောင်နေပါတယ်။တစ်ဖက်မှာတော့ Theon Greyjoy က Robb Stark ရဲ့တန်တမန်အဖြစ်မဟာမိတ်အကူအညီတောင်းခံရန်အတွက်သူ့ရဲ့မွေးရမြေဖြစ်တဲ့ Iron Island ရှိပိုက်ရဲတိုက်ကိုပြန်လည်ရောက်ရှိလာပါတယ်။စိတ်ကန်းကိုရောက်တဲ့အခါမှာသူ့ကိုလားကြိုတဲ့အမျိုးသမီးတဦးကိုအစီငေါ့ပြောဆိုကပယောပီလောက်ပြီးမြင်းတစည်းတဲ့အတူစည်းကဟို night ဒီ night လောက်၍ရဲတိုက်သို့လိုက်ပါလာပါတယ်။ရဲတိုက်ကိုရောက်တဲ့အခါမှာ Theon Greyjoy က Robb Stark ပေးပို့လိုက်တဲ့စစ်မဟာမိတ်စာကိုဖခင်ဖြစ်သူ Balon Greyjoy ထံကိုတင်ပြလိုက်ပါတယ်။သို့ပေမဲ့လည်း Balon Greyjoy ကစာကိုဖတ်ပြီးတဲ့နောက် Robb Stark ကိုမြောက်ပိုင်းဘရင်အဖြစ်လုံးဝအတိအမှတ်မပြုနိုင်တဲ့အကြောင်းပြသားသားညင်းဆိုလိုက်ပါတယ်။အဲ့ဒါအပြင် Theon Greyjoy က Stark မိသားစုထံမှာငယ်ငယ်လေးကလေးကကြီးပြင်းလာတဲ့အတွက် Iron Born တယောက်ရဲ့စိတ်ဓာတ်ကိုဆုံးရှုံးကပြောညံ့သွားပြီလို့လောင်ပြောင်ပြောဆိုလိုက်ပါတယ်။ထိုအချိန်မှာ Theon Greyjoy ဟို night ဒီ night လောက်ခဲ့တဲ့အမျိုးသမီးကရဲတိုက်ထဲကိုဝင်လာပါတယ်။အဲ့ဒီအခါကျမှထိုအမျိုးသမီးကတခြားသူမဟုတ်ပဲသူ့ရဲ့အမအရင်ဖြစ်တဲ့ Yara Greyjoy ဖြစ်တဲ့အကြောင်းသိလိုက်ရတဲ့အတွက် Theon ကအလွန်ရှက်ရွံ့သွားပြီးမျက်နှာပြတ်သွားပါတော့တယ်။ Balon Greyjoy ကသူ့သမီးကသာ Iron Born အစစ်အမှန်တရားဟုပြောကမြောက်ပိုင်းကိုပုံငံဖို့အတူတူထွက်သွားပါတယ်။ Dragonstone ကျွန်းရဲ့ကမ်းခြေမှာတော့ Sir Davos နဲ့သူ့ရဲ့သားဟာသူတို့ရဲ့မိတ်ဆွေဟောင်းတငယ်ချင်းဖြစ်တဲ့ပင်လယ်ဓမြခေါင်းဆောင်ကြီးနဲ့တွေ့ဆုံနေပါတယ်။ Stannis Baratheon ကဘရင်နယ်မြေကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့အတွက် Sir Davos ကသူ့တငယ်ချင်းထံကနေစစ်သင်္ဘောအစင်း30နဲ့စစ်တီများကိုအကူအညီတောင်းခံနေပါတယ်။သို့ပေမဲ့လည်းပင်လယ်ဓမြကြီးက Stannis Baratheon ရဲ့အောင်မြင်နိုင်ခြေကိုတန်တရားဝင်နေပြီးသူကဘရင်တဦးအတွက်အသက်ဆုံးတိုက်ပွဲဝင်ရန်ထက်မိမိအတွက်ရရှိမဲ့အကျိုးမြတ်ကိုသာစိတ်ဝင်စားတဲ့အကြောင်းပွင့်ပွင့်လင်းလင်းပြောဆိုလိုက်ပါတယ်။ Sir Davos ကဘရင်နယ်မြေကိုသိမ်းပိုက်နိုင်ခဲ့ပါကရွှေငွေဥစ္စာများနဲ့နန်းတော်ရဲ့စည်းစိမ်ဥစ္စာများကိုပေးမယ်လို့ကတိပေးလိုက်ပါတယ်။ထိုအခါပင်လယ်ဓမြကြီးကမိဖုရားစာစီနဲ့လည်းအတူအိမ်နိုင်အောင်ဖန်တီးပေးရမယ်လို့ဟာသားလုပ်ပြောဆိုက Sir Davos ရဲ့အကူအညီကိုလက်ခံလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ပင်လယ်ဓမြကြီးကမိနတ်ဖုရားကိုအလွန်အကျွံကိုးကွယ်နေတဲ့ Sir Davos ရဲ့သားဖြစ်သူ Mattos ကိုဘာသာရေးကိုအယုံကြည်မရှိသင့်ကြောင်းဆုံးမသတိပေးလိုက်ပါတယ်။နောက်တစ်ခါမှာတော့ Tyrion Lannister က King's Landing မြို့တော်အတွင်းမှာ Robert Baratheon ဘရင်ရဲ့တရားမဝင်ကလေးငယ်များကိုလိုက်လံတပ်ဖြတ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး Cersei Lannister ကိုတိုက်ရိုက်မေးမြန်းနေပါတယ်။ Tyrion Lannister ကထိုရက်ဆက်တဲ့အမိန့်ကိုဘရင်မကြီး Cersei ထံကလာတယ်လို့ယူဆပြီးပြင်းပြင်းထန်ထန်ဆွဆွဲနေပေမဲ့လည်းဘရင်မကြီး Cersei ကထိုအမိန့်ကသူ့ရဲ့အမိန့်မဟုတ်ပဲသူ့သား Joffrey ဘ
ရင်ရဲ့အမိန့်သာဖြစ်တဲ့အကြောင်းဒေါသတကြီးညှင်းဆိုလိုက်ပါတယ်ထိုစကားကိုကြားပြီးတဲ့နောက်မှာဂျော်ဖရေးဘုရင်ကမိခင်ဖြစ်သူစာစီပင်ထိန်းချုပ်၍မရတော့တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဘုရင်တစ်ပါးဖြစ်နေပြီဆိုတာကိုတီရီယွန်တယောက်သဘောပေါက်သွားပါတယ်အဲ့ဒီနောက်မှာတီရီယွန်ကစာစီမှာသားသမီး3ယောက်ရှိရဲ့နဲ့မိုက်ဆယ်လာနဲ့တောမန်တို့ကစိတ်ထားကောင်းမွန်ကြပေမဲ့လည်းဂျော်ဖရေးရဲ့ရက်ဆက်မှုနဲ့ယူသွတ်တဲ့အပြုအမူတွေကလန်နစ္စတာမိသားစုတစ်ခုလုံးကိုအနေနဲ့ကြားရောက်စေနိုင်ကြောင်းသတိပေးလိုက်ပါတယ်တီရီယွန်ရဲ့စကားများကြောင့်စာစီကအပြင်းအထန်စိတ်ထိခိုက်သွားပြီးဘာမှမပြောတော့ဘဲအခန်းထဲကနေထွက်သွားပါတယ် Dragonstone ကျွန်းမှာရှိတဲ့အခန်းထဲမှာတော့မလီဆန်နာက Stannis Baratheon ကိုတမ်ပလင်ကိုသိမ်းပိုက်နိုင်ဖို့အတွက်မီးနက်ဖျားကိုယုံကြည်ကိုးကွယ်ရမယ်လို့ထပ်မံစည်းရုံးလိုက်ပါတယ် Stannis Baratheon ကမီးနက်ဖျားရဲ့ရွေးချယ်ခံရတဲ့သူဖြစ်ကြောင်းအခိုင်အမာပြောဆိုပြီးသူ့ရဲ့မော်ဆွမ်းအားနဲ့ရန်သူများကိုအဆုံးသတ်ပေးနိုင်မဲ့အင်အားတစ်ခုကိုမွေးဖွားပေးမယ်လို့ကတိပြုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မလီဆန်နာက Stannis နဲ့အတူနှစ်ဦးသာအတန်ဝါဒပြုလိုက်ကြပြီးနောက်ပိုင်းမှာ Westeros ရဲ့အနာဂတ်ကိုပြောင်းလဲစေမဲ့အမောင်ဆွမ်းအားတစ်ခုမွေးဖွားလာရန်အတွက်အစာပြိုးလိုက်ပါတယ်ညအချိန် Cresta အဖိုးကြီးရဲ့စခန်းမှာတော့ Cresta ရဲ့ဇနီးတဦးဖြစ်သူကကလေးမွေးဖွားရာယောက်ျားလေးတဦးဖြစ်နေပါတယ် Cresta ကကလေးငယ်ကိုပကတ်ထဲထည့်ပြီးနှင်းဖုံးနေတဲ့တောနက်အသွင်သို့တယောက်တည်းခေါ်ဆောင်သွားတာကိုဂျွန်စနိုးကမတင်ကားတဲ့အတွက်တိတ်တဆိတ်နောက်ရောက်ခံလိုက်နေပါတယ်တောနက်အတွင်းကိုရောက်တဲ့အခါမှာ Cresta ကကလေးငယ်ကိုနှင်းပေါ်မှာထားခဲ့ပြီးနောက်ပြန်လှည့်ထွက်သွားပါတယ်ဂျွန်စနိုးကထိုအဖြစ်အပျက်ကိုကြည့်ဖို့ရှေ့တိုးလိုက်တဲ့အချိန်မှာတစ်ပင်များကြားမှာမျက်လုံးပြာရောင်များဖြင့် White Walker တကောင်ပေါ်လာပြီးကလေးငယ်ကိုအေးဆေးစွာပွေ့ချီသွားတာကိုမျက်မြင်တွေ့လိုက်ရပါတယ်။ထိုမြင်ကွင်းကြောင့်ဂျွန်စနိုးကအံ့အားသင့်နေတဲ့အချိန်မှာနောက်ကျောဘက်မှ Cresta ကတစ်သားတုပ်ပြေအားပြင်းပြင်းရိုက်ချလိုက်ရာဂျွန်စနိုးတယောက်မြေပြင်ပေါ်သို့သတိလစ်လဲကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲ episode 2ပြီးဆုံးသွားပါတော့တယ်Episode 3ရဲ့အစမှာ Cresta ကဒဏ်ရာရနေတဲ့ဂျွန်စနိုးကိုတဲစီပြန်ခေါ်လာပြီးသူ့ရဲ့လိုအပ်ချက်တွေကိုစုံစမ်းတဲ့အတွက်ဒေါသထွက်နေပါတယ်။အဲဒါကြောင့်မလို့ဂျွန်စနိုးအပါအဝင်ညာဆောင်တပ်ဖွဲ့ဝင်အကုန်လုံးကိုသူ့တဲကနေထွက်သွားဖို့ဒေါသတကြီးနှင်ထုတ်လိုက်ပါတယ်။ Lord Commander Mormon ကဂျွန်စနိုးကိုတီးတန့်ခေါ်ယူဆုံးမက Cresta ကသူ့မွေးလာတဲ့ယောက်ျားလေးတွေကိုတောက်အုပ်ထဲဆွန့်ပစ်နေတာကိုသူကိုယ်တိုင်နဲ့သိရှိထားတဲ့အကြောင်းဝန်ခံလိုက်ပါတယ်။ဒါပေမဲ့လည်းရေခဲတိုင်းမြောက်ဘက်မှာညာဆောင်တပ်ဖွဲ့အဖွဲ့ဝင်တွေတက်ရှင်ရပ်တည်နိုင်မှုအတွက် Cresta ရဲ့အစားအစာမိုးကနဲ့အကူအညီများမရှိမဖြစ်လိုအပ်နေတာကြောင့်ထိုကိစ္စကိုမမြင်ကျင်အောင်ဆောင်ထားရခြင်းဖြစ်တဲ့အကြောင်းဂျွန်စနိုးကိုလက်တွေ့ကျကျရှင်းပြလိုက်ပါတယ်။ Cresta နှင်ထုတ်လိုက်တာကြောင့်ထွက်သွားရတော့မှဖြစ်တဲ့အတွက်ဆမ်မွဲတာလီကကိုဝင်ရနေတဲ့ကီလီကိုလက်ဆောင်လေးပေးကလာရောက်နှုတ်ဆက်နေပါတယ်။တစ်ဖက် Winterfell ရဲတိုင်းမှာတော့ Bran Stark ကသူ့ရဲ့ဝင်ပလေဆမ်မရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပြီးအရာအလုံးကိုဝင်ပလေရဲ့မျက်လုံးများမှတစ်စင်မြင်တွေ့နေရတဲ့ထူးဆန်းတဲ့အိမ်မက်များကိုဇက်တိုက်မက်နေခဲ့ပါတယ်။နိုးလာပြီးတဲ့နောက်မှာ Bran ကထိုအကြောင်းကို Mr. Lewin ကိုပြောပြတဲ့အခါမှာ Mr. Lewin က Walk များနဲ့မော်ဆွမ်းအားများကရှေးပဝေသနီကဒဏ္ဍာရီများသာဖြစ်တဲ့အကြောင်းယနေ့ခေတ်မှာမရှိတော့တဲ့အကြောင်းပြောဆိုက Bran မြင်တွေ့သမျှကအိမ်မက်တစ်ခုသာဖြစ်တဲ့အကြောင်းနားချရန်စူးစမ်းလိုက်ပါတယ်။နောက်တစ်ခါမှာတော့ Catelyn Stark က Robb Stark ကိုစား Renly Baratheon နဲ့စစ်မဟာမိတ်ဖွဲ့ဖို့အတွက် Renly Baratheon ရဲ့စစ်စခန်းကိုရောက်ရှိနေပါတယ်။အဲ့ဒီအချိန်မှာပဲစစ်စခန်းမှာပြိုင်ပွဲတစ်ခုကျင်းပနေပြီးတာကျွန်းကအမျိုးသမီးစစ်သည်တယောက်ဖြစ်တဲ့ Brienne of Tarth ကနာမည်ကျော်သူရဲကောင်း Sir Loras Tyrell နဲ့ရှင်ပြိုင်နေပါတယ်။နောက်ဆုံးမှာထိုအမျိုးသမီးစစ်သည် Brienne of Tarth ကနာမည်ကျော်သူရဲကောင်း Sir Loras Tyrell ကိုအနိုင်ယူပြီးတော့လူအများကိုအံ့အားသင့်စေခဲ့ပါတယ်။ Brienne ရဲ့တစ္ဆာရှိမှုနဲ့ရေချင်းကိုသဘောကျသွားတဲ့ဘုရင် Renly ကသူမအား Kingsguard အဖွဲ့ဝင်နဲ့သူ့ရဲ့ကိုရန်တော်အဖြစ်ချက်ချင်းခန့်အပ်လိုက်ပါတယ်။ Catelyn Stark ကတော့ Renly ရဲ့စစ်တပ်မှာ Tyrell မိသားစုရဲ့အင်အားပါပေါင်းစည်းထားတဲ့အတွက်စစ်သည်အင်အားတသိန်းနီးပါးရှိနေတာကိုမြင်တွေ့ရပြီးအံ့အားသင့်သွားပေမဲ့လည်းစစ်ပွဲကြီးနီးကပ်နေတဲ့အချိန်မှာစစ်စခန်းတစ်ခုလုံးပွဲတော်တစ်ခုလိုပျော်ရွှင်နေတဲ့အခြေအနေကိုကြည့်ပြီးစိုးရိမ်သွားပါတယ်။အဲ့ဒီနောက်မှာ Renly က Catelyn Stark ကိုရှေ့တော်သို့ခေါ်ယူပြီး Ned Stark ခေါင်းဖြတ်ခံရမှုအတွက် Stark မိသားစုတွေနဲ့ထပ်တူဝမ်းနေတဲ့အကြောင်းပြောပြီး Lannister တွေကိုလက်စားချေပေးမယ်လို့ပေါ့ပေါ့တန်တန်ပြောလိုက်ပါတယ်။တစ်ဖက်တန်ကျွန်းစုမှာတော့ Theon Greyjoy ကသူမမှတ်မိတော့တဲ့သူ့အိမ်ကိုကြည့်နေတော့သူ့အမဖြစ်သူယာရာရောက်လာပါတယ်။ Theon ကယာရာကိုဘာလို့အမဖြစ်တာမပြောတာလဲလို့ရှက်ရမ်းရမ်းပြီးမေးတဲ့အခါအမဖြစ်သူကနင်ကငါ့ကိုမမှတ်မိပေမဲ့နင့်ကိုငါကငယ်ငယ်လေးကလေးကဖတ်တီးလေးပုံစံကနေခုထိမှတ်မိတယ်လို့ပြောပါတယ်။နောက်ပြီးတော့သူ့မောင်ရဲ့စိတ်ကိုစမ်းသပ်ချင်လို့မပြောတာလို့ပြောပါတယ်။အဲ့ဒီနောက်မှာသူတို့ရဲ့အဖေဘေးလွန်ဂရေးချိုင်းရောက်လာပြီးမြောက်ပိုင်းဘရင် Robb Stark မြောက်ပိုင်းမှာမရှိတော့တဲ့အချိန်မှာမြောက်ပိုင်းရဲ့အမားခိုင်အိမ်တော်တွေကိုတအိမ်ချင်းတက်သိမ်းမဲ့အကြောင်းစစ်ရေးချနေပါတယ်။ယာရာကိုစစ်သင်းပေါင်း30ပေးပြီးစတင်တော့တိုက်ခိုင်းဖို့ပြောကတီယွန်ကိုကြလေတစည်းပဲပေးပြီးဘေးကရွာလေးတွေကိုတိုက်ခိုင်းပါတယ်။အဲ့ဒီခါမှာတီယွန်ဂရေးချိုင်းကမကြေမနက်ဖြစ်သွားပြီးမြောက်ပိုင်းသားတွေကလွယ်လွယ်ရှုံးမပေးတဲ့အတွက်သူတို့ကိုတစ္ဆာခံဖို့ပဲသူ့အဖေကိုဖြောင်းပြနေပါတယ်။ဘေးလွန်ဂရေးချိုင်းကသူတို့တန်ကျွန်းစုကလူတွေကဘသူ့ပေါ်မှာမှတစ္ဆာခံမှာမဟုတ်ဘူးလို့ပြောပြီးမြောက်ပိုင်းရဲ့ကြုံဖြစ်သွားတဲ့တီယွန်ကိုအပြစ်တင်နေပါတယ်။တီယွန်ကသူ့ကိုနှိမ်တဲ့အတွက်မကြေမနက်ဖြစ်ကသူကြုံဖြစ်နေရတာဟာသူ့အဖေတစောက်ကန်းစစ်ရှုံးလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာသူ့အဖေဖြစ်သူကစိတ်ဆိုးသွားပြီးပါရ
ရိုက်ကထွက်သွားပါတော့တယ်။ယာရာကလည်းနင်းပါပါမပါပါငါတို့ကစစ်တိုက်မှဖြစ်တဲ့အတွက်မြန်မြန်ဆုံးဖြတ်ချက်ချဖို့ပြောလိုက်ပါတယ်။ဘင်းနယ်မြေမှာတော့ဘင်းမာကြီးစာစီကတားဖြစ်သူတော်မန်သမီးဖြစ်သူမိုက်ဆယ်လာနဲ့ဆန်ဆာစတာတို့နဲ့အတူညစာအတူတူစားနေပါတယ်။ညစာစားနေတော့မှအပြစ်ကင်းစင်တဲ့မိုက်ဆယ်လာကဆန်ဆာစတာကိုဂျော်ဖရီနဲ့ဘယ်အချိန်မှလက်ထပ်ကြမလဲလို့စိတ်လှုပ်ရှားစွာမေးလိုက်ပါတယ်။စာစီကစစ်ပွဲကြီးပြီးတဲ့အခါမှာလက်ထပ်ပွဲကျင်းပမဲ့အကြောင်းပြန်ဖြေလိုက်တဲ့အခါမိုက်ဆယ်လာကမင်္ဂလာပွဲအတွက်ဝတ်စုံသစ်များဝေးရမှာကိုဝမ်းသာစွာပြောဆိုနေပါတယ်။ထိုစကားများကိုကြားရတဲ့ဆန်ဆာကခိတ္တမြစကားမပြောနိုင်ပဲငြိမ်သက်နေပါတယ်။ထိုအခါဘင်းမာကြီးစာစီကဆန်ဆာကိုစကားပြန်ပြောဖို့အတွက်တိုက်တွန်းလိုက်တဲ့အခါဆန်ဆာကစစ်ပွဲကြီးအမှန်ပြီးဆုံးပြီးနတ်ဖျားတွေရဲ့ရှေ့မှောက်မှာဘင်းကြီးဂျော်ဖရီနဲ့လက်ထက်ကမိဖျားဖြစ်လာမယ့်နေ့ကိုစောင့်မျှော်နေတဲ့အကြောင်းဟန်ဆောင်ပြုံးများနဲ့ပြောဆိုလိုက်ပါတယ်။ထိုစကားကိုကြားပြီးတဲ့နောက်မှာငယ်ဆုံးလေးတော်မန်က Robster ကိုဂျော်ဖရီကတတ်မှလာလို့အပြစ်ကင်းစွာမေးလိုက်တဲ့အခါစာစီကတတ်မှဖြစ်တဲ့အကြောင်းပြန်ဖြေလိုက်ပါတယ်။စာစီကဆန်ဆာကို Robster တည်သွားခဲ့လျင်ပင်မိဖုရားတအုပ်ဖြစ်သူ့ရဲ့တာဝန်ကိုဆက်လက်ထမ်းဆောင်မှာမဟုတ်လားလို့မေးလိုက်တဲ့အခါဆန်ဆာကနာကျင်မှုတွေကိုမျိုးသိမ်းထားရင်တည်ငြိမ်စွာခေါင်းငိမ်ဖြေကြားလိုက်ပါတယ်။ညစာစားပွဲပြီးမှာတော့ဆန်ဆာစတာကသူ့ရဲ့အိတ်ခန်းကိုပြန်ရောက်လာရာ Tyrion Lannister ရဲ့စီစဉ်မှုနဲ့အစေခံအသစ်အဖြစ်ရောက်ရှိလာတဲ့ရှေးနဲ့စတင်တွေ့ဆုံနေပါတယ်။ရှေးကသူ့ကိုဆန်ဆာစီအစေခံရန်စေလွတ်ခံရကြောင်းပြောဆိုပေမဲ့လည်းနန်းတော်အတွင်းမှာအစေခံအလုံများကိုတစ်ခါမှမလုပ်ဘူးတဲ့အတွက်ဘာလို့လုပ်ရမှန်းမသိပဲအနှဲငယ်အဆင်မပြေဖြစ်နေပါတယ်။စိတ်မကြည်မနှက်ဖြစ်နေတဲ့ဆန်ဆာကရှေးရဲ့ပုံစံကိုကြည့်ပြီးအရင်ကအမှုထမ်းမှုချင်းရှိမရှိမေးမြန်းရရှေးကမလုပ်ဘူးတဲ့အကြောင်းရိုးရိုးသားသားဝန်ခံလိုက်ပါတယ်။အဲဒါကြောင့်မလို့ပထမဆုံးအလုပ်အနေနဲ့သူ့ရဲ့သပင်ကိုပဲထိုင်ဖိပေးဖို့စေခိုင်းလိုက်ပါတယ်။နောက်တစ်ခါမှတော့ဘရင်လက်ထောက်ဖြစ်တဲ့ Tyrion Lannister ကစမောကောင်ဆယ်အစည်းအဝေးအတွင်းမှာဘသူကဘရင်မာကြီးစာစီ Lannister ထံလှုပ်ဝက်သတင်းပေးမှုတွေလုပ်နေတဲ့အကြောင်းဖော်ထုတ်ဖို့အတွက်ညံစင်းနေပါတယ်။အဲဒါကြောင့်မလို့ Grand Maester ပိုက်ဆယ် Lord Varys နဲ့ Littlefinger တို့ကိုတဦးချင်းစီတီးတန့်တွေ့ဆုံကမတူညီတဲ့လှုပ်ဝက်ချက်အစီအစဉ်တွေကိုပြောပြလိုက်ပါတယ်။ Grand Maester ပိုက်ဆယ်ကိုပြောတာကတော့မင်းသမီးမိုက်ဆယ်လာကိုဒွန်းကိုပို့ဆောင်ပြီးမာတဲမီသားစုနဲ့လက်ထပ်ပေးမယ်လို့ပြောဆိုပါတယ်။ Lord Varys ကိုကြတော့မင်းသမီးမိုက်ဆယ်လာကို Iron Island ကရှိတဲ့ Theon Greyjoy နဲ့လက်ထပ်ပေးမယ်လို့ပြောဆိုပါတယ်။ Littlefinger ကိုကြတော့မင်းသမီးမိုက်ဆယ်လာကိုဘေးမှာရှိတဲ့ Arryn မိသားစုနဲ့လက်ထပ်ပေးမယ်ဆိုတဲ့အကြောင်းကိုပြောကြားလိုက်ပါတယ်။ Tyrion ရဲ့ရွေချက်ကတော့ထိုလျှို့ဝှက်ချက်၃ခုတည်းကဘယ်လျှို့ဝှက်ချက်ကဘရင်မာကြီးစာစီထံရောက်သွားမှာကိုစောင့်ကြည့်ပြီးဖော်ထုတ်ဖို့အတွက်ဖြစ်ပါတယ်။မကြာမီမှာပဲစာစီကဒေါသတကြီးနဲ့ Tyrion ထံရောက်ရှိလာပြီးမိုက်ဆယ်လာကိုဒွန်းကိုပို့ဆောင်မဲ့အစီအစဉ်နဲ့ပတ်သက်ပြီးကန့်ကွက်ပြောဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Tyrion ကဒွန်းအကြောင်းကိုသိရှိတဲ့သူက Mr. ပိုက်ဆယ်တဦးတည်းသာဖြစ်တဲ့အကြောင်းသဘောပေါက်သွားပြီးစမောကောင်ဆယ်အတွင်းသတင်းပေးတဲ့သူက Mr. ပိုက်ဆယ်ဖြစ်တဲ့အကြောင်းကိုအတည်ပြုနိုင်ခဲ့ပါတယ်။ Tyrion ကဒေါသထွက်နေတဲ့သူ့အမဘရင်မာကြီးကိုမင်းသမီးလေးအနာဂတ်ကောင်းစားဖို့အဝေးကိုလွတ်တာဖြစ်တဲ့အကြောင်းဖြောင်းပြပေမဲ့ဘရင်မာကြီးကတော့ Tyrion ကိုအလွန်မကြေမနက်ဖြစ်ကအခန်းကနေနှင်ထုတ်လိုက်ပါတယ်။အဲ့ဒီနောက်ညအချိန်မှာ Tyrion က Bronn နဲ့အတူ Mr. ပိုက်ဆယ်ရဲ့အခန်းကိုသွားရောက်ပြီးဘရင်မာကြီးထံလျှို့ဝှက်သတင်းပေးမှုနဲ့ Mr. ပိုက်ဆယ်ကို Grand Maester ရာထူးကဖယ်ရှားပြီးဖန်စီကမြေအောက်ကျင်းထောင်ကိုပို့ဆောင်လိုက်ပါတယ်။ Mr. ပိုက်ဆယ်ကိုဖော်ထုတ်ရန်အသုံးချခဲ့တဲ့အကွက်ကြောင့် Lord Peter Baelish Littlefinger က Tyrion Lannister ပေါ်မကြေမနက်ဖြစ်နေတာကို Tyrion ကသဘောပေါက်ထားပါတယ်။အဲဒါကြောင့် Tyrion က Littlefinger ကိုတီးတန့်တွေ့ဆုံပြီး၎င်းရဲ့မကြေနပ်မှုကိုလျှော့ချရန်စ조사ပြီး Robster နဲ့ Renly Baratheon တို့အကြားမဟာမိတ်ဖြစ်လာနိုင်ရေးအတွက် Catelyn Stark နဲ့တွားရောက်ဆွေးနွေးမယ်တန်တမန်အဖြစ် Renly ရဲ့စစ်စခန်းကိုဆေလွတ်မယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ Tyrion ကထိုတာဝန်ကအနေရရှိပေမဲ့လည်းနိုင်ငံရေးအရအရေးပါတဲ့အခွင့်အရေးတစ်ခုဖြစ်ကြောင်းပြောဆိုရာ Littlefinger ကသဘောတူလက်ခံလိုက်ပါတယ်။ညအချိန်မှာတော့ Renly Baratheon ကဇနီးဖြစ်သူ Marjorie နဲ့မအိပ်ပဲ Marjorie ရဲ့မောင်ဖြစ်တဲ့ Sir Loras နဲ့တန်ဝါသားပြုဖို့စ조사နေပါတယ်။အဲ့ဒီအချိန်မှာပဲဇနီးဖြစ်သူ Marjorie ကဝင်ရောက်လာခဲ့ပါတယ်။သို့ပေမဲ့လည်း Marjorie ကသူ့ယောက်ျား Renly နဲ့သူ့ရဲ့မောင်ဖြစ်တဲ့ Sir Loras Tyrell ကအရင်ကတည်းကချစ်ကြိုက်နေတာဖြစ်တဲ့အကြောင်းအစောကတည်းကသိရှိထားတဲ့အတွက်ဒေါသမထွက်ပဲတီတီငိမ့်ငိမ့်ပြောဆိုလိုက်ပါတယ်။သို့ပေမဲ့လည်းသူမအတွက်အရေးအကြီးဆုံးအရာကမိဖုရားဖြစ်ချင်လို့ဖြစ်ပြီး Tyrell မျိုးရိုးရဲ့အနာဂတ်ကိုအာမခံပေးမဲ့အမွေခံဆက်ခံသူတဦးရှိလာရန်သာဖြစ်တဲ့အကြောင်းပြောဆိုကကိုရေးကိုယ်တာခန်းစားချက်တဲ့နိုင်ငံရေးအကျိုးမြတ်ကိုဦးစားပေးတဲ့သဘောထားကိုပြသလိုက်ပါတယ်။တစ်ဖက်အသံကျွန်းစုမှာတော့ Theon Greyjoy ကဖခင်ဘေးလွန် Greyjoy ရဲ့အစီအစဉ်ကို Robster ထံလှုပ်ဝက်အတိပေးရန်အတွက်စာတစ်စောင်ရေးသားခဲ့ပါတယ်။သို့ပေမဲ့လည်းစာကိုပေးဖို့ပြင်ဆင်နေတဲ့ချိန်မှာသူက Greyjoy မျိုးရိုးရဲ့သားတအုပ်ဖြစ်ကြောင်းနဲ့ Stark မိသားစုမှာကြီးပြင်းခဲ့ပေမဲ့လည်းသေသားမတော်ဆက်ကြောင်းအကြိမ်ကြိမ်စဉ်းစားမိပါတယ်။နောက်ဆုံးမှာတော့ Theon ကထိုးစာကိုမီးရှို့ဖျက်ဆီးလိုက်ပြီး Stark များဘက်မှမရက်တီတော့ပဲမိသားစုနဲ့ Iron Bone တို့ရဲ့ဘက်မှရက်တီဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်သူတို့ကိုးကွယ်တဲ့ရေနေချင်းနတ်ဖရားရဲ့ရှေးအောင်ထုံးစံအတိုင်းပင်လယ်ရေနဲ့နှစ်ချင်းအခမ်းအနားကိုခံယူပြီးသူ့ကိုယ်သူ Iron Bone တရားအဖြစ်ပြန်လည်ခံယူက Greyjoy မျိုးရိုးရဲ့သစ္စာကိုပြန်လည်ကျိန်ဆိုလိုက်ပါတယ်။ Grand Maester ပိုက်ဆယ်ကိုဖမ်းဆီးကျင်းချပြီးတဲ့နောက်မှာ Lord Varys က Tyrion Lannister ထံရောက်လာပြီးနန်းတော်အတွင်းအာဏာနဲ့နိုင်ငံရေးအကြောင်းဆွေးနွေးကြပါတယ်။ Lord Varys က Tyrion ကအအနေအများတဲ့အာဏာဂိမ်းကိုစတင်ကစားနေတာဖြစ်တဲ့အကြောင်းသတိပေးရင်စဉ်းစားစရာပုံမြင်တစ်ပုဒ်ကိုပြောပြနေပါတယ်။ပုံမြင်ထဲမှာ
တော့ဘရင်တစ်ပါးဖုံးတော်ကြီးတစ်ပါးချမ်းသာတဲ့တထေးတဦးနဲ့ဒါရမတဦးရှိနေပြီး၃ယောက်စလုံးကဓာသမားအားမတူညီတဲ့အမိန့်များပေးနေကြပါတယ်ဘရင်ကဖုံးတော်ကြီးကိုတတ်ရန်အမိန့်ပေးသလိုဖုံးတော်ကြီးကလည်းဘရင်ကိုတတ်ရန်ဖျားရဲ့အလိုတော်အဖြစ်ပြောဆိုပြီးတထေးကလည်းရွှေများသာပေးမယ်လို့ဂရီပေးကဘရင်ကိုတတ်ရန်စီယုံနေပါတယ်အဲ့ဒီနောက်မှာ Lord Varys ကအဲ့ဒီအခြေအနေမှာဓာသမားကဘသူစကားကိုနားထောင်မှလဲလို့ Tyrion ကိုမေးမြန်းလိုက်ပါတယ် Tyrion ကဓာသမားကသူ့အတွက်အကျိုးအမြတ်အများဆုံးရရှိမဲ့သူရဲ့စကားကိုနားထောင်မှလို့ဖြေဆိုပေမဲ့လည်း Lord Varys ကအာဏာရဲ့သဘောတရားကထိုထက်ပို၍ရှုပ်ထွေးတဲ့အကြောင်းရှင်းပြခဲ့ပါတယ် Lord Varys ရဲ့အဆိုအရအာဏာဆိုဒီမှာတရဖူဘာသာရေးဒါမှမဟုတ်ချမ်းသာကြွယ်ဝမှုတွေမှာအမှန်တကယ်တည်ရှိနေခြင်းမဟုတ်ပဲလူအများကဘယ်နေရာမှာအာဏာရှိတယ်လို့ယုံကြည်ကြသနည်းဆိုတဲ့ယုံကြည်မှုအပေါ်တွင်သာမူတည်နေခြင်းဖြစ်ပါတယ်အာဏာဆိုတာလူတွေယုံကြည်တဲ့နေရာမှာပဲရှိတယ်အဲ့ဒါဟာနေရန်ဘော်ကအရေးတစ်ခုပဲဟူသော Lord Varys ရဲ့စကားက Tyrion ကိုနန်းတော်အတွင်းမှာရှိတဲ့အာဏာဂိမ်းရဲ့အ ਨੇ တိတ်ပဲကိုပုံမနားလည်လာစေခဲ့ပါတယ်ညဘက်ညဆောင်တပ်ဖွဲ့လှဲတန်းရန်နာထားတဲ့အချိန်မှာ Arya Stark ကအိတ်မပျော်ပဲမီးပုံဘေးမှာတယောက်တည်းထိုင်နေပါတယ်အဲ့ဒီအချိန်မှာယိုရန်ရောက်လာပြီးအာရရဲ့စိတ်ထဲမှာဖခင် Nesta တည်ဆုံးခဲ့ရတဲ့နာကျင်မှုကိုသတိပြုမိကသူ့ရဲ့ငယ်ဘဝအကြောင်းကိုပြောပြခဲ့ပါတယ်ယိုရန်ကငယ်စဉ်ကသူ့ရဲ့အကိုကိုဝေလမ်ဆိုတဲ့သူကတပ်ဖြတ်ခဲ့တဲ့အကြောင်းနဲ့ထိုအချိန်မှစ၍နေတိုင်းဝေလမ်ရဲ့နာမည်ကိုအကြိမ်ကြိမ်ရေးယူရင်းလက်စားချေရမယ့်နေကိုသာစောင့်ဆိုင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာဝေလမ်နဲ့ပြန်လည်တွေ့ဆုံတဲ့အခါမှာသူ့ကိုတပ်ဖြတ်ကလက်စားချေနိုင်ခဲ့တဲ့အကြောင်းကိုလည်းပြောဆိုလိုက်ပါတယ်ယိုရန်ရဲ့ပုံမြင်ကိုနားထောင်ပြီးတဲ့နောက်မှာအာယာကသူ့မိသားစုကိုဒုက္ခပေးတဲ့သူများရဲ့နာမည်ကိုစိတ်ထဲမှာဆွဲမှတ်ထားရမယ်ဆိုတဲ့အတွေးကိုရရှိသွားခဲ့ပါတယ်အဲ့ဒါကြောင့်မလို့ထိုညမှစ၍သူမမအိတ်ခင်အချိန်တိုင်းဖခင်နက်စတာကိုတပ်ဖြတ်ခဲ့သူတွေနဲ့စတာမိသားစုရဲ့ရန်သူများရဲ့အမိများကိုတယောက်ချင်းရေရွတ်မှတ်သားလာခဲ့ပြီးနောက်တစ်ချိန်မှာလက်စားချေဖို့အတွက်တန်နှိပ်တန်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအမောင်တို့အတွင်းမှာလန်နစ္စတာစစ်သည်များရဲ့မြင်းခွာတန်များနီးကပ်လာကညာဆောင်တပ်ဖွဲ့လှည့်တန်းအပေါ်တိုက်ခိုက်မှုစတင်ပါတော့တယ်ဂျန်ဒရီကိုအသက်ရှင်ရဲ့ဖန်စီရဲ့အမိန့်ရထားတဲ့စစ်သည်များနဲ့ယိုရန်တို့အပြင်းထန်တိုက်ခိုက်ကြပြီးယိုရန်ကအင်အားချင်းမမျှပေမဲ့လည်းနောက်မဆုတ်ပဲအသက်ကုန်ခုခံတိုက်ပွဲဝင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ရန်သူရဲ့တိုက်ခိုက်မှုနဲ့ဓာတ်ထိုးခံရကအသက်ဆုံးရှုံးသွားပါတယ်လဲတန်းတစ်ခုလုံးပျက်စီးသွားပြီးအာယာစတာဂျန်ဒရီဟော့ပိုင်နဲ့ကြံကလေးများအားလုံးဖမ်းဆီးခံလိုက်ရပါတယ်ထိုတိုက်ပွဲအတွင်းမီးလောင်နေတဲ့လဲပေါ်မှာတန်ကြိုးပြချီနှောင်ထားတဲ့အကျဉ်းသား၃ဦးကိုအာယာကတွေ့ရှိခဲ့ပြီး၎င်းတို့မီးလောင်သေးဆုံးမဲ့အခြေအနေကိုမြင်တဲ့အတွက်ပစိန်တလက်ပေးကတန်ကြိုးများကိုဖျက်တောက်ပြီးထွက်ပြေးနိုင်အောင်ကူညီပေးခဲ့ပါတယ်ထိုအကျဉ်းသားများထဲမှာဂျာကင်ဟတ်ကလည်းပါဝင်နေပါတယ်တိုက်ပွဲပြီးတဲ့နောက်မှာလန်နစ္စတာစစ်သည်များကဘရင်ရောဘတ်ဘရာဒီယွန်ရဲ့တရားမဝင်သားဂျန်ဒရီကိုလိုက်လံရှာဖွေနေကြပါတယ်ထိုအချိန်မှာခြေထောက်ဒဏ်ရာရထားတဲ့လော်မီဂရင်းဟန်ကမပြေးနိုင်တော့တဲ့အတွက်စစ်သားတအုပ်ရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်ဂျန်ဒရီရဲ့အနေရကိုသဘောပေါက်သွားတဲ့အာယာကချက်ချင်းညံကိုသုံးပြီးတေဆုံးနေတဲ့ကောင်လေးရဲ့အနီးမှာကျနေတဲ့ဂျန်ဒရီရဲ့နွားဦးချိုပုံစံအုပ်ထုပ်ကိုညွန်ပြပြီးစစ်သည်များလိုက်ရှာနေတဲ့ဂျန်ဒရီမှာထိုတေဆုံးနေတဲ့ကလေးဖြစ်တဲ့အကြောင်းလိန်ညာပြောဆိုလိုက်ပါတယ်အာယာရဲ့အကွက်စင်မှုကြောင့်လန်နစ္စတာစစ်သည်များကလော်မီကိုဂျန်ဒရီဟုယုံကြည်သွားပြီးဂျန်ဒရီကအသက်ဘေးကနေလွတ်မြောက်သွားပါတယ်ဒီအချိန်မှာပဲ episode 3ပြီးဆုံးသွားပါတော့တယ်Episode 4ရဲ့အစမှာ Robb Stark ဦးဆောင်တဲ့မြောက်ပိုင်းတပ်မတော်က Lannister စစ်တပ်များကိုညအချိန်အလစ်ဝင်တိုက်ကအနိုင်ယူလိုက်ပါတယ်ထိုတိုက်ပွဲအပြီးမနက်မှာတော့ Rose Bolton ကဖမ်းဆီးရမိထားတဲ့ Lannister သုံးမန်းများထံမှသတင်းအချက်အလက်များရရှိဖို့အတွက်နှိပ်စက်စစ်ဆေးတင်ကြောင်းအကြံပြုပေမဲ့လည်း Robb Stark ကတော့အပြစ်မဲ့သုံးမန်းများကိုညှဉ်းပန်းနှိပ်စက်ခြင်းကိုလက်မခံဘဲပြက်ပြက်သားသားညှင်းဆိုလိုက်ပါတယ်။အဲ့ဒီနောက် Robb Stark ကဒဏ်ရာရစစ်သည်တွေကိုကုသပေးနေတဲ့ Volantis ကစေကုသရေးပညာရှင် Talisa ဆိုတဲ့မျိုးသမီးနဲ့တွေ့ဆုံခဲ့ပါတယ်။ Talisa ကစစ်ပွဲကြောင့်အသက်ဆုံးရှုံးခဲ့ရသူများပေါ်ဝမ်းနည်းကြောင်းနဲ့အောင်ပွဲထက်လူအသက်ကပို၍တန်ဖိုးရှိကြောင်းပြတ်သားစွာပြောဆိုခဲ့ရာRobb Stark ကသူမရဲ့ရဲရင်သောစိတ်ဓာတ်နဲ့အတွေးအမြင်ကိုသဘောကျသွားပြီးနှစ်ဦးကြားမှာတန်ရောစင်ရဲ့အစာပြုမှုဖြစ်ပေါ်လာခဲ့ပါတယ်။ဘရင်းနယ်မြေနန်းတော်အတွင်းမှာတော့ Robb Stark စစ်ပွဲထပ်မံအနိုင်ရရှိတဲ့အကြောင်းသတင်းရောက်လာတဲ့အတွက် Joffrey ဘရင်ကဒေါသအမျက်ထွက်သွားက Robb Stark ရဲ့ညမ Sansa Stark ကိုရုံးတော်ရှိမှရှက်ခွဲရန်အတွက် Meryn Trant ကိုအမိန့်ပေးလိုက်ပါတယ်။ Sansa တယောက်ရိုက်နှက်ခံရပြီးအဝတ်အစားများကိုပါဆွဲဖြုတ်ခံရတော့မဲ့အခြေအနေမှာ Tyrion Lannister နဲ့ Bronn တို့အချိန်မီရောက်ရှိလာပြီးထိုရက်စက်မှုကိုချက်ချင်းတားဆီးလိုက်ပါတယ်။ Tyrion က Joffrey ဘရင်အားမင်းကလေးတယောက်ကိုရှက်ခွဲနှိပ်စက်ခြင်းကဘရင်တစ်ပါးရဲ့လုပ်ရမဟုတ်ကြောင်းပြင်းပြင်းထန်ထန်ဆုံးမခဲ့ပါတယ်။ Joffrey က Robb Stark ရဲ့ပုံကံမှုအတွက် Sansa Stark ကိုပြစ်ပေးခြင်းဖြစ်ကြောင်းပြန်လည်ခြေပပေမဲ့လည်း Tyrion က Sansa Stark ကရန်သူမဟုတ်ဘဲသူ့ရဲ့ဆေးဆက်ထားတဲ့မိဖုရားလောင်းဖြစ်တဲ့အကြောင်းသတိပေးခဲ့ပြီးရှေ့အယူဘရင်တုန်းကလည်းမိုက်မိုက်မဲမဲတွေလှုပ်လို့အသက်ခံရတာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီနောက် Tyrion ကသူ့ရဲ့ဝိယုံကို Sansa Stark အားခြုံပေးလိုက်ပြီးနောက်နန်းတော်ထဲကနေထွက်လာခဲ့ပါတယ်။နန်းတော်အပေါက်ဝမှာ Tyrion
တယောက်ရက်ဆက်တဲ့သူ့တူဘရင်အတွက်ရင်လေးနေတော့သူ့လက်ထောက်ဘရွန်ကဘရင်ကအားရနေလို့ဖြစ်ကြောင်းနဲ့ငြိမ်သွားအောင်တစ်ခုခုလုပ်ပေးတဲ့ကြောင်းအကြံပေးလိုက်ပါတယ်ဂျော်ဖရေးဘရာတီယွန်ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့စိတ်သဘောထားကိုပြောင်းလဲစီလိုတဲ့မျှော်လင့်ချက်နဲ့တီရီယွန်လန်နစ္စတာကပြည်ထစာမာလေး Rose နဲ့ Daisy ကိုဂျော်ဖရေးရဲ့အိတ်ခမ်းကိုပို့ဆောင်လိုက်ပါတယ်။သို့ပေမဲ့လည်းဂျော်ဖရေးကမိန်းကလေးများနဲ့ပျော်ပါးရန်စိတ်ဝင်စားပဲ Rose ကိုခပတ်နဲ့ Daisy ရဲ့တင်ပါကိုခပ်ပြင်းပြင်းရိုက်နှက်ခိုင်းကအမိတ်မလိုက်နာလင်းနှစ်ယောက်စလုံးသေဆုံးရမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ Rose ကဝမ်းနည်းစွာဖြင့် Daisy ကိုရိုက်နှက်ခဲ့ရပြီးဂျော်ဖရေးကထိုမြင်ကွင်းကိုသဘောကျစွာကြည့်ရှုနေပါတယ်။နောက်ဆုံးမှာတော့ဂျော်ဖရေးက Daisy ရဲ့တင်ပါတွေကိုတစ်သားချောင်းနဲ့ထိုးခိုင်းကထိုအဖြစ်အပျက်များကိုသူ့ဦးလေးတီရီယွန်ထံအစအဆုံးပြန်ပြောဖို့ Rose ကိုအမိန့်ပေးလိုက်ပါတယ်။တီရီယွန်လန်နစ္စတာရဲ့ဆေလွတ်မှုနဲ့ Little Finger က Renly ဘရာတီယွန်ရဲ့စစ်စခန်းကိုတန်တမန်အနေနဲ့ရောက်ရှိလာခဲ့ပါတယ်။ Renly က Little Finger ကိုမြင်တဲ့အခါမှာငါ့ရဲ့ချစ်ရတဲ့ဖာကုံသည်ကြီးလို့အထင်မြင်သေးတဲ့ပုံစံနဲ့ကြိုဆိုပြီးဘရင်နယ်မြေကနေဒီနေရာအထိရောက်နေရတဲ့အကြောင်းရင်းကိုမေးမြန်းခဲ့ပါတယ်။ Little Finger က Renly ရဲ့စစ်အင်အားတသိန်းခန့်ရှိနေပေမဲ့လည်း Stannis ဘရာတီယွန်နဲ့မကြာမီစစ်ဖြစ်နိုင်တဲ့အကြောင်းနဲ့ညီကိုနှစ်ယောက်အချင်းချင်းတိုက်ခိုက်နေပါက Lannister တွေကသာအကျိုးရှိမှဖြစ်တဲ့အကြောင်းသတိပေးလိုက်ပါတယ်။ထိုအခါ Renly ကသူ့ကိုယ်နဲ့စစ်ပြီးတဲ့အခါဘရင်နယ်မြေကိုလာတိုက်မှဖြစ်တဲ့အကြောင်းအဲ့အခါမှာ Little Finger ရဲ့ခေါင်းကိုလည်းဖြတ်မှဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့လည်း Little Finger ကတော့ Renly ဘရင်နယ်မြေကိုလာတဲ့အခါစစ်တိုက်ရလွယ်ကူအောင်လို့ဂိတ်တကားတွေကိုဖွင့်ပေးမှဖြစ်တဲ့အကြောင်းကပ်ဖားလောက်ကပြောလိုက်ပါတယ်။ Rawis တဲကန်တာယာထဲမှာတော့အရှိဘက်ကိုစုံစမ်းရန် Daenerys ဆေလွတ်လိုက်တဲ့ကိုရန်တော်တွေကတယောက်ပြန်လာခဲ့ပါတယ်။အရှိဘက်3ရက်ခရီးမှာကတ်မြို့ရှိတဲ့အကြောင်းနဲ့ကတ်ကအကြီးအကဲတွေကနဂါးမိမိကိုဝမ်းမြောက်ဝမ်းသာကြိုဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။ Daenerys ကစာကြိုရာကိုကအကြောင်းသိလာလို့မေးတဲ့အခါကတ်မြို့မှာအယိုးဥယျာဉ်ကနာမည်ကြီးကြောင်းနဲ့အဲ့မြို့ကခရီးသွားတွေကိုအလွယ်တကူလက်မခံတဲ့အကြောင်းပြောလိုက်ပါတယ်။နောက်တစ်ပိုင်းမှာတော့ Lannister တွေရဲ့စစ်သုံးပန်းဖြစ်သွားတဲ့ Arya Stark, Gendry, Hotpie နဲ့တခြားအကျဉ်းသားတွေကို Harren ရောရဲတိုက်ပြတ်တဲ့ကိုခေါ်ဆောင်လာခဲ့ပါတယ်။အဲ့ဒီနေရာမှာ The Mountain ဥဆောင်တဲ့ Lannister စစ်သည်တွေကသတင်းအချက်လက်ရရှိဖို့အတွက်အကျဉ်းသားတွေကိုအလွန်ရက်စက်စွာညှဉ်းပန်းနှိပ်စက်နေကြပါတယ်။နေ့စဉ်လူတူဦးပြီးတူဦးကိုဖမ်းခေါ်သွားပြီးမေးမြန်းညှဉ်းပန်းနှိပ်စက်ကသေဆုံးစေတဲ့ဖြစ် Harren ဟောတစ်ခုလုံးကကြောက်ရွံ့ဖွယ်ရာနေရာတစ်ခုအဖြစ်ပြောင်းလဲနေခဲ့ပါတယ်။ထိုအခြေအနေများကိုမျက်မြင်ကြုံတွေ့နေရတဲ့ Arya Stark ကမိသားစုကိုဒုက္ခပေးခဲ့သူများရဲ့အမည်များကိုညတိုင်းတယောက်ချင်းရေယိုရင်းလက်စားချေရန်သူ့ရဲ့တန်ထိတ်ထံကိုပုံမခိုင်မာစေခဲ့ပါတယ်။နောက်တစ်ပိုင်းမှာတော့ Little Finger က Renly ရဲ့စစ်စခန်းကိုရောက်နေတဲ့ Catelyn Stark နဲ့တီးတန့်တွေ့ဆုံခဲ့ပါတယ်။ Catelyn Stark က Little Finger ကိုမြင်တဲ့အခါမှာသူ့ယောက်ျားကိုသစ္စာဖောက်တဲ့အတွက်လွန်ဒေါသထွက်နေကဓာတ်နဲ့ချိန်ရွယ်လိုက်ပါတယ်။အဲ့ဒီအခါမှာ Little Finger ကသူကသစ္စာဖောက်တာမဟုတ်တဲ့အကြောင်းလိန်ညာပြောဆိုက Catelyn Stark ကိုငငယ်လေးကလေးကချစ်တဲ့အတွက် Catelyn Stark စိတ်ဆင်းရဲအောင်ဘယ်တော့မှမလုပ်တဲ့အကြောင်းပြောလိုက်ပါတယ်။အဲ့ဒီနောက်တီရီယွန်ရဲ့စေခိုင်းမှုနဲ့သူ့သမီး2ယောက်ဖြစ်တဲ့ Sansa နဲ့ Arya ကို Jaime Lannister နဲ့လဲလှယ်ဖို့သဘောတူညီမှုလာယူတာဖြစ်တဲ့အကြောင်းနဲ့စစ်ဖဲတိုက်ချင်နေတဲ့ Robb Stark က Jaime Lannister ကိုလွတ်ဖို့သဘောမတူမှသိတဲ့အတွက်ကြောင့်မိခင်ဖြစ်သူ Catelyn Stark စီမှာလာပြောတာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။အဲ့ဒီနောက်တီရီယွန်ကလက်ဆောင်အနေနဲ့ဘရင်နယ်မြေကယူဆောင်လာတဲ့ Ned Stark ရဲ့အယိုးတွေကို Catelyn Stark ထံ Little Finger ကပေးအပ်လိုက်ပါတယ်။ Ned Stark ရဲ့အယိုးများကိုမြင်တွေ့လိုက်ရတဲ့ Catelyn Stark ကစိတ်ထိခိုက်ဝမ်းနည်းသွားပြီးသူမရဲ့ခင်မွန်းဖြစ်သူကိုတင့်တော်တဲ့နေရာမှာပြန်လည်မြုပ်နှံပေးနိုင်တော့မယ်လို့ခံစားလိုက်ရပါတယ်။ Harren ဟောရဲတိုက်ပြက်ကြီးတွင်မှာ The Mountain ရဲ့ Lannister စစ်သည်များကဖမ်းဆီးရမိထားတဲ့အကျဉ်းသားတွေကိုနေ့စဉ်ရက်ဆက်နှိပ်စက်နေပါတယ်။ထို့သို့နှိပ်စက်ရတဲ့အကြောင်းရင်းကတော့ Lannister အဖွဲ့ကိုအဓိကထားတိုက်ခိုက်နေတဲ့တောတွင်းသဘုံတွေဖြစ်တဲ့ညီကိုအဖွဲ့ရဲ့သတင်းအချက်လက်တွေကိုရရှိဖို့အတွက်ဖြစ်ပါတယ်။သူတို့ကနေ့စဉ်အကျဉ်းသားတစ်ယောက်ကိုရွေးပြီးဝမ်ဖိုက်ပေါ်မှာတန်မုံတစ်လုံးကိုမှောက်တင်ပြီးအတွင်းမှာကြွက်တစ်ကောင်ထည့်ထားခြင်းဖြစ်ပါတယ်။အဲ့ဒီနောက်တန်မုံရဲ့အပြင်ဘက်ကိုမီးနဲ့အပူပေးလိုက်တဲ့အခါမှာအတွင်းကကြွက်ကအပူဒဏ်ကနေလွတ်မြောက်ဖို့အတွက်ဝမ်ဖိုက်ကိုစတင်ကိုက်ဖြတ်လာပါတယ်။ထိုမြင်ကွင်းကိုမြင်တွေ့နေရတဲ့အခြားအကျဉ်းသားတွေကလည်းသူတို့အလဲရောက်လာမှာကိုကြောက်ရွံ့တုန်လှုပ်နေကြပါတယ်။ထိုအချိန်မှာ Harren ဟောရဲတိုက်ကိုတိုင်ဝင် Lannister ရောက်ရှိလာပြီးတဲ့နောက်မှာအကျဉ်းသားများကိုအကြောင်းမဲ့တပ်ဖြတ်ညှဉ်းပန်းနေတဲ့စစ်သည်တွေကိုချက်ချင်းရပ်တန့်ခိုင်းလိုက်ပါတယ်။တိုင်ဝင် Lannister ကအလုတ်လုတ်ရန်ကြံရှိနေသေးတဲ့ကျဉ်းသားများကိုစစ်ဆေးကြည့်ရှုရင်းနဲ့ယောက်ျားလေးအသွင်ဝတ်ဆင်ထားတဲ့ Arya Stark ကိုတတိထားမိသွားပါတယ်။တိုင်ဝင်က Arya အားတပ်ပစ်မဲ့အစားသူ့ရဲ့ကိုယ်ပိုင်ခွက်ကင်အစီခံအဖြစ်ခန့်အပ်လိုက်ပြီးထိုနေ့မှစ၍ Arya က Lannister များရဲ့အင်အားအကြီးဆုံးခေါင်းဆောင်နဲ့အနီးကပ်နေရတဲ့အနေအများတဲ့အခြေအနေတစ်ခုတည်းကိုရောက်ရှိသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ Catelyn Stark ရဲ့ဂျားဝင်ဆေးဆက်မှုဖြင့်ညီကို2ယောက်ဖြစ်တဲ့ Stannis Baratheon နဲ့ Renly Baratheon တို့ကစစ်မဖြစ်မီကမ်းခြေတနေရာမှာမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးနေကြပါတယ်။ Stannis ကဥပဒေအရတန်ပလင်ကိုဆက်ခံရမဲ့သူမှာသူဖြစ်တဲ့အတွက် Renly အနေနဲ့ဒူးထောက်သစ္စာခံဖို့အတွက်တောင်းဆိုခဲ့ပါတယ်။သို့ပေမဲ့လည်း Renly ကသူ့မှာတိုက်ရဲမိသားစုရဲ့ထောက်ခံမှုနဲ့အင်အားကြီးမားတဲ့စစ်တပ်ရှိတဲ့အကြောင်းပြန်လည်ခြေပပြီး Stannis ရဲ့တောင်းဆိုမှုကိုညှင်းပယ်ခဲ့ပါတယ်။ Catelyn ကညီကို2ဦးကို Lannister များအားအရင်ပူးပေါင်းတိုက်ခိုက်ဖို့ဖြောင်းပြပေမဲ့လည်းဘယ်သူ
မှအလျှော့မပေးပဲဖြစ်နေပါတယ်နောက်ဆုံးမှာတော့ Stannis ကနောက်တစ်နေ့နေထွက်တဲ့အချိန်မှာ Renly သေဆုံးလိမ့်မယ်လို့သတိပေးစကားပြောဆိုကပြန်လည်ထွက်ခွာသွားပြီးညီကိုနှစ်ယောက်ရဲ့ကြားစစ်ပွဲကိုရှောင်လွှဲရမရတော့ကြောင်းထင်ရှားသွားခဲ့ပါတယ် Red Wings တောကန်နာရကိုခက်ခက်ခဲဖျက်ကျော်လာပြီးတဲ့နောက်မှာ Daenerys Targaryen နဲ့သူမရဲ့နောက်လိုက်တွေကကမ္ဘာပေါ်မှာရှိတဲ့အချမ်းသာဆုံးမြို့တွေကတမျိုးဖြစ်တဲ့ Card ရဲ့တကားကြီးရှေ့ကိုရောက်ရှိလာကြပါတယ်။သို့ပေမဲ့လည်း Card ကိုအုပ်ချုပ်တဲ့73ယောက်အဖွဲ့ကနိုင်ငံသားများကိုအလွယ်တကူလက်မခံဘဲ Daenerys အားနဂါးများကိုပြသရန်တောင်းဆိုကြပါတယ်။ငတ်ဘေးနဲ့ရေငတ်ဘေးကိုလွန်ခံစားနေရတဲ့ Daenerys ကမြို့ထဲကိုဝင်ခွင့်မရပါကသူ့ရဲ့နောက်လိုက်များသေဆုံးသွားမှာဖြစ်တဲ့အကြောင်းပြောဆိုပြီးတကားဖွင့်ပေးရန်တောင်းဆိုလိုက်ပါတယ်။သို့ပေမဲ့လည်းတစ်ဖက်ကနဂါးတွေကိုထုတ်မပြလျင်ဝင်ခွင့်မပေးဘူးလို့ညင်းပယ်လိုက်တဲ့အခါ Daenerys ကဒေါသထွက်သွားပြီးသူ့ရဲ့နဂါးတွေကြီးထွားလာတဲ့တနေ့မှာ Card မြို့ကိုမီးလောင်ပြကြအောင်ဖျက်ဆီးပစ်မယ်လို့သတိပေးပြောဆိုလိုက်ပါတယ်။အဲ့ဒီအခါမှာ73ယောက်အဖွဲ့ဝင်တွေကတယောက်က Daenerys ကိုထောက်ခံရန်ဆုံးဖြတ်လိုက်ပြီးမိမိရဲ့အသက်နဲ့ဂုဏ်သိက္ခာကိုအာမခံက Daenerys တို့အဖွဲ့ကိုကားမြို့အတွင်းသို့ဝင်ခွင့်ရအောင်ကူညီပေးလိုက်ပါတယ်။ညဘက်ဘရင်နယ်မြေမှာတော့ Tyrion Lannister စီကိုညီဝမ်းခွဲ Lancel Lannister ရောက်ရှိလာပြီး Grand Maester ပိုင်ဆဲကိုလွှတ်ပေးဖို့ဘရင်မကြီးကအမိန့်ပေးလိုက်တဲ့အကြောင်းစာတစောင်ပေးက Tyrion ကိုပြောလိုက်ပါတယ်။သို့ပေမဲ့လည်း Tyrion က Lancel နဲ့ဘရင်မကြီးစာစီတို့ရဲ့အတူတူအိတ်နေကြတဲ့လျှို့ဝှက်ဆက်ဆံရေးကိုသိရှိထားကြောင်းဖော်ထုတ်လိုက်တဲ့အခါ Lancel Lannister တယောက်ချက်ချင်းကြောက်လန့်သွားပါတယ်။ Tyrion က Lancel နဲ့စာစီတို့ရဲ့ဆက်ဆံရေးကို Joffrey ဘရင်သိသွားပါက Lancel အတွက်အလွန်အန္တရာယ်ရှိကြောင်းချိန်ချောက်ခဲ့ပြီး Robert Baratheon သေဆုံးခဲ့တဲ့ဖြစ်ရပ်မှာလည်း Lancel က Robert Baratheon ကိုဝိုင်းအလွန်ကျွံတောက်စေခဲ့တဲ့လျှို့ဝှက်ချက်ကိုလည်းသိရှိထားကြောင်းထပ်မံဖိအားပေးခဲ့ပါတယ်။အဲ့ဒီနောက် Tyrion က Lancel အားမိမိအတွက်သတင်းပေးလုပ်ပေးရန်အတင်းအကျပ်စေခိုင်းလိုက်ပါတယ်။ခုမှစ၍စာစီဘာလုပ်နေတဲ့ Joffrey ဘာကြံစီနေတယ်ဆိုတာကိုသူ့ထံချက်ချင်းလာရောက်သတင်းပို့ပေးရမှာဖြစ်ပြီးထို့သောလုပ်ပေးနေသူရဲ့ Lancel ရဲ့လျှို့ဝှက်ချက်ကိုမဖော်ထုတ်ပဲထိမ့်သိမ့်ပေးမှာဖြစ်တယ်လို့ Tyrion ကအပေးအယူပြုခဲ့ပါတယ်။မိမိရဲ့လျှို့ဝှက်ချက်များအားလုံး Tyrion လက်ထဲမှာရှိနေကြောင်းသိရှိသွားတဲ့ Lancel ကအဆုံးမှာတော့ကြောက်ရွံ့စွာနဲ့အချော်ပေးပြီး Tyrion ရဲ့လျှို့ဝှက်သတင်းပေးအဖြစ်ဆောင်ရွက်ရန်သဘောတူလိုက်ရပါတယ်။နောက်တစ်ပိုင်းမှာတော့ Stannis Baratheon က Sir Davos ကိုလျှို့ဝှက်တာဝန်တစ်ခုပေးအပ်လိုက်ပါတယ်။သူ့ရဲ့သင်းမောငယ်နဲ့ Melisandre ကို Renly Baratheon ရဲ့စစ်စခန်းအနီးမှာရှိတဲ့ကမ်းခြေတနေရာကိုဘယ်သူမှမသိအောင်တိတ်တဆိတ်မှောင်ခိုပို့ဆောင်ပေးရန်အမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ Sir Davos က Melisandre ရဲ့မော်အစွမ်းနဲ့မီးနက်ဖျားကိုမယုံကြည်ပေမဲ့လည်း Stannis ပေါ်ထားရှိတဲ့သစ္စာတရားကြောင့်အမိန့်ကိုမငင်းဆန်နိုင်ပဲလိုက်နာခဲ့ရပါတယ်။လှည့်စည်းလာတဲ့အချိန်မှာ Melisandre ကယခုညအပြီးမှာစစ်ပွဲကြီးတစ်ခုကိုတိုက်เสียရမလို့တော့ကြောင်းအတိတ်ပဲပါတဲ့စကားများပြောဆိုခဲ့တဲ့အတွက် Sir Davos တယောက်ပုံမှုစိုးရိမ်လာပါတယ်။ညနေပိုင်းမှာတော့ Sir Davos က Melisandre ကိုကန်းဆက်မှာရှိတဲ့မှောင်မိုက်တဲ့လန်ကူအတွင်းကိုခေါ်ဆောင်သွားခဲ့ပါတယ်။ထိုနေရာကိုရောက်တဲ့အခါမှာ Melisandre ရဲ့ဝမ်းပိုက်ကရုတ်တရက်ကိုဝင်ဆောင်ထားတဲ့ကဲ့သို့ဖောင်းကားလာပြီး Sir Davos ကအံ့အားသင့်စွာကြည့်ရှုနေခဲ့ပါတယ်။ခဏအကြာမှာတော့ Melisandre က Stannis ရဲ့ပုံသဏ္ဍာန်ကိုဆောင်ထားတဲ့အမောင်အရိပ်ဝိညာဉ်ကြီးကိုမွေးဖွားလိုက်ပါတယ်။ Sir Davos ကမိမိရဲ့မျက်စိရှိမှဖြစ်ပျက်နေတဲ့သဘာဝလွန်ဖြစ်ပျက်တွေကိုမယုံကြည်နိုင်အောင်ထိတ်လန့်စွာကြည့်ရှုနေရင်းနဲ့ episode 4ပြီးဆုံးသွားပါတော့တယ်။ Episode 5ရဲ့အစမှာ Renly Baratheon ရဲ့စစ်စခန်းအတွင်းမှာ Catelyn Stark နဲ့ Renly တို့မဟာမိတ်ဖွဲ့ရန်သဘောတူညီမှုရရှိကန်သည့်အချိန်မှာ Stannis Baratheon ရဲ့မျက်နှာနဲ့အမောင်ဝိညာဉ်တစ်ခုကဘယ်သူမှမသိလိုက်ပဲတဲအတွင်းသို့ဝင်ရောက်လာပါတယ်။ထိုအမောင်ဝိညာဉ်က Renly ရဲ့နောက်ကျောဘက်ကပေါ်ထွက်လာပြီးသူ့ရဲ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးဖောက်သွားတဲ့အတွက် Renly တယောက်ချက်ချင်းသေဆုံးသွားပါတယ်။ထိုအခိုက်အတန့်ကိုအခန်းထဲမှာရှိတဲ့လူတွေအံ့အားသင့်နေကြချိန်မှာစစ်သည်များရောက်ရှိလာပြီး Brienne ကို Renly ကိုတတ်တဲ့တရားခံလို့ထင်မြင်သွားတဲ့အတွက်သူမအားဝိုင်းဝန်းဖမ်းဆီးရန်ကြိုးစားကြပါတယ်။ Brienne ကမိမိကိုယ်ကိုကာကွယ်ရန်ပြန်လည်တိုက်ခိုက်ခဲ့ပြီး Catelyn ကလည်း Brienne ကိုအသက်မခံရစေရန်အတွက်သူမနဲ့အတူထွက်ပြေးဖို့အတွက်ခေါ်ဆောင်သွားပါတယ်။ Renly Baratheon သေဆုံးသွားတဲ့အတွက် Renly ကိုချစ်တဲ့ Sir Loras ကပူဆွေးနေပြီးဒေါသထွက်နေပါတယ်။ Marjorie Tyrell ကလည်း Renly သေဆုံးသွားတဲ့အတွက်မိဖုရားမဖြစ်နိုင်တော့တဲ့အကြောင်းလက်တွေ့ကျကျတွေးမိနေပါတယ်။ထိုအချိန်မှာ Stannis ရဲ့စစ်တပ်ကနေမြေသိမ်းဖို့ရောက်ရှိလာတော့မှဖြစ်တဲ့အတွက် Littlefinger ကသူတို့နှစ်ယောက်ကိုအမြန်ပြေးရန်အကြံပေးလိုက်ပါတယ်။ဘရင်နယ်မြေမှာတော့ Renly သေဆုံးသွားတဲ့သတင်းကို Tyrion ကသူ့အမဘရင်မကြီးစီလာပြောပြပါတယ်။ Tyrion က Renly သေဆုံးသွားတဲ့အတွက် Renly ရဲ့စစ်တပ်က Stannis နဲ့ပူးပေါင်းသွားပြီဖြစ်တာကြောင့် Stannis ကဘရင်နယ်မြေကိုပဲဥတီစစ်တိုက်တော့မှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဘရင်မကြီးကတော့ထိုကိစ္စကိုစိုးရိမ်ပူပန်မှုမရှိဘဲသူ့သမီးကိုဒုံးကိုပို့မဲ့ Tyrion ကိုပဲအပြစ်တင်နေပါတယ်။စစ်ဖြစ်တော့မှကိုတော့မစိုးရိမ်တဲ့မိဖုရားကြီးရဲ့အကြံအစီကို Tyrion ကမေးကြည့်တဲ့အခါမှာမိဖုရားကြီးကမပြောပြပဲဖြစ်နေပါတယ်။
အဲ့ဒါကြောင့်မလို့တီရီယွန်ကသူ့ရဲ့သတင်းပေးအဖြစ်လှုပ်ဆောင်နေတဲ့လန်ဆယ်လန်နစ်စတာထံကိုတွားရောက်မေးမြန်းခဲ့ပါတယ်လန်ဆယ်လန်နစ်စတာပြောပြပုံရဘရင်မာကြီးစာစီကစတန်နစ်ရဲ့ရေတပ်ကိုတိုက်ခိုက်ရန်အတွက် Wi-Fi လို့ခေါ်တဲ့တော်မီအမြောက်အများစုဆောင်းထုတ်လုပ်နေတဲ့အကြောင်းသတင်းရရှိလာပါတယ်တစ်ဖက်တန်ကျွန်းစုမှာတော့ဘေလွန်ဂရေးတိုင်းကယာရာကိုစစ်တိုက်ဖို့အတွက်စစ်သင်္ဘော30ပေးရခဲ့ပေမဲ့လည်းတီယွန်ကိုကြသင်္ဘောတစ်စီးပဲပေးရခဲ့တဲ့အတွက်တီယွန်ကိုစစ်သည်အများစုကမလေးမစားပြုလုပ်နေကြပါတယ်အဲ့ဒါကြောင့်မို့တီယွန်ကမိသားစုအတွင်းမှာသူ့ရဲ့တန်ဖိုးကိုတက်သိပြလိုတဲ့အတွက်ကိုယ်တိုင်စီရေးအကွက်ချရန်စူးစမ်းနေပါတယ်သူကဝင်တာဖဲကိုဓာတ်ရိုက်မတိုက်ခိုက်သေးပဲ Torrent Square လို့ခေါ်တဲ့နေရာကိုအရင်တိုက်ခိုက်ဖို့ရွေးချယ်လိုက်ပါတယ်အဲ့ဒီနေရာကိုသိမ်းပိုက်လိုက်ခြင်းအပြင်ဝင်တာဖဲကဘရန်ကမြောက်ပိုင်းစစ်သည်များကိုစစ်ကူအဖြစ်လွှတ်ပေးရတော့မယ်လို့တီယွန်ကတွက်ချက်ထားပါတယ်အဲ့ဒီအချိန်မှာဝင်တာဖဲရဲ့ကာကွယ်ရေးအင်အားရောနေတော့မှဖြစ်တဲ့အတွက်သူ့အတွက်အခွင့်အရေးရလာမယ်လို့ယုံကြည်ကနောက်ထပ်အကြီးစားလက်ကွက်တစ်ခုကိုစတင်အကောင့်ထဲပေါ်ရန်ပြင်ဆင်လိုက်ပါတယ်ဟာရင်ဟောမှာတော့တိုင်ဝမ်လန်နစ်စတာက Robster နဲ့ပတ်သက်တဲ့စစ်ရေးကိစ္စများကိုစစ်သူကြီးများနဲ့ဆွေးနွေးနေတဲ့အချိန်မှာအာယာစတာကသူ့အတွက်ခက်ကိုင်အစီအကံအဖြစ်ဝိုင်းများလိုက်လံထည့်ပေးနေပါတယ်တိုင်ဝမ်လန်နစ်စတာကဝိုင်းမဟုတ်ပဲရေပြောင်းထည့်ခိုင်းကအာယာရဲ့စကားပြောပုံနဲ့မြောက်ပိုင်းအကြောင်းသိရှိထားပုံကိုသတိထားမိလာပြီး Robster အကြောင်းမြောက်ပိုင်းသားများကြားမှာဘယ်လိုပြောနေကြလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်အာယာရဲ့ပြောပုံအရ Robster ကဝင်းမလီကြီးဖြစ်ညအချိန်မှာပြောင်းလဲနိုင်ပြီးသူ့ကိုဘယ်သူမှတတ်လို့မသေးနိုင်တဲ့အကြောင်းလူအများကပြောဆိုကြတယ်လို့ပြန်ဖြေပါတယ်တိုင်ဝမ်ကသူမကိုယ်တိုင်ထိုးအရာကိုယုံကြည်သလားလို့မေးရအာယာကမယုံကြည်တဲ့အကြောင်းနဲ့လူတစ်ယောက်ကိုဓာတ်နဲ့ထိုးလျင်သေဆုံးနိုင်သည်မှာအမှန်ပဲဖြစ်တဲ့အကြောင်းရိုးရိုးသားသားပြန်ဖြေလိုက်ပါတယ်ထိုအခါတိုင်ဝမ်ကအာရရဲ့ညံရည်နဲ့စကားပြောပုံကိုစိတ်ထဲမှာသဘောကျသွားပါတယ်အာယာရေသွားခတ်နေတော့မှမီးတဲကနေအာယာစတာကဲတင်ခဲ့တဲ့လူ3ယောက်ထဲကတယောက်ဖြစ်တဲ့ဂျာကင်ဟက်ကာကလန်နစ်စတာစစ်သည်အဖြစ်နဲ့အာယာထံလာရောက်တွေ့ဆုံခဲ့ပါတယ်အာယာကဂျာကင်ဟက်ကာကိုလန်နစ်စတာစစ်သားဖြစ်သွားတဲ့အတွက်မီးတဲကနေမကယ်ပဲနေခဲ့ရမှာဖြစ်ကြောင်းညှိတွားလိုက်ပါတယ်ထိုအခါဂျာကင်ဟက်ကာကအာယာကိုငါလန်နစ်စတာစစ်သားဖြစ်တာကိုကြမင်းကမကြိုက်ရင်မင်းကကြဘာလို့လန်နစ်စတာတွေရဲ့ခွက်ကင်ဖြစ်နေတာလဲလို့မေးလိုက်ကမင်းလောက်တာကြမှန်ပြီးငါလောက်တာကြမှားနေတာမတရားဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာဂျာကင်ကလန်ခီးမှာမီးလောင်နေတဲ့လဲတွေကဂျာကင်နဲ့တခြားချင်းသား2ဦးရဲ့အသက်ကိုအာယာကကယ်တင်ခဲ့တဲ့အတွက်ဂျာကင်ဟက်ကာကသူမအတွက်လူ3ယောက်ရဲ့အသက်ကိုအနီရောင်နှစ်ဖျားထံမှပြန်လည်ပေးဆက်ရမယ်လို့ဆိုပါတယ်အဲ့ဒါကြောင့်မလို့အာယာကပထမဆုံးအနေနဲ့ကျင်းသားများကိုရက်ဆက်စွာနှိပ်စက်စစ်ဆေးနေတဲ့တစ်ကလာရဲ့နာမည်ကိုပြောပြလိုက်ပါတယ်ဂျာကင်ဟက်ကာကလည်းတစ်ကလာကိုတတ်ပေးမယ်ဆိုတဲ့အကြောင်းခရီးပေးလိုက်ပါတယ်နှင်းများဖုံးလွှမ်းနေတဲ့မြောက်ဖက်တောနက်အတွင်းမှာညာဆောင်တပ်ဖွဲ့ကြီးက Fist of the First Man လို့ခေါ်တဲ့တောင်ကုန်းကြီးပေါ်ကိုခြိတက်နေတဲ့အချိန်မှာဂျွန်စနိုးက Lord Commander မော်မွန်ရဲ့ဘေးမှာလိုက်ပါလာရင်နာမည်ကြီးနေတဲ့ Corin Hafen ရဲ့အကြောင်းကိုမေးမြန်းလိုက်ပါတယ်။ Lord Commander မော်မွန်က Corin Hafen ဆိုတာညာဆောင်တပ်ဖွဲ့ရဲ့အကောင်းဆုံး Ranger တွေထဲကတအူးဖြစ်ပြီးအရိုင်းဆိုင်များနဲ့တိုက်ခိုက်တဲ့အချိန်တုန်းကညာဘက်လက်ချောင်းတွေဆုံးရှုံးသွားပြီမဲ့လည်းဘယ်ဘက်လက်နဲ့ဓာတ်ကင်တိုက်ခိုက်ခြင်းကိုပြင်းထန်လေ့ကျင့်ခဲ့တာကြောင့်ခုအခါမှာဘယ်ဘက်လက်နဲ့အလွန်ကျွမ်းကျင်စွာတိုက်ခိုက်နိုင်တဲ့သူဖြစ်တဲ့အကြောင်းရှင်းပြပါတယ်။အဲ့ဒါအပြင်မြောက်ဘက်မှာရင်ဆိုင်ရမယ့်အနေရများကအရင်ကထပ်ပုံမပြင်းထန်လာတာကြောင့်ဂျွန်စနိုးအနေနဲ့ကိုရေးကိုယ်တာခန်းစားချက်တွေကိုဘေးဖယ်ထားပြီးညာဆောင်တပ်ဖွဲ့ရဲ့တာဝန်ကိုသာအာရုံစိုက်ဖို့အတွက်လော့ကွန်မန်ဒါမော်မွန်ကသတိပေးလိုက်ပါတယ်နောက်ဆုံးမှာညာဆောင်တပ်ဖွဲ့ကြီးကရှေးအောင်ခံတပ်ဖြစ်တဲ့ Face of the First Man ဆိုတဲ့တောင်ကုန်းပေါ်ကိုရောက်ရှိလာကြပြီးစခန်းချနေကြပါတယ်။အဲ့ဒီအချိန်မှာဝေးတနေရာကညာဆောင်တပ်ဖွဲ့ရဲ့ဟုံးမုတ်တန်တစ်ချက်ထွက်ပေါ်လာတဲ့အတွက်တပ်သားများကသတိထားမိကြပါတယ်။ Grand ကရန်သူများရောက်လာပြီလို့ထင်ကစိုးရိမ်သွားပေမဲ့လည်းဆမ်မွဲတာလီကညာဆောင်တပ်ဖွဲ့ကဟုံးမုတ်တန်တွေကတတ်မှတ်ထားတဲ့ဒိဗ္ဗယ်များရှိတဲ့အကြောင်းရှင်းပြပါတယ်။ဟွန်းနန်တစ်ချက်ပဲကြားတဲ့ဆိုရင်ရိန်းဂျာများစခန်းကိုပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းအသိပေးတာဖြစ်ပြီးဟွန်းနန်နှစ်ချက်ဆိုရင်အရိုင်းဆိုင်များရောက်ရှိလာတာဖြစ်ကဟွန်းနန်သုံးချက်ဆိုရင်တော့ White Walker တွေရောက်ရှိလာတာဖြစ်တယ်လို့ဆိုပါတယ်အခုကြားလိုက်ရတဲ့အတန်ကတစ်ချက်ပဲဖြစ်တာကြောင့်အနေအသေးတစ်ခုမဟုတ်ပဲ Corin Haven ဦးဆောင်တဲ့ကင်းထောက်အဖွဲ့ပြန်လည်ရောက်ရှိလာတာဖြစ်တဲ့အကြောင်းတပ်ဖွဲ့ကသိရှိသွားပါတယ်နောက်တစ်ခါမှာတော့တီရီယွန်ကဘရွန်နဲ့အတူမြို့တော်အောက်မှာရှိတဲ့မြေအောက်နေရာသို့တွားရောက်ကမီးဖို့စရာကြီးနဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီနေရာမှာအစိမ်းရောင်တောမီးတွေအိုပေါင်ထောင်နဲ့ချီပြီးစုဆောင်းထားတာကိုတွေ့ရှိရပြီးမီးဖို့စရာကြီးကဒီတောမီးစိမ်းများကတာမန်ရည်နဲ့ငိမ့်သက်လို့မရတဲ့အပြင်မီးလောင်ကျွမ်းမှုကအလွန်ပြင်းထန်တဲ့အကြောင်းရှင်းပြပါတယ်တီရီယွန်ကစာစီရဲ့အစီအစဉ်ကိုနားလည်သွားပြီးတောမီးစိမ်းတွေကိုသူမရဲ့စိတ်ကြိုက်အသုံးပြုခွင့်မပေးဘဲမြို့တော်ကိုကာကွယ်ရန်အတွက်မိမိရဲ့မိန်းအောက်တွင်သာထိန်းချုပ်ထားရန်စီစဉ်လိုက်ပါတယ်အဆော့တိုက်ရဲ့တနေရာမှာရှိတဲ့ကတ်မြို့မှာတော့ Daenerys Targaryen ကသူမရဲ့နဂါးပေါက်လေးတွေကိုပြုစုလေ့ကျင့်ပေးနေပြီးအသားစိမ်းများကိုမီးဖြစ်ချက်ပြုတ်စားတော့စေရန်အတွက် Dracarys ဟုအမိန်ပေးကမီးမုတ်ခိုင်းနေပါတယ်အဲ့ဒီနောက်မှာ Daenerys ကအစေခံများလဲလှယ်ပေးတဲ့ဝေစားများကိုဝစ်ဆင်ပြီးကတ်မြို့ဈေးထဲကိုရှောက်ပတ်ကြည့်ရှုနေတဲ့အချိန်မှာ Dothraki စစ်သည်အချို့ကမြို့ကန်များရဲ့ပစ္စည်းများကိုခိုးယူဖို့အတွက်ပြဿနာဖြစ်ပွားနေခဲ့ပါတယ်။ Daenerys ကထိုနေရာသို့သွားရောက်ကမိမိတို့အဖွဲ့ကကတ်မြို့ရဲ့ဧည့်သည်များအဖြစ်ခိုးလုံနေရတာဖြစ်တဲ့အတွက်မြို့ကန်များရဲ့ပစ္စည်းများကိုမတရားယူဆောင်ခြင်း
ခြင်းမပြုရန်ဒေါက်တာရကီများကိုပြင်းပြင်းထန်ထန်စူပူဆုံးမခဲ့ပါတယ်။သူမအနေနဲ့မိမိလူတွေကြောင့်ကတ်မျိုးခံများရဲ့ယုံကြည်မှုပျက်စီးသွားမှာကိုစိုးရိမ်နေခဲ့ပါတယ်။ထိုအချိန်မှာကတ်ရဲ့ဆုံးအမှတ်ကြီးတယောက်ရောက်ရှိလာပြီးသူ့ရဲ့မော်ဆွမ်းနဲ့ကိုခွဲပြက Daenerys ကိုအံ့အားသင့်စေခဲ့ပါတယ်။အဲ့ဒီနောက်မှာထိုဆုံးအမှတ်ကြီးက Daenerys ရဲ့နဂါးများနဲ့သူမရဲ့ထူးခြားတဲ့အစွမ်းကိုစိတ်ဝင်စားနေကြောင်းပြသခဲ့ပြီးကတ်ရဲ့လျှို့ဝှက်ဆန်းကျဲသောနေရာဖြစ်တဲ့ House of the Undying လို့ခေါ်တဲ့တည်ခြင်းမဲ့အိမ်တော်စီကိုလာရောက်ရန်ဖိတ်ခေါ်ခဲ့ပါတယ်။ထိုအချိန်မှာ Daenerys ကိုကတ်မြို့ထဲဝင်ဖို့အာမခံခဲ့တဲ့ Zaro ဆိုတဲ့အကြီးအကဲရောက်ရှိလာပြီးခေါ်ဆောင်သွားပါတယ်။စာဂျိုရာမော်မွန်ကလည်း Daenerys နောက်လိုက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာရွှေရောင်မျက်နှာဖုံးကိုဝစ်ဆင်ထားတဲ့လျှို့ဝှက်ဆန်းကျဲတဲ့အမျိုးသမီးတဦးကသူ့ထံကိုချင်းကပ်လာပါတယ်။ထိုအမျိုးသမီးကသူ့ကိုယ်သူ No one လို့ပြောဆိုပြီး Daenerys ကနဂါးများကိုမွေးဖွားထားတဲ့သူဖြစ်တဲ့အတွက်ယခုအချိန်မှာသူမအနေနဲ့ယုံကြည်စိတ်ချရတဲ့အကာအကွယ်များပုံမလိုအပ်လာပြီးဖြစ်တဲ့အကြောင်းစာဂျိုရာကိုသတိပေးလိုက်ပါတယ်။ထိုအမျိုးသမီးကဆက်လက်ပြီးနဂါးများကတာမန်တတော်ဝါတွေမဟုတ်ဘဲမီးနဲ့ဆွမ်းအားရဲ့သင်္ကေတဖြစ်ကြောင်းပြောပြပြီးနဂါးများကိုမြင်တွေ့လာတဲ့ဘယ်သူမှဆိုထိုနဂါးများကိုလိုချင်တတ်မှတ်သူများပါဝင်လာမှာဖြစ်တဲ့အကြောင်းသတိပေးလိုက်ပါတယ်။အဲဒါကြောင့်မလို့စာဂျိုရာအနေနဲ့ Daenerys ကိုရခင်ကားတဲ့ပုံမဂယုတစိုက်ဆောင်းလျှောက်ပြီးသူမနဲ့နဂါးများကိုအနေရရှိသူများထံမှကာကွယ်ပေးရန်လိုအပ်ကြောင်းထိုအမျိုးသမီးကအဓိပ္ပာယ်ရှိသတိပေးလိုက်ပါတယ်။ Zaro က Daenerys ကိုသူ့ရဲ့အိမ်တော်တွင်းမှာရှိတဲ့စီးစိမ်ဥစ္စာများနဲ့ရွှေဖန်နာများကိုပြသပြီးသူနဲ့လက်ထပ်ပါကတန်ပလင်ကိုပြန်လဲသိမ်းပိုက်နိုင်ဖို့အတွက်စစ်သေးမောများနဲ့စစ်တပ်များဝယ်ယူပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။သို့ပေမဲ့လည်းစာဂျိုရာမော်မွန်က Zaro ရဲ့ကမ်းလှမ်းမှုကိုတန်တရားရှိနေခဲ့ပြီး Daenerys အနေနဲ့တခြားသူတဦးရဲ့ချမ်းသာကြွယ်ဝမှုကိုအားကိုးနေမဲ့အစားမိမိကိုယ်တိုင်စစ်တပ်နဲ့အင်အားစုဆောင်ကတန်ပလင်ကိုပြန်လဲရယူသင့်တဲ့အကြောင်းသတိပေးခဲ့ပါတယ်။ Renly ရဲ့စစ်စခန်းကနေထွက်ပြေးလာပြီးရဲ့နောက်မှာ Catelyn Stark နဲ့ Brienne of Tarth ကတောအုပ်တွင်မှာခဏနားနေကြပါတယ်။ Renly ရဲ့သေဆုံးမှုအတွက် Brienne ကစိတ်ထိခိုက်နေပေမဲ့လည်းသူမက Catelyn ပေါ်တစ္ဆာရှိစွာကာကွယ်ပေးလိုသည့်ဆုံးဖြတ်ချက်ကိုချမှတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာ Brienne ကသူ့ရဲ့ဓားကိုဆွဲထုတ်လိုက်က Catelyn ရှေ့မှာဒူးထောက်ပြီးသူမရဲ့အသက်နဲ့ဓားကို Catelyn ရဲ့အမှုတော်မှာစကတ်မယ်လို့တစ္ဆာဆိုလိုက်ပါတယ်။ Catelyn ကလည်း Brienne ရဲ့တစ္ဆာရှိမှုနဲ့တတ္တိကိုလက်ခံပြီးသူမအားမိမိရဲ့သက်တော်ဆောင်အဖြစ်ခန့်အပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှစ၍ Brienne က Renly ပေါ်ထားရှိထားတဲ့တစ္ဆာကို Catelyn ထံသို့ပြောင်းလဲကသူမရဲ့အနီးကပ်တစ္ဆာခံနဲ့ကာကွယ်သူအဖြစ်လိုက်ပါသွားခဲ့ပါတော့တယ်။ Winterfell ရဲတိုက်မှာတော့ Sir Rodrik Castle က Bran Stark ထံကိုအရေးကြီးတဲ့သတင်းတစ်ခုယူဆောင်လာခဲ့ပါတယ်။ Theon Greyjoy ရဲ့အကွက်ချမှုအတိုင်း Torrance Square ကိုအိုင်ယွန်ဘုံများဝင်ရောက်တိုက်ခိုက်နေကြောင်းသတင်းရရှိလာတဲ့အတွက် Sir Rodrik က Winterfell မှာရှိတဲ့စစ်သည်အများစုကိုစစ်ကူအဖြစ်ခေါ်ဆောင်သွားရန်အတွက် Bran ထံကနေခွင့်တောင်းခဲ့ပါတယ်။ Bran ကအခြေအနေကိုစဉ်းစားပြီး Sir Rodrik ကိုစစ်ကူသွားရန်ခွင့်ပြုပေးလိုက်ပါတယ်။အဲဒါကြောင့်မလို့ Winterfell ကိုကာကွယ်ရန်ကြံရှိနေတဲ့စစ်သည်အင်အားကအလွန်နှဲပါသွားခဲ့ပါတယ်။ Sir Rodrik နဲ့စစ်သည်များထွက်ခွာသွားပြီးရဲ့နောက်မှာ Winterfell ရဲတိုက်ကြီးကအကွယ်မဲ့သွားတဲ့အခြေအနေကိုတဖြည်းဖြည်းရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနောက်မှာ Bran ကသူမှတ်ခဲ့တဲ့ထူးဆန်းတဲ့အိမ်မက်အကြောင်းအိုရှာကိုပြောပြနေပါတယ်။ Bran ကအိမ်မက်ထဲမှာ Winterfell ကြီးကရေလွှမ်းမိုးသွားပြီးနောက်လူတွေသေဆုံးနေကြပြီးအလောင်းများပြန့်ကျဲနေတာကိုမြင်ခဲ့ရကြောင်းပြောပြခဲ့ပါတယ်။အိမ်မက်ထဲမှာလည်း Sir Rodrik Castle ကိုလည်းရေမွန်းနေတာကိုမြင်ခဲ့ရတဲ့အတွက် Bran အနေနဲ့ထိုအိမ်မက်ကတာမန်အိမ်မက်မဟုတ်ဘဲတစုံတရာကိုကြိုတင်သတိပေးတာဖြစ်နိုင်ကြောင်းစိုးရိမ်လာခဲ့ပါတယ်။တစ်ဖက်ညာဆောင်တပ်ဖွဲ့တွေစခန်းချနေတဲ့နေရာကိုနာမည်ကျော်စစ်သူကြီး Corin Harfan ကရောက်ရှိလာခဲ့ပါတယ်။ Corin Harfan ကတတိုင်းပြင်ပန်းရှိရိုင်းဆိုင်များကြ Mans Raider ကအင်အားများပြစုစည်းနေကြောင်းကိုရှင်းပြနေခဲ့ပါတယ်။ Mans Raider ရဲ့တပ်ဖွဲ့ကညာဆောင်တပ်ဖွဲ့ကိုသာတိုက်ခိုက်ရန်မဟုတ်ဘဲနယံကြီးကိုကြော်ဖြတ်လာပြီးတောင်ဘက်ကိုဆင်းလာရန်ပြင်ဆင်နေခြင်းဖြစ်တာကြောင့်သူတို့ရဲ့လှုပ်ရှားမှုကိုကြိုတင်စောင့်ကြည့်ရန်လိုအပ်လာပါတယ်။အဲဒါကြောင့်မလို့ Corin Harfan ကရိုင်းဆိုင်များရဲ့နေမြေတွင်းကိုဝင်ရောက်ကသူတို့ရဲ့လှုပ်ရှားမှုကိုစုံစမ်းရန်စစ်သည်အနှဲငယ်ကိုရွေးချယ်သွားမယ်လို့ပြောဆိုလိုက်တဲ့အခါမှာဂျွန်စနိုးကလည်းအဆိုပါတာဝန်မှာပါဝင်ဖို့အတွက်စေတနာဝန်ထမ်းလိုက်ပါရန်တောင်းဆိုခဲ့ပါတယ်။ Harren Hall မှာတော့ဓားတိုင်းလေ့ကျင့်တာမှားယွင်းနေတဲ့ Gendry ကို Arya Stark ကဆီယာမာကြီးလုံနေတုန်းမှာအော်ဒန်တစ်ခုကြားလိုက်ရပါတယ်။လူတွေကိုနှိပ်စက်နေတဲ့တစ်ကလာတယောက်သေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ Arya Stark အပေါ်ကိုမောကြည့်လိုက်တဲ့အချိန်မှာဂျာကင်ဟာကာကိုတွေ့လိုက်ရပြီးဂျာကင်ဟာကာကသူ့ရဲ့ဂရိအရလူ၃ယောက်နဲ့ပထမဆုံးလူတစ်ယောက်ရဲ့အသက်ကိုအာရရဲ့ဆန္ဒတိုင်းဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်းအမှုအရာပြသလိုက်ပါတယ်။ဒီနေရာမှာပဲ episode 5ပြီးဆုံးသွားပါတော့တယ်။ episode 6ရဲ့အစမှာ Sir Rodrik နဲ့စစ်သည်များ Torrance Square သို့စစ်ကူထွက်သွားပြီးတဲ့နောက်မှာ Winterfell ရဲတိုက်ကအကာအကွယ်မဲသလောက်ဖြစ်သွားခဲ့ပါတယ်။ထိုအချိန်ကိုခွင်ကောင်းယူက Theon Greyjoy ကသူ့ရဲ့အိုင်ယွန်ဘွန်စစ်သည်များနဲ့အတူ Winterfell ကိုအလစ်ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ Mr. Luwin က Robb Stark ထံကိုစာပိုကြီးကဲနဲ့သတင်းပို့လိုက်အပြီးမှာအိုင်ယွန်ဘွန်တွေက Mr. Luwin ကိုဖမ်းဆီးလိုက်ကြပါတယ်။ Theon Greyjoy က Bran Stark ရဲ့အခန်းထဲကိုဓားဆွဲပြီးဝင်ရောက်ကရဲတိုက်ကိုလွှဲပြောင်းပေးရန်တောင်းဆိုလိုက်ပါတယ်။
အစာပိုင်းမှာ Brand Star ကအိတ်ချင်မူရူနဲ့တီယွန်ကိုမြင်တော့ကြောင်တောင်ဖြစ်သွားပေမဲ့လည်း Winterfell အတွင်းမှာရှိတဲ့လူများထိခိုက်ဒဏ်ရာရမှကိုမလိုလားတဲ့အတွက်ခုခံတိုက်ခိုက်ခြင်းမပြုဘဲရဲတိုက်ကိုတီယွန်တန်ကိုလွှဲပြောင်းပေးလိုက်ပါတယ်။ Brand တယောက်တီယွန်ကိုလူများကြားမှာရဲတိုက်လွှဲပြောင်းပေးနေတော့ဖမ်းဆီးခံထားရတဲ့ဆာရောဒရစ်ကဇဲကို Winterfell ရဲတိုက်ဝင်းအတွင်းသို့ခေါ်ဆောင်လာကြပါတယ်။ဆာရောဒရစ်ကတီယွန်ကိုတစ်စဖအုပ်ဆဲဆိုပြီးသူ့ရဲ့မျက်နှာကိုတရွေးနဲ့ထွေးလိုက်ပါတယ်။တီယွန်ကဒေါသထွက်သွားပေမဲ့လည်းဆာရောဒရစ်ကိုတတ်မတ်သက်ဆုံးဖြတ်ရန်တွန်းဆုတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတီယွန်ရဲ့လက်အောက်ကလူတစ်ယောက်ကတီယွန်ကိုဖိအားပေးပြီးရဲတိုက်ကိုသိမ်းမိတ်ထားတဲ့အရှင်သခင်တယောက်အနေနဲ့ဆာရောဒရစ်ကိုအသက်ချမ်းသာပေးခဲ့လျင်ဘယ်သူမှသူ့ကိုလေးစားမှမဟုတ်တဲ့အကြောင်းပြောဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့တီယွန်ကဆာရောဒရစ်ကိုကိုယ်တိုင်ကွက်မြက်ရန်ဆုံးဖြတ်လိုက်ပါတယ်။ Brand နဲ့မစ္စတာလူဝင်တို့ကမလုပ်ဖို့တောင်းပန်နေကြပေမဲ့လည်းတီယွန်ကနားမထောင်တော့ပဲဓာတ်ကိုဆွဲထုတ်ကဆာရောဒရစ်ရဲ့လေပင်ကိုခုတ်ထည့်လိုက်ပါတယ်။ပထမဆုံးခုတ်လိုက်တဲ့အချိန်မှာခေါင်းကမပြတ်သေးတဲ့အတွက်တီယွန်ကထပ်မံခုတ်လိုက်ပြီးနောက်ဆုံးမှာတော့ဆာရောဒရစ်ရဲ့ခေါင်းကိုကိုယ်တိုင်ဖြတ်နိုင်ခဲ့ပါတယ်။ထိုမြင်ကွင်းကို Brand နဲ့မစ္စတာလူဝင်တို့ကထိတ်လန့်ဝမ်းနည်းစွာကြည့်ရှုနေခဲ့ကြပြီးတီယွန်ရဲ့စတာမိသားစုပေါ်တစ္ဆာဖောက်မှုကနောက်ဆုံးအဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်။နေရန်ကြီးမြောက်ပိုင်းရှိနှင်းများဖုံးလွှမ်းနေတဲ့တောင်ကုန်းပေါ်မှာတော့ Corin Heffan နဲ့ Jon Snow တို့အဖွဲ့ကတောင်အောက်မှာရှိတဲ့အရိုင်းဆိုင်ကင်းတောက်စကန်ကိုချောင်းကြည့်ဖို့အတွက်သွားရောက်နေပါတယ်။လန်ခရီးမှာတော့ Jon Snow ကသူ့ဝင်မလွေ Ghost ကိုအနားကိုလှမ်းပြီးခေါ်လိုက်တဲ့အခါ Ghost ကနားမထောင်မဲနဲ့ထွက်သွားပါတယ်။ Corin က Jon နဲ့ Ghost ကိုကြည့်ရင်အရိုင်းဆိုင်တွေကသူတို့ထက်မြောက်ပိုင်းမြေပြင်နဲ့တောင်တန်းတွေကိုပိုကျွမ်းကျင်တဲ့အကြောင်းသတိပေးပြီးမကြောက်တာထက်သတိရှိဖို့ပိုအရေးကြီးတယ်လို့ဆုံးမပါတယ်။ညာတောင်တပ်ဖွဲ့ရဲ့စစ်တီတယောက်အနေနဲ့ကိုယ့်အသက်ထက်တာဝန်ကိုဦးစားပေးရမှာဖြစ်ပြီးသူတို့တည်ဆုံးသွားရင်တော့အရိုင်းဆိုင်တွေဘာလုပ်နေကြတယ်ဆိုတဲ့သတင်းအချက်အလက်ကိုတပ်ဖွဲ့စီပြန်ပို့နိုင်ဖို့ကအရေးကြီးကြောင်း Corin Heffan က Jon Snow ကိုနားလည်အောင်ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Jon Snow နဲ့ Corin Heffan တို့ကအရိုင်းဆိုင်ကင်းထောက်နေရာကိုရောက်ရှိသွားပြီးခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။အရိုင်းဆိုင်တွေအကုန်လုံးကိုတပ်ပစ်ပြီးတဲ့နောက်မှာ Ygritte ဆိုတဲ့အရိုင်းဆိုင်မျိုးသမီးကိုအရှင်ဖမ်းမိခဲ့ပါတယ်။ Corin Heffan က Jon Snow ကို Ygritte ကိုတပ်ပစ်ဖို့အမိန့်ပေးပြီးထွက်ခွာသွားပြီးမဲ့လည်း Jon Snow ကမိန်းကလေးတယောက်ကိုတပ်ဖို့တုံဆိုင်နေခဲ့တာကြောင့် Ygritte ဟာအခွင့်အရေးရပြီးထွက်ပြေးသွားခဲ့ပါတယ်။ Jon Snow ကလည်းသူမနောက်ကိုလိုက်လံဖမ်းဆီးခဲ့ကနောက်ဆုံးမှာတော့ဖမ်းမိသွားခဲ့ပါတယ်။ Harrenhal မှာတော့ Tywin Lannister ကသူ့ခွက်ကင်ဖြစ်နေတဲ့ Arya Stark ကိုအပါစားပေးဆက်ဆံနေကသူ့ရဲ့လက်ထောက်စစ်သည်များကိုစစ်ရေးမှာအသုံးမကျလို့စူပူကျိမ်းမောင်းနေပါတယ်။ထိုအချိန်မှာ Littlefinger ရောက်လာပြီး Tywin Lannister နဲ့လာရောက်တွေ့ဆုံခဲ့ပါတယ်။ Littlefinger က Tywin Lannister ကို Renly Baratheon တည်သွားတဲ့အကြောင်းနဲ့ Renly အတွက်လက်စားချေဖို့ Tyrell မိသားစုနဲ့မဟာမိတ်ဖွဲ့ကအင်အားတိုးချဲ့တင်ကြောင်းအကြံပေးပါတယ်။အဲ့ဒါအပြင် Marjorie Tyrell ကလည်းမိဖုရားဖြစ်ချင်နေတဲ့အတွက်အထူးသင့်တော်တဲ့အကြောင်းပြောက Tywin Lannister သဘောတူရင် Tyrell တွေနဲ့မဟာမိတ်ဖွဲ့ဖို့ကိုယ်တိုင်သွားပြောပေးမှဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ထို့သို့ဆွေးနွေးနေတော့မှ Arya Stark ကတော့သူ့ကိုယ်သူ Arya Man Littlefinger မှတ်မိသွားမှစိုးရိမ်နေတဲ့အတွက်သတိထားပြီးဝိုင်းငဲ့ပေးနေရပါတယ်။ဘင်းရင်နယ်မြေမှာတော့မင်းသမီး Myrcella ဟာဒွန်ပြည်နယ်ကိုလက်ထပ်ထိမ်းများဖို့သင်းမောနဲ့ထောက်ခွာသွားတော့မှဖြစ်လို့ Tyrion ဘင်းမာကြီးစာစီ Joffrey ဆန်ဆာနဲ့ Tormund တို့ကစိတ်ကန်းအထိလိုက်ပါနှုတ်ဆက်ခဲ့ကြပါတယ်။ဘင်းမာကြီးစာစီကသမီးဖြစ်သူနဲ့ခွဲခွာရတော့မှဖြစ်တဲ့အတွက်ဒီအခြေအနေဟာ Tyrion ရဲ့အစီအစဉ်ကြောင့်လို့ယူဆပြီး Tyrion ပေါ်ကိုနာကြည့်နေခဲ့ပါတယ်။အဲ့ဒါကြောင့်မို့ဘင်းမာကြီးက Tyrion ကိုနင်တယောက်ယောက်ကိုတကယ်ချစ်မိတဲ့အချိန်ကြရင်အဲ့ဒီချစ်မိတဲ့သူကိုငါကိုယ်တိုင်တပ်ပြစ်မှလို့ချင်းချောက်လိုက်ပါတယ်။ Myrcella ထွက်ခွာသွားပြီးတဲ့နောက်မှာနန်းတော်ကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာတော့ဘရင်နယ်မြေကပြည်သူတွေကတော်ဝင်ရင်နှန်းကိုဝိုင်းအောင်ပြီးအစားအသောက်တွေတောင်းဆိုကြပါတယ်။ထိုအချိန်မှာလူအုပ်ထဲကနေ Joffrey ဘရင်ကိုချီးတုံးနဲ့လှမ်းပစ်လိုက်တဲ့အခါမှာတော့ Joffrey ကဒေါသထွက်သွားပြီးသူ့ကိုစော်ကားတဲ့သူတွေကိုတပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒါကြောင့်မလို့လူအုပ်ကြီးကပုံမဒေါသထွက်လာပြီးတော်ဝင်ရင်နှန်းကိုအကြမ်းဖက်တိုက်ခိုက်ပါတော့တယ်။ Tyrion က Joffrey ရဲ့အပြုအမူကိုဒေါသထွက်ကမင်းကဘလို့ရက်ဆက်ပြီးယူသွတ်တဲ့ဘရင်မျိုးမို့မင်းစားတဲ့စစ်ပွဲကြောင့်ငတ်မွတ်စာလောင်နေတဲ့ပြည်သူတွေကိုတတ်ခိုင်းဖို့အမိန့်ပေးတာလဲလို့ကြိမ်းမောင်းလိုက်ပါတယ်။အဲ့ဒီအခါ Joffrey ကငါ့ကိုစော်ကားရင်ဘသူနေနေတပ်ပြစ်မှာပဲလို့ဒေါသထွက်ကပြောလိုက်တဲ့အခါ Tyrion ကသူ့တူ Joffrey ကိုပါရိုက်ကငါ့ကိုရောလက်ဖြတ်ပြစ်မှာလားအသိဉာဏ်ရှိစမ်းဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒီနောက်ဆန်ဆာပျောက်ဆုံးသွားတာကိုသတိထားမိသွားတဲ့ Tyrion ကလိုက်ရှာဖို့အမိန့်ပေးလိုက်ပါတော့တယ်။ထို့သို့စစ်သည်နဲ့လူအုပ်ကြီးကြားရုံရင်းဆန်ခတ်ဖြစ်နေကြတဲ့အချိန်မှာ Sansa Stark အားလူအုပ်ကြီးကြားထဲမှာတော်ဝင်အဖွဲ့နဲ့ကွဲပြီးပျောက်ဆုံးသွားပါတယ်။လူအုပ်ကြီးရဲ့ရုံရင်းဆန်ခတ်မှုအတွင်း Sansa ဟာတော်ဝင်ရင်တန်းနဲ့ကွဲကလမ်းကြားတနေရာမှာတယောက်တည်းကြံရစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမြို့ခံလူမိုက်တချို့က Sansa ကိုဝိုင်းအောင်ပြီးအဓမ္မပြုခြင်းဖို့စ조사လာကြပေမဲ့လည်း Sansa ရဲ့အော်ဟစ်တန်ကြောင့် The Hound ကရောက်ရှိလာခဲ့ပါတယ်။ The Hound က Sansa ကိုကာကွယ်ပေးဖို့လူမိုက်တွေကိုအလင်းအမြန်တိုက်ခိုက်ဖြုတ်ချပြီးသူမကိုအဲ့ဒီနေရာကနေကယ်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ထိတ်လန့်နေတဲ့ Sansa ကိုပွေ့ချီပြီးလူအုပ်ကြားထဲကနေခေါ်
ခေါ်ထုတ်ကနန်းတော်ဘက်ကိုပြန်လည်ခေါ်ဆောင်သွားခဲ့ပါတော့တယ်။ အဆော့တိုက်ရဲ့တနေရာကတ်မှာတော့ Daenerys က Westeros ကိုပြန်သွားနိုင်ဖို့လိုအပ်တဲ့သင်္ဘောတွေရရှိရေးအတွက်ဇာရိုရဲ့လက်ထပ်ဖို့ကမ်းလှမ်းမှုကိုညှင်းပယ်ကကတ်ရဲ့ချမ်းသာကြွယ်ဝတဲ့မဆလာဘရင်ထံကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။ Daenerys ကသူမဟာတနေ့မှာ Westeros ကိုပြန်လည်သိမ်းပိုက်ပြီးတန်ပလင်ကိုရယူမဲ့အကြောင်းပြောပြကသင်္ဘောတွေအတွက်အကူအညီတောင်းခံခဲ့ပေမဲ့လည်းမဆလာဘရင်ကတော့ Daenerys မှာလက်တွေ့အသုံးချနိုင်တဲ့စစ်တပ်အင်အားမရှိသေးပဲအိမ်မက်နဲ့ရီမန်းချက်တွေအကြောင်းသာပြောနေတယ်လို့ယူဆခဲ့ပါတယ်။အဲဒါကြောင့်မလို့မဆလာဘရင်က Daenerys ရဲ့တောင်းဆိုမှုကိုညှင်းပယ်လိုက်ပြီးသင်္ဘောတွေပေးရဖို့လည်းလက်မခံခဲ့ပါဘူး။နောက်တစ်ပိုင်း Harrenhal မှာတော့ Littlefinger ပြန်သွားပြီးတဲ့နောက်တိုင်ဝင်လန်နစ္စတာကသူ့အခန်းထဲမှာစာရွက်စာတမ်းတွေစပွဲပေါ်တင်ထားစဉ်ခွက်ကင်အစီကံအာယာစတာကစပွဲပေါ်ကစာတွေကိုတိတ်တဆိတ်ဖတ်နေပါတယ်။တိုင်ဝင်ကအာယာစာဖတ်တတ်တာကိုသတိထားမိပြီးသူမကိုစာဖတ်နည်းဘသူသင်ပေးတာလဲလို့မေးတဲ့အခါအာယာကသူ့အဖေကြောက်စစ်သမားသင်ပေးတာလို့လိန်ညာဖြေဆိုလိုက်ပါတယ်။အဲ့ဒီအခါတိုင်ဝင်ကအာယာရဲ့အဖေကြောက်စစ်သမားကိုစာတတ်ပေးတဲ့လူတစ်ယောက်အဖြစ်ကြီးကျူးပြီးသူ့သားဂျေမီလန်နစ္စတာငယ်စဉ်ကလည်းစာဖတ်သင်ရတာအခက်အခဲရှိတဲ့အကြောင်းပြောပြခဲ့ပါတယ်။ဂျေမီလန်နစ္စတာကစာဖတ်တဲ့အခါစာတွေကိုပြောင်းပြန်မြင်နေရတဲ့အတွက်တိုင်ဝင်ကိုယ်တိုင်သူ့သားစာတွေအတဲ့မမြင်ရမချင်းကျိုးနဲ့ဇောက်ထိုးဆွဲထားပြီးအပြစ်ပေးကစာဖတ်သင်ခိုင်းခဲ့ပါတယ်။အဲ့ဒီအတွက်ဂျေမီကသူ့အဖေကိုအယမ်းမုန်းခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့သူ့သားစာဖတ်တတ်သွားပါတယ်။အဲ့ဒီအတွက်ဂျေမီကသူ့အဖေကိုအချိန်ကြာကြီးအယမ်းမုန်းခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့စာဖတ်တတ်သွားတဲ့အတွက်သူ့အဖေကိုကျေးဇူးတင်ခဲ့ပါတယ်။ထို့သောတိုင်ဝင်ကသူ့သားငယ်ဘဝအကြောင်းပြောနေတော့မှအာယာကစပွဲပေါ်က Robster ရဲ့စီးရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အရေးကြီးစာရွက်စာတမ်းကိုခိုးယူကအပြင်ဘက်တနေရာမှာဖတ်ရှုခဲ့ပါတယ်။အဲ့ဒီနောက်စာရွက်ကိုပြန်ထားဖို့သွားနေတဲ့လမ်းမှာတိုင်ဝင်ရဲ့လက်ထောက်တစ်ယောက်ကအာယာစာရွက်ကိုယူသွားတာကိုမြင်ပြီးတိုင်ဝင်ထံသတင်းပေးရန်အတွက်အခန်းထဲကိုအမြန်ပြန်သွားပါတယ်။အဲ့ဒါကြောင့်မလို့အာယာကထိုလက်ထောက်တိုင်ဝင်လန်နစ္စတာစီမရောက်ခင်မှာဂျာကင်ဟာကာစီပြေးသွားပြီးသူမရဲ့ဒုတိယမြောက်နာမည်အဖြစ်ထိုလူရဲ့နာမည်ကိုချက်ချင်းသတ်ဖို့အတွက်ပေးလိုက်ပါတယ်။ထိုလက်ထောက်တိုင်ဝင်ရဲ့အခန်းတကာဝါကိုဖွင့်ပြီးချင်းအချိန်မှာဂျာကင်ဟာကာကအစိတ်များနဲ့လှမ်းပစ်ကတတ်လိုက်တဲ့အတွက်ထိုလူကတိုင်ဝင်ရဲ့ရှေ့မှာလဲကျသေးဆုံးသွားပါတယ်။နောက်တစ်ပိုင်းမှာတော့မြောက်ပိုင်းဘီရင်ကြီး Robster ကစစ်စခန်းအတွင်းမှာစာရေးနေတဲ့ Volantis မျိုးကဆရာဝန်မလေးတလီစာထံရောက်လာပြီးသူမရေးနေတဲ့စာအကြောင်းစားနောက်မေးမြန်းကစကားဆက်မိပြောဆိုခဲ့ကြပါတယ်။တလီစာကလည်းသူမရဲ့အကြောင်းတွေကို Robster အားပြန်လည်ပြောပြရင်နှစ်ဦးကြားရင်းနှီးမှုကပုံမနှဆိုင်လာခဲ့ပါတယ်။ Robster ကတလီစာပေါ်စိတ်ဝင်စားနေတဲ့အကြောင်းသိတာလာပြီးတလီစာထွက်ခွာသွားပြီးတဲ့နောက်မှာကက်သလင်းစတာကတားပြစ်တူတန်လာရောက်ကသူမအပေါ် Robster ရဲ့အကြည့်တွေကိုသတိထားမိတဲ့အကြောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒါအပြင် Robster က Lord Water Frey ရဲ့သမီးတဦးနဲ့လက်ထပ်ရမယ်လို့ဂရီပေးထားတဲ့အကြောင်းနဲ့ထိုဂရီက Frey အိမ်တော်ရဲ့မဟာမိတ်နဲ့စစ်ပွဲအတွင်းမှာရရှိထားတဲ့သစ္စာတရားတွေအတွက်အရေးကြီးတဲ့အကြောင်းကက်သလင်းကသတိပေးလိုက်ပါတယ်။အဲ့ဒီညမှာတော့ Theon Greyjoy က Winterfell ကိုသိမ်းပိုက်လိုက်ပြီး Sir Roderick Castle ကိုကွပ်မျက်လိုက်တဲ့အကြောင်းသတင်းရောက်ရှိလာတဲ့အတွက် Robster တယောက်အလွန်ဒေါသထွက်သွားခဲ့ပါတယ်။သို့ပေမဲ့လည်း Rose Bolton က Robster အနေနဲ့ Lannister တွေနဲ့စစ်ပွဲကိုမစွန့်လွတ်သင့်ကြောင်းတားဆီးခဲ့ပြီးသူ့ရဲ့တရားမဝင်သားဖြစ်တဲ့ Draftford က Ramsay Snow ကိုလွတ်က Winterfell ကိုပြန်လည်သိမ်းပိုက်ပေးမယ်လို့အကြံပြုခဲ့ပါတယ်။ Robster ကလည်း Rose Bolton ရဲ့အကြံကိုလက်ခံခဲ့ပြီး Ramsay နဲ့ Bolton တပ်တွေကို Winterfell ကိုဆေလွတ်ရန်သဘောတူလိုက်ပါတယ်။ Ygritte ကိုပြန်လည်ဖမ်းဆီးပြီးတဲ့နောက်မှာ Jon Snow ဟာသူ့တပ်ဖွဲ့နဲ့လမ်းကွဲသွားတာကြောင့် Ygritte ကိုခေါ်ပြီးနှင်းဖုံးနေတဲ့တောအုပ်ထဲမှာတညတာနားခိုခဲ့ရပါတယ်။အဲ့ဒီညမှာ Ygritte က Jon ရဲ့ညာဆောင်တပ်ဖွဲ့ပေါ်တစ္ဆာဆောင်တီးမှုနဲ့သူ့ရဲ့တင်းကျပ်တဲ့အမြင်တွေကိုစားနောက်ပြောဆိုရင်အရင်ဆိုင်တွေရဲ့လွတ်လပ်စွာနေထိုင်မှုအကြောင်းရှင်းပြခဲ့ပါတယ်။ညအချိန်အလွန်မင်းအေးလာတဲ့အခါမှာ Ygritte ကအေးဒဏ်ကားနေကာကွယ်ဖို့အတွက် Jon Snow ရဲ့အနီးနားမှာကပ်နေပြီးသူ့ကိုဆက်လက်စားနောက်ရင်နှစ်ယောက်ကြားကဆက်ဆံရေးဟာအဖြည်းဖြည်းထူးခြားလာခဲ့ပါတယ်။ Winterfell မှာတော့ Osha ဟာ Theon ကိုအာယုံလွဲနိုင်ဖို့သူ့အပေါ်မြှူဆွဲပြီးအခွင့်အရေးယူခဲ့ပါတယ်။ Theon အာယုံမဆိုင်နိုင်တဲ့အချိန်မှာ Osha ဟာ Bran, Rickon, Hodor နဲ့ Sam ရှက်ဂီဒေါတို့ကိုခေါ်ဆောင်ပြီး Winterfell ရဲတိုက်ထဲကနေလျှို့ဝှက်စွာထပ်ပြေးခဲ့ပါတယ်။နောက်တစ်ပိုင်း Cut မြို့မှာတော့ Daenerys ဟာမဆလာဘီရင်စီကနေအကူအညီမရခဲ့ပဲဇာရိုရဲ့အိမ်တော်ကိုပြန်ရောက်လာတဲ့အခါထိတ်လန့်စရာမြင်ကွင်းကိုတွေ့လိုက်ရပါတယ်။အိမ်တော်အတွင်းမှာသူမရဲ့လူတွေအသက်ခံထားရပြီးသူမရဲ့လက်ထောက်လည်းသေဆုံးနေခဲ့ပါတယ်။ Daenerys ဟာချက်ချင်းပဲသူမရဲ့နဂါးတွေရှိတဲ့နေရာကိုအပြေးသွားကြည့်လိုက်တဲ့အခါမှာနဂါးပေါက်လေး၃កောင်စလုံးပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။မိမိအတွက်အရေးကြီးဆုံးဖြစ်တဲ့နဂါးလေးတွေခိုးယူခံလိုက်ရတာကိုသိလိုက်ရတဲ့ Daenerys ဟာထိတ်လန့်တုန်လှုပ်နေတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။သူမရဲ့နဂါးတွေကိုခိုးယူသွားတာကတော့မော်စရာကြီးဖြစ်ပြီးထိုမော်စရာကြီးကနဂါးတွေကိုတေချင်းမဲ့အိမ်တော်စီခေါ်ယူသွားရင်းနဲ့ episode 6ပြီးဆုံးသွားပါတော့တယ်။
Episode 7ရဲ့အစမှာတော့ Theon Greyjoy ကမနက်ခင်းမှာနိုးထလာပြီးအိုရှာပျောက်ဆုံးနေတာကိုသတိထားမိသွားပါတယ်။မကြာမီမှာပဲ Theon Greyjoy ရဲ့လက်ထောက်တစ်ယောက်ကအပြေးရောက်လာက Bran Rickon ဟိုတော့အိုရှာနဲ့ Winblade နှစ်ကောင်တို့ Winterfell ကနေလွတ်မြောက်ထွက်ပြေးသွားတဲ့အကြောင်းသတင်းပို့ခဲ့ပါတယ်။ထိုသတင်းကိုကြားလိုက်ရတာနဲ့ Theon Greyjoy ကအလွန်ဒေါသထွက်သွားပြီးသူ့ရဲ့အမဲလိုက်ခွေးများနဲ့ Iron Bone စစ်သည်များကိုခေါ်ယူက Bran တို့ကိုချက်ချင်းလိုက်လံရှာဖွေရန်အမိန့်ပေးလိုက်ပါတယ်။ Winterfell ကိုအခက်အခဲများစွာနဲ့သိမ်းပိုက်ထားရပေမဲ့လည်း Star ညီကို2ယောက်လွတ်မြောက်သွားပါကသူ့ရဲ့အာဏာနဲ့ဂုဏ်သိက္ခာပျက်စီးသွားမှာကို Theon ကကောင်းစွာသိနေခဲ့ပါတယ်။တစ်ဖက် Bran Rickon ဟိုတော့အိုရှာတို့အဖွဲ့ကတညလုံးထွက်ပြေးနေရတဲ့အတွက်အနားယူရန် Bran တို့ရဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့မိဘမဲ့ကလေး2ယောက်ရဲ့လဲတဲလေးကိုတွေ့လိုက်ရပါတယ်။နှီးမြဖုံးလွှမ်းနေသောမြောက်ပိုင်းတောင်ထဲများကြားမှာတော့ Jon Snow ကလက်ပြန်ကျိုးတုပ်ထားတဲ့အရိုင်းဆိုင်မှလေး Ygritte ကိုခေါ်ဆောင်က Corrin Haven တို့ရဲ့စခန်းကိုပြန်လည်ရှာဖွေနေခဲ့ပါတယ်။လမ်းတစ်လျှောက် Ygritte က Jon ရဲ့ရိုးသားဖြူစင်မှုနဲ့ညာဆောင်တပ်ဖွဲ့ရဲ့ကျန်းသစ္စာများကိုအဆက်မပြတ်လောင်ပြောင်နေခဲ့ပါတယ်။သူမကညာဆောင်တပ်ဖွဲ့စစ်သည်များကမိမမယူရမိသားစုမထူထောင်ရပဲနေရန်ပေါ်မှာအေးခဲနေထိုင်ရတဲ့ဘဝကိုအတိတ်ပဲမရှိတဲ့အကြောင်းပြောဆိုပြီးသူတို့အရိုင်းဆိုင်များကဘသူကိုမှဒူးထောက်စရာမလိုတဲ့လွတ်လပ်တဲ့သူများသာဖြစ်တဲ့အကြောင်းဂုဏ်ယူစွာပြောခဲ့ပါတယ်။ဂျွန်စနိုးကတော့ညာဆောင်တပ်ဖွဲ့ရဲ့တာဝန်နဲ့ကျန်းသစ္စာကိုကာကွယ်ပြောဆိုခဲ့ပေမဲ့လည်း Ygritte ကသူ့ဟာစားနှောက်ရင်းနဲ့မင်းမသိသေးတာတွေအများကြီးရှိပါသေးတဲ့ဂျွန်စနိုး You know nothing ဂျွန်စနိုးဟုပြောဆိုခဲ့ပါတယ်။ဤစကားကဂျွန်နဲ့ Ygritte တို့ရဲ့ဆက်ဆံရေးမှာအမှတ်တရဖြစ်လာမဲ့စကားတစ်ခွန်းဖြစ်လာခဲ့ပါတယ်။ Harrenhal ရဲတိုက်မှာတော့ Tywin Lannister ကသူ့လက်ထောက်သေဆုံးမှုနဲ့ပတ်သက်ပြီးသူ့ကိုလောက်ကျန်ရန်ကြံစီနေသူတဦးရှိနေတယ်လို့တန်တရားဝင်လာခဲ့ပါတယ်။အဲဒါကြောင့်မလို့ The Mountain ကိုခေါ်ယူပြီးအကျဉ်းသားများနဲ့စစ်သည်များကိုစစ်ဆေးစေခဲ့ပါတယ်။နောက်ပြီးတော့သူတို့ Lannister တွေရဲ့တပ်တွေကိုဓမြတိုက်နေတဲ့တော်ရင်းသဘုံညီကိုအဖွဲ့ကိုတေချာရှာပြီးတပ်ဖြစ်ဖို့ The Mountain ကိုအမိန်ပေးလိုက်ပါတယ်။အဲ့ဒီအခါမှာ The Mountain ကတပ်ရတာလွယ်ပေမဲ့ရှာရတာခက်ခဲတဲ့အကြောင်းပြောလိုက်တဲ့အခါမှာ Tywin Lannister ကမင်းကရက်ဆက်မှုနဲ့နာမည်ကြီးတာမင်းပြောညံ့သွားပြီလားကလီကိန်းရွာတွေကိုမိရှို့ဖျက်ဆီးပြီးအဲ့သဘုံညီကိုတွေထွက်လာအောင်သွားလှုပ်ဆိုပြီး Mountain ကိုစူပူကျိမ်းမောင်းလိုက်ပါတယ်။ထိုအချိန်မှာ Tywin Lannister ကဘေးမှာရှိနေတဲ့အာရအားတိုးသားခင်ကြွေးရင်ယခုဖြစ်ပွားနေတဲ့ဘရင်၅ပါးရဲ့စစ်ပွဲအကြောင်းပြောပြနေပါတယ်။နောက်ပြီးတော့ Tywin ကဆက်လက်ပြီး Targaryen မင်းဆက်ရဲ့နဂါးများနဲ့ Aegon Targaryen က Harrenhal ကိုသိမ်းပိုက်ခဲ့တဲ့သမိုင်းကြောင်းကိုပြောပြခဲ့ပါတယ်။ခုသူတို့ရောက်နေတဲ့ Harrenhal ရဲတိုက်ပြက်ကြီးကအရင်တုန်းကအလွန်ခိုင်ခန့်တဲ့ရဲတိုက်ကြီးဖြစ်ခဲ့ပေမဲ့လည်းနဂါးတွေရဲ့မီးဒဏ်ကိုမခံနိုင်တာကြောင့်ခုအခါမှာစုပ်ပြက်နေတဲ့ရဲတိုက်ကြီးဖြစ်သွားတဲ့အကြောင်းပြောပါတယ်။အာယာကလည်း Aegon ရဲ့ညီမဖြစ်သူ Visenya Targaryen ရဲ့အခမ်းကဏ္ဍကိုသိရှိနားလဲစွာနဲ့ပြန်လည်ဖြေဆိုနိုင်ခဲ့တဲ့အတွက် Tywin Lannister ကသူမရဲ့ဘုသူတနဲ့ပါနတ်မှုကိုပုံမသဘောကျအံ့အားသင့်လာခဲ့ပါတယ်။ဘရင်နယ်မြေမှာတော့ Sansa Stark ကနန်းတော်ဝရဏလျှောက်လမ်းမှာတဟောင်းလျှောက်လာတာကိုတွေ့လိုက်ရတဲ့အတွက်ရှေ့သို့သွားရောက်ပြီးခဲ့တဲ့အထီးကရုံအတွင်းသူ့ရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပါတယ်။သို့ပေမဲ့လည်းတဟောင်းကရက်တန့်က Sansa အားမျက်မှောင်ကြုံကြည့်ပြီးသူ့ကိုစာလို့ထဲ့မခေါ်ရန်ပြောလိုက်ပါတယ်။သူကသူ့ရဲ့ကောင်းဘွဲ့ခံယူထားတာမဟုတ်သလိုသူ့ရဲ့ကောင်းတွေကလည်းငဘောတွေဖြစ်တဲ့အကြောင်းပြောဆိုလိုက်ပါတယ်။ Sansa ကသူမကိုကယ်တင်ပေးခဲ့တဲ့အတွက်သူ့ကိုလူကောင်းတစ်ယောက်ဟုထင်တဲ့အကြောင်းပြောလိုက်တဲ့အခါတဟောင်းကလောင်ပြောင်ရီမောပြီးသူက Sansa ကိုတနာ၍ကယ်တင်ခဲ့တာမဟုတ်ပဲခိုင်းလို့လောက်ရတာဖြစ်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်တဟောင်းကဆက်လက်ပြီး Sansa ယုံကြည်နေတဲ့သူ့ရဲ့ကောင်းတွေနဲ့ပုံမြင်တွေကအမှန်တကယ်မဟုတ်တဲ့အကြောင်းနဲ့ဒီကဘာကိုသူ့ရဲ့ကောင်းများမဟုတ်ပဲလူသက်သမားများကသာလွှမ်းမိုးနေတဲ့အကြောင်းပြောဆိုက Joffrey ကလည်းအနာဂတ်မှာလူသက်သမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။ Sansa ကတော့တဟောင်းရဲ့ခါးတိကျန်းတဲ့စကားတွေအကြောင်းတုံလောက်ကအတန်ပင်မထွက်နိုင်ပဲကြံရစ်ခဲ့ပါတယ်။ Azor တိုက်ရဲ့တနေရာ Kat မြို့မှာတော့ Daenerys ကသူ့နှကားတွေပျောက်ဆုံးသွားတဲ့အတွက်သူ့ကိုအာမခံခေါ်လာပေးတဲ့73ယောက်အဖွဲ့ဝင်တွေက Zaro ကိုအပြစ်တင်နေပါတယ်။ Zaro ကနှကားတွေကိုခိုးယူသွားတဲ့သူကိုသူမသိတဲ့အကြောင်းနဲ့နှကားတွေကိုစိတ်မဝင်စားတဲ့အကြောင်းညှင်းဆန်လိုက်ပါတယ်။အဲ့ဒီနောက် Daenerys အတွက်သင်္ဘောတွေရှာဖို့ထွက်သွားတဲ့ Sajora ကသတင်းကြားကြခြင်းမှာ Daenerys စီရောက်လာပါတယ်။ Daenerys ကကဘာမှာဘသူမှယုံလို့မရတော့တဲ့အကြောင်း Sajora ကိုညှဉ်းညူလိုက်ပါတယ်။ Sajora ကသူ့ကိုယုံလို့ရတဲ့အကြောင်းပြောရ Daenerys ကသူ့ကိုယုံစေခြင်းရင်သူ့နှကားတွေကိုသာပြန်လိုခြင်းတဲ့အတွက်ရှာပေးဖို့ Sajora ကိုခိုင်းလိုက်ပါတယ်။နောက်တစ်ခါမှာတော့မြောက်ပိုင်းဘုရင်ကြီး Robb Stark ကဘုရင်နယ်မြေကိုငြိမ်းချမ်းရေးအတွက်စာပို့ရန်စေလွှတ်လိုက်တဲ့ Aegon Lannister ကိုအကျိုးအကြောင်းမေးမြန်းနေပါတယ်။ Aegon Lannister က Robb Stark ရဲ့စစ်ငြိမ်းချမ်းရေးစာကိုဘုရင်မကြီးစာစီကဖျဲလိုက်တဲ့အကြောင်းပြန်လည်ပြောကြားခဲ့ပါတယ်။အဲ့ဒီနောက် Robb Stark က Aegon Lannister ကိုသူ့ကိုဝမ်းခွဲရှိတဲ့ Jaime Lannister ရဲ့အကျဉ်းခန်းထဲကိုထည့်ထားခိုင်းလိုက်ပါတယ်။ Roose Bolton က Robb Stark ကိုစကားပြောဖို့ပြင်ဆင်နေတဲ့အချိန်မှာ Volantis ကဆရာဝန်မလေးတလီစာရောက်ရှိလာခဲ့ပါတယ်။တလီစာကစစ်ပွဲများကြောင့်ဒဏ်ရာရစစ်သည်များအလွန်များပြားလာပြီးပိုးသက်ဆေးရည်ပတ်တီးစတဲ့ဆေးဝါးများလုံးဝပြတ်လတ်နေပြီဖြစ်တဲ့အကြောင်းပြော
ပြောပြလိုက်ပါတယ်ဒီအတိုင်းဆက်ဖြစ်နေပါကဒဏ်ရာများအနာပုတ်ပြီးစစ်သည်များတေဆုံးနိုင်တဲ့အတွက်အနီးနားမှာရှိတဲ့မြို့များထံကနေစေဝါများအမြန်ဆုံးရယူရန်လိုအပ်တဲ့အကြောင်းတလီစာကတင်ပြလိုက်ပါတယ်အဲ့ဒီအခါ Robster ကမကြာမီခရိတ်ရဲတိုက်ကိုစစ်ချီတက်ရန်ရှိတဲ့အကြောင်းနဲ့ထိုရဲတိုက်ကိုရောက်ရှိပါကတလီစာလိုအပ်တဲ့စေဝါများကိုအကုန်ရရှိအောင်စီစဉ်ပေးမယ်လို့ပြောကသူနဲ့အတူလိုက်ခဲ့ရန်တလီစာကိုဖိတ်ခေါ်လိုက်ပါတယ် Winterfell မှာတော့ Theon Greyjoy ကအမဲလိုက်ခွေးများနဲ့အတူ Bran Rickon Hodor နဲ့ Osha တို့နောက်ကိုခြေရခံလိုက်လာရာစမ်းချောင်းတနေရာအရောက်မှာတော့ခြေရများပျောက်ဆုံးသွားခဲ့ပါတယ် Bran တို့ရောက်ခဲ့တဲ့လေတဲဘက်ကိုခွေးများကဟောင်ရင်ဥတီသွားတဲ့အတွက် Theon နဲ့သူ့ရဲ့စစ်သည်တွေကလေတဲအတွင်းကိုဝင်ရောက်စစ်ဆေးကြပါတယ် Theon ကလေသမားကြီးဟာဓာတ်နဲ့ထောက်က Bran နဲ့ကလေးများဤနေရာသို့ရောက်လာခြင်းရှိမရှိကိုဒေါသတကြီးမေးမြန်းခဲ့ပေမဲ့လည်းလေသမားကြီးကဘယ်သူမှမလာတဲ့အကြောင်းကြောက်လန့်စွာဖြေကြားခဲ့ပါတယ်ခြေရလုံးဝပျောက်ဆုံးသွားတဲ့အတွက်လက်ပလာနဲ့ Winterfell ကိုပြန်ရမယ့်အခြေအနေကြောင့် Theon Greyjoy စိတ်ပြတ်နေတဲ့အချိန်မှာ Theon Greyjoy ရဲ့လက်ထောက်ကလေတဲအတွင်းရှိကောက်ရိုးပုံပေးမှာ Rickon စားနေကြအသည့်ရဲ့အခွန်တွေကိုတွေ့သွားကအကြံရခဲ့ပါတယ် Theon ရဲ့လက်ထောက်က Theon ကို Winterfell ကိုပြန်သွားခိုင်းပြီးကျန်တာသူကြည့်ရှင်းလိုက်မှဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်ထိုလက်ထောက်ဘာကိုဆိုလိုတာလဲဆိုတာ Theon ကလည်းသဘောပေါက်သွားခဲ့က Mr. Luwin နဲ့အတူ Winterfell ကိုပြန်ဖို့ပြင်လိုက်ပါတယ်နောက်တစ်ပိုင်းမှာတော့ Ygritte က Jon Snow ကိုလမ်းတက်လျှောက်လှည့်ဖျားဖို့ကြိုးစားရင်းနဲ့ထပ်မံထွက်ပြေးသွားခဲ့ပါတယ်ဂျွန်စနိုးက Ygritte ပုံနေတဲ့နေရာကိုတွားရောက်စစ်ဆေးဖို့လုပ်နေတော့လေးချုံနှံကြားလို့ကြီးလိုက်တဲ့အခါမှာနှင်းများဖုံးနေတဲ့တောင်ကုန်းများပေါ်မှာအရိုင်းဆိုင်စစ်သည်များရုတ်တရက်ပေါ်ထွက်လာပြီးဂျွန်စနိုးကိုဝင်းရံဖမ်းဆီးလိုက်ကြပါတယ်။ဘရင်နယ်မြေမှာတော့ Sansa Stark ကမနက်ခင်းအိယာမှနိုးလာတဲ့အချိန်မှာအိယာခင်းပေါ်မှာသွေးစွန်းနေတာကိုတွေးလိုက်ရတဲ့အတွက်ထိတ်လန့်သွားပါတယ်။ Sansa ကမိမ့်မပြိုအရွယ်သို့ရောက်ရှိလာပြီဖြစ်တဲ့အကြောင်းသိရှိသွားပြီး Joffrey ရဲ့မိဖုရားဖြစ်လာပါက Joffrey ရဲ့ကလေးကိုမွေးပေးရမယ့်အရေးကိုပါစိုးရိမ်ကြောက်လန့်နေခဲ့ပါတယ်။ထိုအခါဆန်ဆာရဲ့လက်ထောက်ရှေးကဆန်ဆာကိုကူညီပြီးသွေးစွန်းနေတဲ့အိယာခင်းကိုဖျောက်ပြက်ရန်စူးစမ်းခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာတဟောင်းရောက်ရှိလာပြီးဖြစ်ပျက်နေတာကိုသိရှိသွားခဲ့ပါတယ်။ဆန်ဆာကမိမိရဲ့အခြေအနေကိုအရှက်ရစွာနဲ့ဖုံးကွယ်ထားလို့ပေမဲ့လည်းတဟောင်းကထိုအကြောင်းကိုစာစီထံသတင်းပေးပို့ခဲ့ပါတယ်။ဆန်ဆာအပြိုအရွယ်ရောက်လာတာကိုသိရှိသွားတဲ့အခါမှာစာစီလန်နစ်စတာကဆန်ဆာအားခေါ်ယူကဝိုင်းတိုင်ရင်းနဲ့မိမတယောက်ရဲ့ဘဝနဲ့နန်းတွင်းနိုင်ငံရေးအကြောင်းလက်တွေ့ကြကြဆုံးမစကားပြောခဲ့ပါတယ်။ဘရင်မာကြီးစာစီကဆန်ဆာအနေနဲ့ဂျော်ဖရေးကိုချစ်စရာမလိုတဲ့အကြောင်းနဲ့အိမ်တော်ရေးနဲ့နိုင်ငံရေးမှာချစ်ချင်းမြတ်တာကအားနည်းချက်တစ်ခုဖြစ်လာနိုင်ကြောင်းသတိပေးခဲ့ပါတယ်။သူမအနေနဲ့အမှန်တကယ်တန်ဖိုးထားရမိသူများမှာမိမိရဲ့အနာဂတ်ကလေးများသာဖြစ်ပြီးတစုံတစ်ယောက်ကိုပို့ချစ်မိလေလေထို့သူကြောင့်ပိုမိုအားနည်းလာလေလေဖြစ်ကြောင်းဆန်ဆာအားရှင်းပြခဲ့ပါတယ်။နောက်ပိုင်းဘုရင်ကြီး Robb Stark ရဲ့စစ်စခန်းမှာတော့ Jaime Lannister ကသူ့ရဲ့ဝမ်းခွဲ Aegon Lannister နဲ့စကားပြောဆိုကြရင်သူတို့ငယ်စဉ်ကအတူတူလေ့ကျင့်ခဲ့ကြတဲ့အကြောင်းများကိုပြန်လည်ပြောဆိုခဲ့ပါတယ်။သို့ပေမဲ့လည်းအလေးအငိုက်မှာ Jaime Lannister က Aegon Lannister ကိုလက်ကတန်ကြိုးနဲ့အဆက်မပြတ်ထိုးကတပ်ပစ်လိုက်ပါတယ်။ထို့သို့တပ်ဖြတ်နေတော့မှထောင်ဆောင်တော်ဟန်ကစတာရောက်ရှိလာခဲ့ပါတယ်။ထိုအခါမှာ Jaime Lannister ကထိုထောင်ဆောင်ကိုပါလဲပေးညှက်တက်လိုက်ပြီးအကျဉ်းခန်းကနေထွက်ပြေးရန်ကြိုးစားခဲ့ပါတယ်။တစ်ဖက်မှာတော့ Daenerys Targaryen ကစာကြိုရာမော်ဝန်နဲ့အတူကတ်မြို့တော်ကောင်စီတန်သွားရောက်ကခိုးယူခံထားရတဲ့နဂါးပေါက်လေးများကိုပြန်လည်ရှာဖွေပေးရန်တောင်းဆိုခဲ့ပါတယ်။သို့ပေမဲ့လည်းမဆလာဘရင်နဲ့ကောင်စီအမတ်များက Daenerys ရဲ့အကူအညီကိုညှင်းဆန်ခဲ့ကြပါတယ်။ထိုအချိန်မှာစုံးမတ်ကြီးပြက်ပရီးနဲ့ဇာရိုတို့ကရှေ့ထွက်လာပြီးသူတို့ရဲ့စုံးတက်ပညာနဲ့အာဏာကိုပြသကကတ်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုလွှမ်းမိုးလိုက်ပါတယ်။ထိုစုံးမတ်ကြီးက Daenerys ရဲ့နဂါးတွေကသူ့ထံမှာရှိတဲ့အကြောင်းဖော်ပြပြီးနဂါးများကိုပြန်လိုခြင်းမှာက House of the Undying လို့ခေါ်တဲ့တေခြင်းမဲ့အိမ်တော်ကိုလာရောက်ရန်ပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာစုံးမတ်ကြီးကသူ့ရဲ့စုံးတက်ပညာနဲ့သူ့ကိုယ်သူအများပြမိတ္တူပွားကမဆလာဘရင်နဲ့တခြားကောင်စီအမတ်များကိုတပ်ဖြတ်လိုက်ပါတယ်။ထိုအခြေအနေကြောင့် Daenerys နဲ့စာဂျိုရာတို့ကကားမြို့တော်အတွင်းမှာအနေရကိုရှောင်ရှားကထွက်ပြေးခဲ့ကြရပါတယ်။နောက်တစ်နေ့မနက်မှာတော့လူနှစ်ယောက်ကိုတပ်ကထောင်ဖောက်ထွက်ပြေးခဲ့တဲ့ Jaime Lannister ကိုပြန်လည်ဖမ်းမိခဲ့ပါတယ်။ Jaime Lannister တပ်ဖြတ်ခဲ့တဲ့တားဖြစ်သူရဲ့အလောင်းကိုမြင်တွေ့ပြီးတဲ့နောက်မှာ Lord Rickard Caster ကအလွန်ဒေါသထွက်က Jaime Lannister ကိုချက်ချင်းခေါင်းဖြတ်သက်ရန်တောင်းဆိုခဲ့ပါတယ်။သို့ပေမဲ့လည်းမြောက်ပိုင်းဘုရင်ကြီး Robb Stark စစ်မြေပြင်ကိုထွက်ခွာနေချိန်ဖြစ်တဲ့အတွက် Catelyn Stark က Jaime ကိုအလင်းအမြန်တပ်ပစ်လိုက်ပါကစစ်ပွဲအတွက်စိုးကျိုးများဖြစ်လာနိုင်တာကြောင့်မလို့စိုးရိမ်နေခဲ့ပါတယ်။အဲဒါကြောင့်မလို့သူသား Robb Stark လာမှဖြည့်ရှင်းမယ်လို့ပြောက Jaime Lannister ကိုအကျဉ်းခန်းထဲပြန်ထည့်ခိုင်းလိုက်ပါတယ်။အဲ့ဒီညမှာတော့ Catelyn က Brienne of Tarth ကိုခေါ်ဆောင်က Jaime ရဲ့အကျဉ်းခန်းထဲကိုရောက်ရှိလာခဲ့ပါတယ်။ Jaime က Catelyn ကို Ned Stark ရဲ့ဂုဏ်သိက္ခာနဲ့ Jon Snow ရဲ့မွေးဖွားလာပုံကိုထိပါပြောဆိုခဲ့ပြီးသူကတော့သူ့အမစာစီတဦးတည်းကိုသာချစ်ခဲ့ကြောင်းပြောဆိုက Catelyn Stark ကိုရန်စားခဲ့ပါတယ်။ Jaime Lannister ရဲ့စကားကြောင့် Catelyn Stark ကအလွန်ဒေါသထွက်သွားပြီး Brienne ရဲ့ဓာတ်ကိုဆွဲယူလိုက်ပါတယ်။ဘရင်နယ်မြေမှာတော့တ
တီရီယွန်နဲ့ဘရင်မကြီးစာစီတို့စကားပြောနေကြပါတယ်တီရီယွန်ကစတန်နစ်သင်းဘောတွေနဲ့စစ်ချီလာတဲ့အကြောင်းပြောကဂျော်ဖရီးဘရင်ကခုထိဘရင်လိုမနေပဲကလေးဆယ်နေတဲ့အကြောင်းပြောလိုက်ပါတယ်ဘရင်မကြီးကသူ့သားဂျော်ဖရီးရက်ဆက်နေတာကိုသူကိုယ်တိုင်မနိုင်တဲ့အကြောင်းပြောကသူတို့မောင်နှမချင်းချင်းချစ်ကြလို့ရတဲ့ကလေးမို့လို့နတ်ဖျားတွေကအပြစ်ပေးတာဆိုပြီးနောင်တရစွာပြောဆိုနေပါတယ်တာဂယ်ရီယန်တွေလည်းမောင်နှမချင်းယူလို့ရက်ဆက်ယူသွပြီးမျိုးဆက်ပြတ်သုံးသွားတယ်လို့ပါထပ်မံပြောဆိုလိုက်ပါတယ်အဲ့ဒီအခါမှာတီရီယွန်ကသူ့အမကိုအငယ်လေးနှစ်ယောက်ဖြစ်တဲ့တော်မန်နဲ့မိုင်ဆယ်လာတို့ကလိမ်မာတဲ့အကြောင်းပြန်လည်နှစ်သိမ့်ပေးခဲ့ပါတယ်တီယွန်ဂရေးဂျိုင်းဝင်တာဖဲရဲတိုက်ကိုပြန်လည်ရောက်ရှိလာပြီးတဲ့နောက်မှာမေစတာလူဝင်နဲ့ရဲတိုက်တွင်ရှိလူများကကြောက်ရွံ့စွာစောင့်ကြည့်နေကြပါတယ်တီယွန်ဂရေးဂျိုင်းရဲ့အမိန့်နဲ့မီးလောင်ကျွမ်းထားပြီးမဲနဲ့နေတဲ့ကလေးအလောင်းနှလောင်းကိုဝင်တာဖဲရဲ့အပြင်ဘက်မှာကျိုးနဲ့ချိတ်ဆွဲပြသခဲ့ပြီးထိုအလောင်းတွေကဘရန်နဲ့ရီကွန်တို့ရဲ့အလောင်းများဖြစ်တယ်လို့လူတိုင်းကိုကြေညာလိုက်ပါတယ်ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့မေစတာလူဝင်ကရင်ခွဲသွားတဲ့ကဲ့သို့အော်ဟစ်ငိုကြွေးခဲ့ပြီးဝင်တာဖဲတစ်ခုလုံးဝမ်းနဲ့ကြွခဲ့မှုနဲ့ထိတ်လန့်မှုအတွင်းကြောက်ရောက်သွားခဲ့ပါတယ်ဒီနေရာမှာပဲ episode 7ပြီးဆုံးသွားပါတယ်episode 8ရဲ့အစမှာကလေးနှစ်ယောက်ကိုတတ်ကဝင်တာဖဲကိုသိမ့်ပိုက်ထားတဲ့တီယွန်ဂရေးဂျိုင်းတို့အဖွဲ့ကစာပိုကြီးကန်းတွေအကုန်လုံးကိုတတ်ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတီယွန်ဂရေးဂျိုင်းရဲ့အမဖြစ်တဲ့ယာရာဂရေးဂျိုင်းကစစ်တီအနှဲငယ်နဲ့အတူဝင်တာဖဲကိုရောက်ရှိလာခဲ့ပါတယ်တီယွန်ဂရေးဂျိုင်းကဝင်တာဖဲကိုသိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်ကြွားဝပြောဆိုနေပေမဲ့လည်းယာရာကသူ့မောင်တီယွန်ရဲ့လုပ်ရက်ကိုယူသွမှုတစ်ခုအဖြစ်ပြင်းပြင်းထန်ထန်စူပူချိန်မောင်းလိုက်ပါတယ်သူတို့လိုအာယွန်ဘွန်တန်ကျွန်းစုတွေကပင်လယ်နဲ့ကမ်းရိုးတန်းများကိုသာအဓိကသိမ့်ပိုက်နိုင်တဲ့သူတွေဖြစ်ပြီးပင်လယ်နဲ့မိုင်းယာချီဝေးတဲ့ကုန်းတွင်းပိုင်းဝင်တာဖဲကိုစစ်တီအနှဲငယ်နဲ့ကာကွယ်နိုင်မှာမဟုတ်တဲ့အကြောင်းမြောက်ပိုင်းသားများအားလုံးကသူတို့ကိုတတ်ရန်လာကြတော့မှာဖြစ်တဲ့အကြောင်းယာရာကသူ့မောင်ကိုသတိပေးလိုက်ပါတယ်အဲ့ဒါအပြင် Nesta ရဲ့ကလေးတွေကိုတတ်လိုက်ခြင်းကမြောက်ပိုင်းတစ်ခုလုံးကိုရန်သူအဖြစ်ပြောင်းလဲလိုက်ပြီးဖြစ်ကြောင်းပြောဆိုကဝင်တာဖဲကိုစွန့်ခွာပြီးဝေးရဲမြေပိုက်ကိုပြန်ရန်သူ့မောင်ကိုချစ်တဲ့စိတ်နဲ့တိုက်တွန်းလိုက်ပါတယ်။သို့ပေမဲ့လည်းတီယွန်ကမာနာကြီးစွာနဲ့ညှင်းဆန်နေတဲ့အတွက်ယာရာကစစ်တီအနှဲငယ်ကိုခြံထားခဲ့ကဝင်တာဖဲကနေထွက်ခွာသွားခဲ့ပါတယ်။နှီးမြဖုံးလွှမ်းနေတဲ့မြောက်ပိုင်းတောထဲမှာတော့ဂျွန်ဆန်နိုးအပြင်ကော်ရင်ဟဖန်ကလည်းအရိုင်းဆိုင်များရဲ့လက်ထဲသို့အကျဉ်းသားအဖြစ်ကြားရောက်သွားပါတယ်။အရိုင်းဆိုင်တွေကမျိုးနွယ်စုတစ်ခုဖြစ်တဲ့အယိုးများရဲ့သခင်ကဂျွန်ဆန်နိုးကိုချက်ချင်းတက်ရန်ပြင်ဆင်နေတဲ့အချိန်မှာရီဂရစ်ကဝင်ရောက်တားဆီးလိုက်ပါတယ်ဂျွန်ဆန်နိုးကနက်စတာရဲ့သွေးသားရင်ဖြစ်တာကြောင့်မက်စ်ရေဒါထံခေါ်ဆောင်သွားပါကပုံမအသုံးဝင်မှလို့ရီဂရစ်ကပြောလိုက်တဲ့အတွက်ဂျွန်ဆန်နိုးကအသက်ဘေးကနေလွတ်မြောက်ခဲ့ရပါတယ်အဲ့ဒီနောက်ကော်ရင်ဟဖန်ကဂျွန်ဆန်နိုးနာသွားကသူဖမ်းခံရတာဂျွန်ဆန်နိုးပျောက်သွားလို့လိုက်ရှာရင်းကနေဖြစ်ကြောင်းပြောလိုက်ပါတယ်ဂျွန်ဆန်နိုးကကော်ရင်ဟဖန်ကိုမိန်းကလေးတစ်ယောက်ကိုမတတ်နိုင်တဲ့အတွက်အခုလိုမျိုးနှစ်ယောက်လုံးဖမ်းခံရတာဖြစ်ကြောင်းတောင်းပန်လိုက်ပါတယ်နောက်တစ်ပိုင်းမှာတော့မြောက်ပိုင်းဘီရင်ကြီး Robster ကခရိတ်ရဲတိုက်ကနေတလီဆာနဲ့စကားပြောရင်းစစ်စခန်းကိုပြန်လာနေတဲ့အချိန်မှာစစ်တီတယောက်ရောက်လာပြီး Robster ရဲ့အမေကက်သလင်းကဂျေမီလန်နစ္စတာကိုဘရီယန်နဲ့အတူဘရင်နယ်မြေကိုလျှို့ဝှက်လွှတ်ပေးလိုက်တဲ့အကြောင်းသိရှိသွားပါတယ်ဆန်ဆာနဲ့အာယာတို့ကိုပြန်လဲနိုင်ရန်ရည်ရွယ်ချက်နဲ့လွှတ်ပေးလိုက်ခြင်းဖြစ်ခဲ့ပေမဲ့လည်း Robster ကဂျေမီကအလွန်ရေးကြီးတဲ့အတုံးပန်းဖြစ်တဲ့အတွက်ကြောင့်မိခင်ဖြစ်သူရဲ့လုပ်ရက်ကိုအလွန်အမင်းစိတ်ပြတ်သွားပါတယ် Robster ရဲ့ဘေးက Locaster ကလည်းသူ့သားကိုတတ်လိုက်တဲ့ဂျေမီလန်နစ္စတာကိုလွှတ်ပေးလိုက်တဲ့အတွက်ကက်သလင်းစတာကိုအလွန်စိတ်ပြတ်ဒေါသထွက်သွားက Robster ကိုတွေးထိုးနေခဲ့ပါတယ်စစ်ပွဲတစ်ခုလုံးရဲ့အနိုင်ရနိုင်ခြေကိုထိခိုက်စေခဲ့ကြောင်း Robster ကကက်သလင်းစတာအားပြောဆိုပြီးတဲ့နောက်မှာစစ်တပ်ရဲ့စီကံအရာသူ့အမေကက်သလင်းကိုစစ်စခန်းအတွင်းအကျဉ်းသားအဖြစ်စောင့်ကြပ်ထားရန်အမိန့်ပေးလိုက်ပါတယ်ဂျေမီလန်နစ္စတာနဲ့ Brienne of Tarth တို့ကဘရင်နယ်မြေကိုပြန်လည်ပို့ဆောင်ရန်အတွက်ခရီးစဉ်အကြောင်းလမ်းမှာပြောဆိုနေကြပါတယ်ဂျေမီလန်နစ္စတာက Brienne ရဲ့ TGB မောင်းမာတဲ့အမူအရာကိုလောင်ပြောင်ပြီးသူမအနေနဲ့မိမိကိုအမျိုးသမီးတယောက်ကဲ့သို့ဝစ်စားဆင်ရင်ရန်မကြိုးစားပဲစစ်တီတယောက်လိုသာနေထိုင်နေကြောင်းစနောက်ပြောဆိုခဲ့ပါတယ်။ Brienne ကဂျေမီရဲ့လောင်ပြောင်မှုကိုဂရုမစိုက်ပဲသူ့ရဲ့တာဝန်ကဂျေမီလန်နစ္စတာကိုဘေးကင်းစွာနဲ့ဘရင်နယ်မြေကိုပြန်ပို့ရန်သာဖြစ်ကြောင်းတည်ငြိမ်စွာပြောလိုက်ပါတယ်။ဂျေမီလန်နစ္စတာက Brienne ရဲ့ဂုဏ်သိက္ခာနဲ့တစ္ဆာရှိမှုကိုစမ်းသပ်တဲ့ကဲ့သို့ဆက်လက်စကားပြောနေပေမဲ့လည်း Brienne ကသူ့ကိုအကျဉ်းသားတဦးဖြစ်တာသဘောထားပြီးစောင့်ကြပ်နေခဲ့ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်လှေပေါ်တက်ခါစတင်ထွက်ခွာသွားကြပါတယ်။ Harren ဟော်ရဲတိုက်အတွင်းမှာတော့တိုင်ဝင်လန်နစ္စတာကသူ့ရဲ့အရာရှိများနဲ့စစ်ရေးအခြေအနေများကိုဆွေးနွေးနေတဲ့အချိန်မှာစတန်နစ်ဘရာဒီယွန်ရဲ့စစ်သင်းဘောအမြောက်များနဲ့ဘရင်နယ်မြေဘက်ကိုချင်းကပ်လာနေပြီဖြစ်ကြောင်းသတင်းရရှိခဲ့ပါတယ်။စတန်နစ်ဘရာဒီယွန်တို့ဘရင်နယ်မြေကိုရောက်လာပါကမြို့တော်ကြဆုံးနိုင်ခြေအလွန်မြင့်မားနေပေမဲ့လည်းတိုင်ဝင်လန်နစ္စတာကနန်းတော်ကိုစွန့်ခွာထွက်ပြေးရန်မစင်စားပဲစစ်ရေးအခြေအနေကိုအေးအေးဆေးဆေးတွက်ချက်နေပါတယ်။တစ်ဖက်မှာတီယွန်ဂရေးဂျိုင်းကဝင်တာဖဲကိုသိမ်းပိုက်ထားခြင်းကြောင့် Robster ရဲ့တပ်များကအာယုံပြန့်ကျဲနေကြပြီးစတားတပ်များရဲ့အားနည်းနေခြင်းကိုအခွင့်ကောင်းယူ၍တိုက်ခိုက်ရန်အချိန်ကောင်းဖြစ်လာနိုင်ကြောင်းတိုင်ဝင်ကသဘောပေါက်လာပါတယ်။အဲဒါကြောင့်မို့လို့ဘရင်နယ်မြေကိုစတန်နစ်ရဲ့တိုက်ခိုက်မှု
မှုကကယ်တင်ရန်နဲ့ Robster ရဲ့တပ်များကိုတိုက်ခိုက်ရန်အတွက်ဟာရင်ဟောမှာဆက်လက်နေမဲ့အစားသူ့ရဲ့ Lannister စစ်တပ်ကြီးကိုဦးဆောင်ကထိုညနေမှာပဲစစ်ချီထွက်ရန်ဆုံးဖြတ်လိုက်ပါတယ်တိုင်ဝမ် Lannister ကသူ့ရဲ့လက်ယုံသမောင်းတိန်ကိုတော့ဟာရင်ဟောမှာစစ်သည်များနဲ့အတူခြံထားခဲ့ပြီးညီကိုများဖွဲ့ကိုလိုက်လံရှာဖွေကဖျက်ဆီးရန်အမိန့်ပေးခဲ့ပါတယ်အဲ့ဒါအပြင်အာယာကိုလည်းဟာရင်ဟောမှာဆက်လက်ထားခဲ့ပြီးသမောင်းတိန်ရဲ့အစီအခံပြဆက်လက်လောက်ကင်စေရန်စီစဉ်ခဲ့ပါတယ်တိုင်ဝမ်ရဲ့စစ်တပ်ကြီးညအချိန်မှာဟာရင်ဟောမှာထွက်ခွာသွားတော့မဲ့အကြောင်းအာယာစတာသိရှိသွားတဲ့အခါမှာသူမရဲ့အရေးကြီးဆုံးခွင့်ရတစ်ခုပျောက်ဆုံးသွားတော့မှာကိုသဘောပေါက်ကအလွန်စိုးရိမ်သွားပြီးဂျာကင်ဟက်ကာကိုအမြန်ရှာဖွေရန်ထွက်လာခဲ့ပါတယ်။ဘေးနယ်မြေမှာတော့ Tyrion Lannister ကမကြာမီတိုက်ခိုက်လာတော့မဲ့ Stannis Baratheon ရဲ့စစ်တပ်နဲ့ရေတပ်ကိုဘလို့ကာကွယ်ရမလဲကိုစဉ်းစားကစစ်ပွဲနဲ့မျိုးဝိုင်းတိုက်ပွဲများအကြောင်းရေးသားထားတဲ့စာအုပ်ကြီးများကိုစပွဲပေါ်မှာဖြန့်ခင်းပြီးအာယုံစူးစိုက်ဖတ်နေပါတယ်။အနီးမှာတော့ဘရွန်ကစစ်ရေးစာအုပ်များကိုစိတ်မဝင်စားတဲ့ပုံနဲ့ထိုင်နေပြီးလက်သေးကိုတန်းရှင်းရေးလုပ်နေပါတယ်။ Tyrion ကဘရွန်ကိုစစ်ရေးပြင်ဆင်မှုမှာကူညီပေးရန်ပြောဆိုပေမဲ့လည်းဘရွန်ကစာအုပ်ထဲကစစ်ပွဲအကြောင်းဖတ်နေုံနဲ့တကယ်စစ်ပွဲကိုနားလည်နိုင်မှာမဟုတ်တဲ့အကြောင်းလောင်ပြောင်ပြောဆိုခဲ့ပါတယ်။ Tyrion ကလည်းသူဖတ်နေတဲ့စာအုပ်က Westeros မှာရှိတဲ့နာမည်ကြီးမျိုးဝိုင်းတိုက်ပွဲများနဲ့စစ်ရေးဗျူဟာများအကြောင်းရေးသားထားတဲ့စာအုပ်ဖြစ်တဲ့အကြောင်းပြန်ပြောကစာအုပ်ကိုအထင်မသေးရန်ဘရွန်ကိုစူပူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Lord Varys ရောက်လာပြီးမျိုးဆောင်တပ်ဖွဲ့များရဲ့လုံခြုံရေးဆောင်ရွက်မှုကောင်းမွန်လာကြောင်းဘရွန်ကိုချီးကျူးလိုက်ပါတယ်။ဘရွန်ကဘရင်နယ်မြေအတွင်းမှာသူနဲ့သူ့လူများကမျိုးထဲမှာရှိတဲ့လူတီများတဲ့တခိုးတွေကိုဖမ်းဆီးရှင်းလင်းထားကြောင်းပြောဆိုလိုက်ပါတယ်။ဘရွန်ရဲ့နီလန်ကတော့တခိုးများကိုစစ်ဆေးမေးမြန်းခြင်းမဟုတ်ပဲတပ်ဖြတ်ဖယ်ရှားလိုက်ခြင်းဖြစ်ပြီး Tyrion ကထိုနီလန်ကိုမကြိုက်ပေမဲ့လည်းမျိုးဝိုင်းခံရတဲ့အချိန်မှာစားစာနဲ့ပစ္စည်းများလုံခြုံရေးကအလွန်ရေးကြီးလာတော့မှဖြစ်ကြောင်းကိုဘရွန်ကပြောလိုက်ပါတယ်။ဘရွန်ကဆက်လက်ပြီးစစ်ပွဲမှာတိုက်ခိုက်တပ်ဖြတ်ခြင်းထက်အစာရေစာပြက်လက်ပြီးလူတွေအငတ်ဖေးကြားရောက်ခြင်းကပိုပြီးအနေရကြီးတဲ့အကြောင်းရှင်းပြပါတယ်။အဲ့ဒီနောက် Tyrion နဲ့ဘရွန်တို့ရဲ့စကားဝိုင်းကိုနားထောင်ရင်းနဲ့ Lord Varys ကလည်းစစ်ပွဲအခြေအနေကိုစိတ်ဝင်စားစွာဝင်ရောက်ဆွေးနွေးပါတယ်။ Tyrion က Stannis ရဲ့ရေတပ်ကဘရင်နယ်မြေကိုရောက်လာတဲ့အခါမှာရှွန်ခိတ်ဘက်ကနေဝင်ရောက်တိုက်ခိုက်နိုင်ခြင်းများတဲ့အကြောင်းတွက်ချက်ထားပြီးထိုနေရာကမြို့ကာကွယ်ရေးအတွက်အရေးကြီးတဲ့အားနည်းချက်တစ်ခုဖြစ်တဲ့အကြောင်းပြောဆိုလိုက်ပါတယ်။ဘရွန်ကတော့ရန်သူအင်အားများလွန်းပြီးကိုယ့်ဘက်မှာစစ်သည်အင်အားမလုံလောက်ကြောင်းထောက်ပြပါတယ်။ Lord Varys ကဒါဆိုငါတို့မှာဘာရှိလဲလို့မေးလိုက်တဲ့အခါမှာ Tyrion ကခဏစဉ်းစားပြီးဝက်ချီတွေတော့ရှိတယ်လို့ပြောဆိုကထူးခြားတဲ့ကာကွယ်ရေးအစီအစဉ်တစ်ခုကိုစဉ်းစားနေကြောင်းအရေးအမွက်ပြသလိုက်ပါတယ်။ဒီကဲတိုင်းမြောက်ဘက် Fist of the First Man တောင်ကုန်းပေါ်မှာတော့ဆမ်မွဲတာလီ Grant နဲ့အက်ဒိုကအိမ်နာကျွင်းတူးနေကြတဲ့အချိန်မှာနှစ်ယောက်မှာဖွက်ထားတဲ့ညာဆောင်တပ်ဖွဲ့ရဲ့ဝေးယုံအဟောင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ထိုဝေးယုံများအတွင်းမှာရှေးဟောင်းနဂါးဖန်နဲ့ပြုလုပ်ထားတဲ့ဓမြောင်များနဲ့လန့်ထိန်များအများအပြားကိုတွေ့ရှိခဲ့ကြပါတယ်။နောက်တစ်ပိုင်းမှာတော့အာယာစတာကဂျာကင်ဟာကာကိုမတွေ့လို့စိတ်ပြက်နေတဲ့အချိန်မှာဂျာကင်ဟာကာကသူ့စီစိုက်စိုက်မတ်မတ်ရောက်လာပါတယ်။အာယာစတာကနောက်ဆုံးနာမည်အဖြစ်တိုင်ဝမ် Lannister ကိုချက်ချင်းတပ်ပေးဖို့ပြောပေမဲ့လည်းတိုင်ဝမ် Lannister ကဟာရင်ဟောကထွက်ခေါ်သွားပြီဖြစ်တဲ့အတွက်ချက်ချင်းတပ်လို့မရတော့ပဲအချိန်ကြာမှဖြစ်တဲ့အကြောင်းဂျာကင်ဟာကာကပြောလိုက်ပါတယ်။ထိုအခါအာယာစတာကသူ့ရဲ့ဂျန်ဒရီရဲ့ဟော့ပိုင်ရဲ့ကိုဟာရင်ဟောကထွက်ပြေးလို့မရအောင်ကူညီပေးဖို့ဂျာကင်ဟာကာကိုတောင်းဆိုလိုက်ပါတယ်။ဂျာကင်ဟာကာကထိုကိစ္စကသူ့တာဝန်မဟုတ်တဲ့အကြောင်းညှင်းဆန်လိုက်တဲ့အခါအာယာစတာကညံသုံးပြီးသူမရဲ့တတိယမြောက်နာမည်အဖြစ်ဂျာကင်ဟာကာရဲ့နာမည်ကိုပြောလိုက်ပါတယ်။ဂျာကင်ဟာကာကထိတ်လန့်သွားပြီးနာမည်ကိုပြန်ရုပ်သိမ်းပေးရန်တောင်းဆိုပေမဲ့လည်းအာယာကသူတို့သုံးဦးကိုအဲ့ဒီညမှာဟာရင်ဟောကနေလွတ်မြောက်အောင်ကူညီပေးပါကနာမည်ပြန်ရုပ်သိမ်းပေးမယ်လို့အပေးယူလုပ်လိုက်ပါတယ်။ဂျာကင်ဟာကာကသဘောတူလိုက်ပြီးညဘက်မှာတော့အာယာစတာဂျန်ဒရီနဲ့ဟော့ပိုင်တို့ကရဲတိုက်တကားဝါကိုရောက်လာတဲ့အခါမှာတကားဆောင်လန်နစ္စတာစစ်သည်များအားလုံးအသက်ခံထားရတာကိုတွေ့ရှိရပြီးဟာရင်ဟောကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ဘရင်နယ်မြေမှာတော့ဆာစီလန်နစ္စတာကတီရီယွန်ကိုညစာစားရန်ခေါ်ယူပြီးစစ်ပွဲအခြေအနေများကြောင့်စကားပြောနေပါတယ်။ဆာစီကဂျော်ဖရေးကိုစစ်ပွဲအတွင်းရှေ့တန်းထွက်ရမည်ကိုလွန်စိုးရိမ်နေပြီးတီရီယွန်ကလည်းဂျော်ဖရေးကိုတိုက်ပွဲအတွင်းအသုံးချရန်ရည်ရွယ်ထားတယ်လို့သံတရားဝင်နေပါတယ်။တီရီယွန်ကဘရင်တစ်ပါးအနေနဲ့မိမိလူအများရှေ့မှာရဲရင်မှုကိုပြသရန်လိုအပ်ကြောင်းရှင်းပြပေးမယ်လေ။ဆာစီကမိခင်တယောက်အနေနဲ့ဂျော်ဖရေးရဲ့အသက်ကိုသာစိုးရိမ်နေပါတယ်။အဲ့ဒီနောက်ဆာစီကတီရီယွန်ကိုတိုက်ရိုက်ချင်းချောက်ရန်တီရီယွန်ရဲ့လျှို့ဝှက်ချစ်သူမိမပြတ်အကြောင်းကိုသိထားကြောင်းပြောလိုက်ပါတယ်။ဆာစီကဂျော်ဖရေးသာစစ်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရခဲ့ပါကထိုမိမပြတ်ကိုလည်းဂျော်ဖရေးရရှိတဲ့ဒဏ်ရာရတဲ့အတိုင်းပြန်လည်ခံစားရစေမယ်လို့ရက်ဆက်စွာချင်းချောက်လိုက်ပါတယ်။တီရီယွန်ကအတွင်းစိတ်ထဲမှာထိတ်လန့်နေပေမဲ့လည်းသူ့ရဲ့မျက်နှာအမူအရာကိုထိန်းချုပ်ပြီးထိုမိမပြတ်အသက်ရှင်နေကြောင်းသက်သေပြရန်အတွက်တောင်းဆိုလိုက်ပါတယ်။ဆာစီကသူ့မှာဖမ်းထားတဲ့တီရီယွန်ရဲ့ချစ်သူကိုခေါ်လာရန်မိန်ပေးလိုက်တဲ့အခါ Rose ကိုတန်ကြိုးတုပ်လျက်ခေါ်လာခဲ့ကြပါတယ်။တီရီယွန်ကချက်ချင်းပဲဆာစီဖမ်းထားတဲ့သူကရှေးမဟုတ်ကြောင်းသိရှိသွားခဲ့ပါတယ်။ဆာစီက Rose ကိုရှေးလိုမှားယွင်းယူဆထားခြင်းဖြစ်ပေမဲ့လည်းတီရီယွန်ကထိုအချက်ကိုဆာစီရှေ့မှာမဖော်ထုတ်ပဲ Rose ကိုမိမိချစ်သူဟန်ဆောင်ကသူမအားမကြောက်ရန်မကြမီလွတ်မြောက်အောင်ကူညီပေးမယ်လို့အေးအေးဆေးဆေးပြောဆိုလိုက်ပါတယ်။အဲ့ဒီနောက်ဆာစီဘက်ကိုလှည့်ကအလွန်တည်ငြိမ်နေတဲ့လေသံနဲ့သူမပြုလုပ်ခဲ့တဲ့အရာအတွက်တနေ့နေ့မှပြန်လည်ပေးဆက်ရမယ်လို့ဆာစီကိုချင်းချောက်လိုက်ပါတယ်။တီရီယွန်ကထိုအခန်းကနေထွက်ခေါ်လာခဲ့ပြီးသူ့ရဲ့အမှန်တကယ်ချစ်သူရှေးရှိရာအခန်းထဲသို့အလင်းအမြန်ပြန်သွား
သွားခဲ့ပါတယ်ရှေးကိုအသက်ရှင်လျက်ဘေးကင်းစွာတွေးလိုက်ရတဲ့အခါသူမကိုဖတ်ထားပြီးစာစီနဲ့နန်းတွင်းရှိချားလူတွေကသူမကိုအနေရပြုနိုင်တာကြောင့်နောက်ပိုင်းပုံမသတိထားရမယ်လို့ပြောလိုက်ပါတယ်ရှေးကလည်းသူမကိုမကြောက်ရန်ပြန်လည်နှိမ့်သိမ့်ပေးခဲ့ပါတယ်တီရီယွန်ကသူမအတွက်လိုအပ်လာလျင်အသက်ပင်ပေးနိုင်တဲ့အကြောင်းပြောဆိုပြီးရှေးထံမှလည်းမိမိကိုမထားခဲ့ရန်ဂရီတောင်းခဲ့ပါတယ်နောက်တစ်ပိုင်းမှာတော့ Robster နဲ့ Rose Bolton တို့စစ်ပွဲအကြောင်းဆွေးနွေးနေတဲ့အချိန်မှာဆရာဝန်မလေးတလီစာရောက်လာတဲ့အတွက် Rose Bolton ကအလိုက်တသီးထွက်ခွာပေးခဲ့ပါတယ်တလီစာက Robster ကိုကိုယ့်အမေကိုပြန်ဖမ်းလိုက်ရတာဖြစ်တဲ့အတွက်စိတ်ညစ်နေမှတီးတာကြောင့်လာရောက်နှိမ့်သိမ့်ပေးတာဖြစ်ပါတယ်အဲ့ဒီနောက်တလီစာကသူ့ရဲ့ငယ်ငယ်ကသူ့မောင်ရည်နစ်တဲ့အကြောင်းရှေးအောင်နှောင်းဖြစ်များပြောက Robster လို Frey အိမ်တော်နဲ့လက်ထပ်ဖို့စီစဉ်ထားတဲ့သူကိုချစ်မိတာမှားတဲ့အကြောင်းပြောပါတယ်အဲ့ဒီအခါမှာ Robster က Water Frey ပေးထားတဲ့ဂရီအရာ Frey အိမ်တော်ကမိန်းကလေးတအုပ်ကိုလက်ထပ်ရမှာဖြစ်ကြောင်းသိရှိပေမဲ့လည်းတလီစာပေါ်ထားရှိတဲ့ချစ်မြတ်နိုးစိတ်ကိုမထိန်နိုင်တော့ပဲနှစ်ဦးသာချစ်ကြည်နူးတစ်တီတူးလိုက်ကြပါတယ်ဘရင်နယ်မြေကိုစစ်ချီတက်ဖို့လာနေတဲ့လမ်းကသင်္ဘောပေါ်မှာ Stannis Baratheon နဲ့ Ser Davos တို့ကစစ်ရေးအခြေအနေများအကြောင်းဆွေးနွေးနေပါတယ် Ser Davos ကဘရင်နယ်မြေရဲ့မျိုးရိုးမှန်တဲ့ကာကွယ်ရေးအခြေအနေများကိုသတိထားရန်ပြောဆိုပြီး Stannis ရဲ့ရေတပ်အင်အားကမျိုးတော်ကိုနိုင်ယူနိုင်လောက်အောင်ကြီးမားကြောင်းယုံကြည်နေပါတယ် Stannis Baratheon ကတော့သူ့အတွက်အဓိကရည်ရွယ်ချက်ကတမ်ပလင်ကိုပြန်လည်ရယူနိုင်ပြီးသူ့ရဲ့တရားဝင်ခွင့်ရေးကိုကောင်းထည့်ဖော်ရန်ဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီနောက် Stannis ကသူ့အရင်ကအရန်ဒုက္ခရောက်ရတဲ့အချိန်မှာသူ့ညီကိုတွေကသူ့ကိုမကူညီပေးပဲ Ser Davos တယောက်ကသာယုံယုံကြည်ကြည်ကူညီပေးခဲ့တဲ့အတွက် Ser Davos ကိုကျေးဇူးတင်တဲ့အကြောင်းအရေးအမွယ်ပြသလိုက်ပါတယ် Stannis ဘရင်ကဒီတိုက်ပွဲပြီးလို့သူဘရင်ဖြစ်တာနဲ့ Ser Davos ကိုဘရင်လက်ယုံဖြစ်ထားမှဖြစ်တဲ့အကြောင်းဂရီပေးလိုက်ပါတယ်အစောတိုက်ရဲ့တနေရာ Kat မှာတော့ Daenerys ကသူ့နဂါးတွေကိုပြန်လည်ရယူရန်အတွက်စာဂျိုရာနဲ့တိုင်ပင်နေပါတယ်စာဂျိုရာကနဂါးတွေကိုထားခဲ့ပြီး Astraport ကိုသွားမဲ့သင်္ဘောပေါ်ကိုတက်ခါအစကနေပြန်စားတဲ့အကြောင်း Daenerys ကိုအကြံပေးလိုက်ပါတယ် Daenerys ကသူ့နဂါးတွေကသူ့သားသမီးတွေဖြစ်တဲ့အတွက်ဆုံးမတ်ကြီးဖမ်းထားတဲ့ House of the Undying လို့ခေါ်တဲ့တေချင်းမဲ့အိမ်တော်ကိုသွားမှာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်စာဂျိုရာကဆုံးမတ်ကြီးကအလွန်စွမ်းတဲ့အတွက်မလုံသင့်တဲ့အကြောင်းတားပြီးမဲ့လည်း Daenerys ကသူ့မှလည်းမီးတံခံနိုင်တဲ့အစွမ်းရှိတဲ့အကြောင်းပြောလိုက်ပါတယ်စာဂျိုရာကနောက်ဆုံးတားမရတဲ့အဆုံးမှာ Daenerys ကိုတေချင်းမဲ့အိမ်တော်စီကိုခေါ်သွားပေးဖို့ဂရီပေးလိုက်ပါတယ် Winterfell ရဲတိုက်မှာတော့ Mr. Lewin ကလမ်းလျှောက်နေတော့ Osha ကိုတွေ့သွားတဲ့အတွက် Osha နောက်ကိုတိတ်တဆိတ်လိုက်သွားပါတယ် Winterfell ကနေထွက်ပြေးသွားတဲ့လူထင်ရတဲ့ Bran Rickon Osha Hodor တို့အဖွဲ့ကအမှန်တကယ်တော့ရဲတိုက်ပြင်ဘက်ကိုထွက်ပြေးသွားတာမဟုတ်ပဲ Winterfell ရဲ့ရှေးအောင်ဘိုးဘေးများမြုပ်နှံရမြေအောက်ဂူနက်ကြီးအတွင်းမှာလျှို့ဝှက်ပုန်းခိုနေကြတာဖြစ်ပါတယ်အဲ့ဒီနောက်မှာ Mr. Lewin ကမြေအောက်လိုင်ကူတွေကိုလျှို့ဝှက်စွာရောက်လာခဲ့ပြီး Bran နဲ့ Rickon တို့အသက်ရှင်လျက်ဘေးကင်းစွာရှိနေကြတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအခါကျမှ Theon Greyjoy မီးရှို့တပ်ဖြတ်က Winterfell တကားဝမှာချိတ်ဆွဲထားတဲ့ကလေးနှစ်ဦးရဲ့အလောင်းက Bran နဲ့ Rickon တို့ရဲ့အလောင်းတွေမဟုတ်ပဲလေတော့အိမ်ထဲကမိဘမဲ့ကလေးနှစ်ဦးသာဖြစ်တဲ့အကြောင်းအမှန်တရားကိုပရိသတ်များသိရှိသွားခဲ့ပါတယ်ဒီနေရာမှာပဲ episode 8ပြီးဆုံးသွားပါတော့တယ်Episode 9ရဲ့အစမှာ Blackwater ပင်လယ်အော်အတွင်းမှာ Stannis Baratheon ရဲ့စစ်သင်္ဘောအုပ်စုကြီးကဘရင်နယ်မြေဘက်ကိုတိတ်ဆိတ်စွာချီတက်လာနေပါတယ်။သင်္ဘောဦးဆုံးမှာ Ser Davos နဲ့သူ့ရဲ့သား Mattos တို့စကားပြောနေကြပြီး Mattos က Stannis ကိုးကွယ်နေတဲ့မီးနက်ဖျားရဲ့အစွမ်းကိုယုံကြည်နေတော့လေ Ser Davos ကတော့စစ်ပွဲမှာဖျားသခင်များထက်မိမိတို့ရဲ့အတွေ့အကြုံနဲ့သတိထားမှုကပိုအရေးကြီးကြောင်းပြောလိုက်ပါတယ်။ Tyrion ကရှေးနဲ့အတူအိတ်ခမ်းထဲမှာအိတ်ဖို့စ조사နေရင်စစ်ပွဲကြောင့်အိတ်မပျော်ဖြစ်နေပါတယ်။ Stannis သာစစ်ပွဲကိုနိုင်ရင်သူတို့ Lannister တွေအကုန်ခေါင်းဖြတ်ခံရမှာဖြစ်တာကြောင့်စိုးရိမ်ပူပန်နေပါတယ်။အဲ့ဒီအခါမှာရှေးကတီတီယုံကိုဘယ်သူမှမထိအောင်သူကာကွယ်ပေးမှဖြစ်တဲ့အကြောင်းနှစ်သိမ့်ကအနမ်းများပေးလိုက်ပါတယ်။ဘရင်မကြီးစာစီကတော့ Grand Maester ပိုက်ဆဲစီကတေစီလောက်တဲ့အစိတ်ကိုတောင်းကတခုခုကိုကြံစီနေပါတယ်။တစ်ဖက်ဘရင်နယ်မြေမျိုးတော်အတွင်းမှာတော့စစ်ပွဲမစတင်မီနောက်ဆုံးအချိန်များကိုမျိုးဆောင်စစ်သည်များကတေရီတောက်စားရင်းဖြတ်သန်းနေကြပါတယ်။ဘရုံကစစ်သည်များမိမပြတ်များနဲ့အတူတချင်းဆိုကတောက်စားပျော်ပါနေပြီးမကြမီတိုက်ပွဲကြီးတစ်ခုစတင်တော့မီကိုပင်အလေးနဲ့မထားသည့်ပုံစံရှိနေပါတယ်။အဲ့ဒီအချိန်မှာThe Houndနဲ့သူတို့အဖွဲ့ရောက်ရှိလာခဲ့ပါတယ်။ဘရုံကThe Houndကိုနှုတ်ဆက်လိုက်ပေမဲ့လည်းThe Houndကဘရုံရဲ့ကျေးစားစစ်သည်တယောက်ဖြစ်ငွေအတွက်သာတိုက်ခိုက်တဲ့သဘောကိုလောင်ပြောင်ခဲ့ပါတယ်။ဘရုံကလည်းThe Houndရဲ့ကြမ်းတမ်းပြီးမိကိုကြောက်တတ်တဲ့အကြောင်းကိုပြန်လည်စနောက်ကနှစ်ဦးကြားစကားများပုံမူပြင်းထန်လာပါတယ်။နောက်ဆုံးမှာတော့နှစ်ယောက်စလုံးဓားများဆွဲထုတ်ကတိုက်ခိုက်တော့မိအခြေအနေထိရောက်ရှိလာတော့လဲထိုအချိန်မှာဘရင်နယ်မြေမျိုးတော်တစ်လျှောက်ခေါင်းလောင်းတဲ့များကျဲလောင်းစွာထွက်ပေါ်လာပါတယ်။ Stannis ရဲ့သင်္ဘောများရေနက်ပင်လယ်ော်အတွင်းသို့ရောက်ရှိလာပြီဖြစ်ကြောင်းသိရှိရတဲ့အတွက် Bron နဲ့ The Hound တို့ကအချင်းချင်းတိုက်ခိုက်မိအစားလက်နက်များကိုစီယူက
ကမျိုးတော်ကာကွယ်ရေးအတွက်တိုက်ပွဲစီသို့အလင်းအမြန်ထွက်ခေါ်သွားကြပါတယ်။နောက်တစ်ပိုင်းမှာတော့ Tyrion Lannister ကတိုက်ပွဲမစမီမိမိရဲ့အခန်းအတွင်းစစ်ဝတ်စုံနဲ့တန်ကြပ်ကာများကိုဝတ်ဆင်နေပြီး Podrick ကအနီးမှနေ၍ကူညီပေးနေပါတယ်။ Lord Varys က Tyrion ကိုဘရင်နယ်မြေရဲ့မြေပုံအသေးစိတ်ကိုထုတ်ပြလိုက်ပြီးစစ်ပွဲရှုံးမှကထွက်ပြေးလို့ရအောင်ဝင်ပေါက်ထွက်ပေါက်များကိုရှင်းပြနေပါတယ်။ထိုအခါ Tyrion ကသူကထွက်ပြေးမှမဟုတ်တဲ့ကြောင့်ပြောလိုက်တဲ့အခါ Lord Varys က Stannis တယောက်တည်းကိုသာစိုးရိမ်ရခြင်းမဟုတ်ပဲသူ့ဘက်မှာအနီးအောင်ဆုံးမှမလိဆန်နာရဲ့ထူးဆန်းတဲ့အမောင်ဆွမ်းအားများရှိနေကြောင်း Tyrion ကိုသတိပေးလိုက်ပါတယ်။အဲ့လိုဘာသာရေးမှိုင်းတိုက်ခံရတဲ့သူဘရင်ဖြစ်လာရင်တိုင်းပြည်အခြေအနေမကောင်းနိုင်တဲ့အတွက် Tyrion ပေါ်မှာပဲယုံကြည်ထားကြောင်း Lord Varys ကပြောလိုက်ပါတယ်။ Tyrion ကလည်းသူကထွက်ပြေးမှမဟုတ်ပဲမျိုးတော်ကိုကာကွယ်ဖို့အတွက်အရာရာကိုသုံးချမှဖြစ်တဲ့အကြောင်းဆုံးဖြတ်ထားပါတယ်။နန်းတော်အတွင်းမှာတော့ Joffrey Baratheon ကစစ်ပွဲထွက်ဖို့ပြင်ဆင်ချိန်မှာဆန်ဆာစီကိုသွားပြီးသူ့ရဲ့ဓားကိုနမ်းရန်အမိန့်ပေးလိုက်ပါတယ်။ဆန်ဆာကမနှိမ့်မြို့ပေမဲ့လည်းအခြေအနေကြောင့်ငင်းဆန်၍မရပဲ Joffrey ရဲ့ဓားကိုနမ်းလိုက်ရပါတယ်။ Joffrey က Stannis ကိုတတ်ပြီးရင် Stannis ရဲ့သွေးကိုဆန်ဆာကိုတိုက်မှဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အခါဆန်ဆာက Joffrey ကိုအရှင်ကစစ်တကယ်တိုက်ရဲတဲ့တတိရှိတာပဲဆိုပြီးခနဲ့တဲ့စကားနဲ့ပြောကထွက်လာခဲ့လိုက်ပါတယ်။ Joffrey ဘုရင်နဲ့ Tyrion တို့ Stannis ရဲ့ရေတပ်ကိုချဖို့မျိုးရိုးပေါ်ရောက်တဲ့အခါမှာ Joffrey ကခုခံမဲ့သူတို့တပ်သင်းမောတွေကိုမတွေ့လို့စိတ်တူက Tyrion ကိုမေးလိုက်ပါတယ်။ Tyrion ကသူ့ရဲ့ဂွင်ထဲကိုစောင့်နေတာဖြစ်တဲ့အကြောင်းပြောကငြိမ်ငြိမ်နေဖို့သူ့တူကိုအမိန့်ပေးလိုက်ပါတယ်။ Sardeevos တို့ဘက်မှာတော့ပင်လယ်အော်တစ်ခုလုံးထူးဆန်းစွာတိတ်ဆိတ်နေပြီးဘရင်နယ်မြေဘက်ကခုခံမဲ့သင်းမောတစ်စင်းမှမတွေ့ရတဲ့အတွက်တန်တရားဝင်လာပါတယ်။ Sardeevos ရဲ့သားကသူတို့ညဘက်အလေးဝင်တိုက်တာမို့ဘရင်နယ်မြေကသူတွေမသိတာနေမှာပါလို့ပြောလိုက်တဲ့အခါ Sardeevos ကဘရင်နယ်မြေမှာရှိတဲ့ Lord Varys ကမင်းလွန်ခဲ့တဲ့3ရက်ကမနက်စာဘာနဲ့စားလဲဆိုတာကအစသိတယ်လို့ပြန်ဖြေလိုက်ပါတယ်။ Blackwater တိုက်ပွဲမစတင်မီမောင်းမဆောင်တွင်မှာ Sansa Stark ကရှေးနဲ့အတူတခြားမိန်းကလေးများနဲ့ထိုင်နေပြီးအပြင်ဘက်မှာကြားနေရတဲ့စစ်ပွဲအတွက်ပြင်ဆင်နေတဲ့စစ်သည်များရဲ့အသံများကြောင့်စိုးရိမ်နေပါတယ်။ရှေးက Sansa ကိုစိတ်တည်ငြိမ်အောင်နှစ်သိမ့်ပေးနေတဲ့အချိန်မှာဘရင်မကြီး Cersei Lannister ဝင်ရောက်လာပါတယ်။ Cersei ကလက်ထဲမှာဝိုင်ခွက်ကိုကင်ထားပြီး Sansa ကိုစိုက်ကြည့်ကသူမကိုရာသီသွေးလာသေးလားလို့မေးလိုက်ပါတယ်။ Sansa ကလာသေးတဲ့အကြောင်းပြောတဲ့အခါမှာယောက်ျားတွေကရှေ့မှာစစ်ပွဲကြောင့်သွေးထွက်တော့မဲ့အချိန်မှာမင်းကအထဲမှာသွေးထွက်နေတာပဲလို့ဟာသာနောကပြောရင်ဝိုင်တိုက်လိုက်ပါတယ်။ဝိုင်ကိုယူပြီးတောက်လိုက်ပြီးနောက် Sansa ရဲ့အကြီးကအခန်းတောင်မှာရှိတဲ့စာအီလင်ဘေးထံရောက်သွားပြီးသူကဘာကြောင့်ဒီနေရာမှာရှိနေတာလဲလို့ Cersei ကိုမေးလိုက်ပါတယ်။ Cersei က Stannis တာမျိုးတော်ကိုသိမ်းပိုက်နိုင်ခဲ့ရင်သူတို့အားလုံးကိုရန်သူလက်ထဲမကြားရောက်စေဖို့အတွက်စာအီလင်ဘေးကတာဝန်ယူထားကြောင်းပြောပြလိုက်ပါတယ်။ရေနက်ပင်လယ်အော်ထဲမှာတော့ Stannis Baratheon ရဲ့စစ်သင်းမောအုပ်စုကြီးကဘရင်နယ်မြေရဲ့ကမ်းစပ်နာကိုတဖြည်းဖြည်းရောက်ရှိလာခဲ့ပါတယ်။သင်းမောကိုဦးစီးနေတဲ့ Sardeevos ပါဝင်စစ်သည်များကဘရင်နယ်မြေဘက်ကနေလူမပါတဲ့သင်းမောလွတ်တစင်းသာသူတို့ရဲ့သင်းမောတန်းရှိကိုတဖြည်းဖြည်းမျောလာတာကိုတွေ့လိုက်ရပါတယ်။ Sardeevos ကထိုသင်းမောကိုစူးစမ်းကြည့်ရင်းနဲ့သင်းမောဘေးကနေပင်လယ်ရေထဲသို့စီးကျနေတဲ့ထူးဆန်းတဲ့အစိမ်းရောင်ဓာတ်ရည်များကိုမြင်လိုက်ရပါတယ်။ထိုအခိုက်အတန့်မှာအန်နီယကိုနားလည်သွားတဲ့ Sardeevos ကစစ်သည်များကိုထောင်ချောက်ပဲပြန်လဲကြလို့အရေးပေါ်အော်ဟစ်လိုက်ပါတယ်။သို့ပေမဲ့လည်းသင်းမောမှာလွန်နီးကပ်လာပြီးဖြစ်တဲ့အတွက်ပြန်လဲဖို့အချိန်မရှိတော့ပါဘူး။တစ်ဖက်မျိုးရိုးပေါ်မှာတော့ Tyrion Lannister ကရေနက်ပင်လယ်ထဲကိုစောင့်ကြည့်နေပြီးဘရွန်ကိုမီးများပြည့်ရန်အတွက်အချက်ပြလိုက်ပါတယ်။ဘရွန်ကမီးတောက်နေသောမြားတစင်းကိုလေးတင်ကတော်မီစိမ်းများပါဝင်နေတဲ့သင်းမောဘက်ကိုပြစ်လွတ်လိုက်ပါတယ်။မီးများကသင်းမောပေါ်သို့ကြားရောက်တဲ့အခိုက်အတန့်မှာအစိမ်းရောင်မီးတောက်ကြီးတစ်ခုရုတ်တရက်ပေါက်ကွဲထွက်လာပြီးရေနက်ပင်လယ်အော်တစ်ခုလုံးကိုမီးပင်လယ်ကြီးဖြစ်ပြောင်းလဲလိုက်ပါတယ်။ပေါက်ကွဲမှုရဲ့အချိန်ကြောင့်အနီးရှိသင်းမောများတစ်စင်းပြီးတစ်စင်းမီးလောင်ပေါက်ကွဲသွားကြပြီးစစ်သည်များကလည်းပင်လယ်ထဲသို့လွင့်စင်သွားကြပါတယ်။ Sardeevos ရဲ့သား Mattos ကလည်းထိုမီးပေါက်ကွဲမှုအတွင်းမှာချက်ချင်းသေဆုံးသွားပြီး Sardeevos ကိုလည်းပေါက်ကွဲမှုအချိန်ကလွင့်ပစ်လိုက်တဲ့အတွက်ပင်လယ်ထဲသို့ပြုတ်ကျသွားပါတယ်။တော်မီစိမ်းများကြောင့်စစ်သင်းမောအများအပြားပျက်စီးသွားပေမဲ့လည်း Stannis Baratheon ကအရှုံးပေးဖို့အတွက်ညှင်းဆန်ခဲ့ပါတယ်။ကြံရှိနေသေးတဲ့စစ်သည်များကိုစုစည်းပြီးလေများဖြင့်ဘရင်နယ်မြေရဲ့ကမ်းခြေဘက်သို့ခြိတက်သွားစေပြီးမျိုးရိုးအနီးကိုရောက်ရှိလာတာနဲ့တပိုင်းနဲ့တိုက်ခိုက်မှုစတင်လိုက်ပါတယ်။ Stannis ကတန်ကြပ်ကအပြည့်ဝစ်ဆင်ထားပြီးရှေ့တန်းမှာကိုယ်တိုင်ဦးဆောင်ကစစ်သည်များကိုမျိုးရိုးဘက်သို့တက်ရန်အမိန့်ပေးလိုက်ပါတယ်။စစ်သည်များကလှေကားများကိုမျိုးရိုးပေါ်ထောင်တင်ကြပြီးတယောက်ပြီးတယောက်တက်လာကြပါတယ်။ Stannis ကိုယ်တိုင်လည်းစစ်သည်များနောက်မှလိုက်တက်လာကတိုက်ပွဲရဲ့ရှေ့ဆုံးနေရာသို့ရောက်ရှိရန်ကြိုးစားနေပါတယ်။မျိုးရိုးပေါ်မှာတော့ Tyrion က Stannis ရဲ့စစ်သည်များကမ်းခြေကိုသိမ်းပိုက်လာတာကိုမြင်လိုက်ရပြီးနန်းတော်ဘက်မှစောင့်ကြည့်နေတဲ့ Joffrey ကိုအခြေအနေကိုမျက်ခြေမပြတ်စေရန်မှာကြားလိုက်ပါတယ်။အဲ့ဒီနောက် Tyrion ကမျိုးတကားအပြင်ဘက်ကိုထွက်တိုက်ရန်အကောင်းဆုံးစစ်သည်တဦးဖြစ်တဲ့ The Hound ကိုခေါ်ယူပြီးတပ်စုတစုကိုဦးဆောင်က Stannis ရဲ့စစ်သည်များကိုတားဆီးရန်အမိန့်ပေးလိုက်ပါတယ်။ The Hound နဲ့ Lancel Lannister တို့ကဓာတ်ကိုဆွဲ
ထုတ်ကစစ်သည်များကိုဦးဆောင်ပြီးမျိုးတကားမှထောက်ခါကစတန်နစ်ရဲ့တပ်များကိုတိုက်ခိုက်ခဲ့ပါတယ်ဘရင်မကြီးစာစီတို့ဘက်မှာတော့စာစီကဆန်စကိုမိမတယောက်ရဲ့အတွေ့အကြုံများကိုရှယ်နေပါတယ်မိမတွေရဲ့လက်နက်ကမျက်ရည်တစ်ခုတည်းမဟုတ်တဲ့အကြောင်းနဲ့အကောင်းဆုံးလက်နက်ကငါတို့ရဲ့ပေါင်ကြားထဲမှာပဲလို့ဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလန်ဆယ်လန်နစ္စတာရောက်ရှိလာပြီးသူတို့စစ်ပွဲမနိုင်နိုင်တော့တဲ့အကြောင်းလာပြောပါတယ်ထိုအခါဘရင်မကြီးကသူ့သားဂျော်ဖရေးကိုစစ်မြေပြင်ကထောက်ခွာဖို့လန်ဆယ်ကိုပြောခိုင်းကဆေလွတ်လိုက်ပါတယ်အဲ့ဒီနောက်ဆန်စပတ်လှည့်ပြီးစာအီလင်ဘေးဒီမှာရှိတာကငါတို့ကိုကာကွယ်ဖို့မဟုတ်ပဲစစ်ရှုံးခဲ့ရင်ငါတို့ကိုရန်သူဘက်ကအရှင်ဖမ်းမိတဲ့အခါမရင်းကျင်နှိမ့်ဆက်မှာဆိုလို့စာအီလင်ဘေးကငါတို့ကိုတတ်ပေးမှာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်စစ်မြေပြင်ထဲမှာတော့တဟောင်းကမျိုးတကားအပြင်ဘက်မှာစတန်နစ်ရဲ့စစ်သည်များနဲ့အပြင်းထန်တိုက်ခိုက်နေတော့မီးလောင်နေတဲ့စစ်သားတအုပ်သူ့ဘက်ကိုပြေးဝင်လာပါတယ်ငယ်စဉ်ကမီးလောင်တန်ရာရရှိခဲ့တဲ့အတွက်မီးကိုအလွန်အမင်းကြောက်ရွံ့နေတဲ့တဟောင်းကပတ်ဝန်းကျင်တစ်ခုလုံးမီးလောင်ကျွမ်းနေတာကိုမြင်လိုက်ရပြီးရုတ်တရက်စိတ်သက်ပြိုလဲသွားပါတယ်သူကဓားကင်ထားတဲ့လက်ကိုချလိုက်ပြီးတိုက်ပွဲကိုဆက်လက်မတိုက်တော့ပဲမျိုးတွင်းသို့ပြန်ဝင်လာပါတယ်တီရီယိုနဲ့ဂျော်ဖရေးကသူ့ကိုပြန်လဲတိုက်ခိုက်ဖို့အော်ဟစ်အမိန်ပေးနေပေမဲ့လည်းတဟောင်းကထိုအမိန်တွေကိုလုံးဝမနာခံတော့ပဲဘရင်ကိုလည်းစောက်ကျူမဆိုင်ဘူးမင်းတို့မျိုးတော်ကိုလည်းစောက်ကျူမဆိုင်ဘူးလို့ဒေါသတကြီးဆဲဆိုကစိတ်မြေပြင်ကိုကြောခိုင်းထွက်ခေါ်သွားပါတယ်တဟောင်းထွက်ခေါ်သွားခြင်းနဲ့အတူဘရင်နယ်မြေရဲ့ရှေ့တန်းတပ်ဖွဲ့များအတွက်အခြေအနေပုံမိုဆိုးရွားလာခဲ့ပါတယ်တိုက်ပွဲအတွင်းမှာဂျော်ဖရေးကရန်သူတပ်များရဲ့ဖိအားနဲ့သွေးထွက်တန်ယိုမြင်ကွင်းတွေကြောင့်ကြောက်လန့်နေပြီးစစ်မြေပြင်မှာဆက်လက်ရှိရန်မဝင်မဲဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲစာစီရဲ့အမိန်နဲ့လန်ဆယ်လန်နစ္စတာကဂျော်ဖရေးထံကိုရောက်လာပြီးဘရင်ကိုစစ်မြေပြင်မှာထွက်ခွာပြီးအတွင်းခံတပ်တဲ့တို့ပြန်ဝင်ရန်တိုက်တွန်းလိုက်ပါတယ်ဂျော်ဖရေးကနောက်ဆုံးမှာတော့တပ်ဖွဲ့များကိုထားခဲ့ပြီးနန်းတော်ဘက်ကိုပြန်လည်ထွက်ခွာသွားခဲ့ပါတယ်ဘရင်ကိုယ်တိုင်စစ်မြေပြင်ကစုပ်ခေါ်သွားတာကိုမြင်လိုက်ရတဲ့မျိုးဆောင်စစ်သည်များကစိတ်သက်ပြိုလဲသွားပြီးတချို့ကလက်နက်ချရန်တချို့ကမျိုးတွင်းသို့ထွက်ပြေးရန်ပင်စတင်ပြင်ဆင်လာခဲ့ပါတယ်ထိုအခြေအနေကိုတီရီယွန်ကမြင်လိုက်ရပြီးပစိန်ကိုကင်ဆောင်ကသူတို့ရှေ့သို့ထွက်လာပါတယ်သူကဘရင်အတွက်တိုက်เสียမလို့တဲ့အကြောင်းရွှေနဲ့အာနာတွေအတွက်တိုက်เสียမလို့တဲ့အကြောင်းပြောပြီးမိမိတို့ရဲ့အိမ်များဇနီးများနဲ့သားသမီးများကိုကာကွယ်ရန်အတွက်သာတိုက်ခိုက်ကြရန်အားပေးလိုက်ပါတယ်စတန်နစ်ရဲ့တပ်ဖွဲ့တွေမျိုးထဲဝင်လာပါကမိသားစုများအနေနဲ့ကြားရောက်နိုင်ကြောင်းသတိပေးပြီးခုငါးနောက်ကိုလိုက်ခဲ့ကြလို့အော်ဟစ်လိုက်ပါတယ်တီရီယွန်ရဲ့စကားကြောင့်စစ်သည်များစိတ်သက်ပြန်လဲတက်ကြွလာပြီးသူတို့ကတီရီယွန်ရဲ့နောက်သို့လိုက်ပါလာကြပါတယ်တစ်ဖက်မှာတော့ဘရင်မကြီးစာစီကမောင်းမဆောင်ကနေထွက်သွားတဲ့အခါဆန်ဆာကမိန်းကလေးများကိုအားပေးနေပါတယ်။သို့ပေမဲ့လည်းရှေးကဒီခန်းထဲမှာနေရင်ဆန်ဆာအတွက်အနေရရှိနိုင်ကြောင်းနဲ့စတန်နစ်ဘရာဒီယွန်စစ်ပွဲနိုင်ရင်သူ့တူမဆန်ဆာကိုဘာမှလုပ်မှာမဟုတ်တဲ့အတွက်ကိုခန်းကိုပြန်ရန်ဆန်ဆာကိုပြောလိုက်ပါတယ်။ဆန်ဆာစတာမောင်းမဆောင်ထဲကထွက်လာပြီးမိမိအိတ်ခန်းထဲကိုပြန်ရောက်လာတဲ့အခါမှာတော့အမောင်ထဲမှာတဟောင်းကိုတွေးလိုက်ရပါတယ်။တိုက်ပွဲမှာထွက်ခွာလာပြီးရံမှုနေတဲ့တဟောင်းကဆန်ဆာကိုမျိုးတော်မှာဆက်မနေပဲသူနဲ့အတူထွက်ခွာရန်ကမ်းလှမ်းလိုက်ပါတယ်။သူကဆန်ဆာကိုဝင်တာဖဲဘက်ကိုပြန်ဖို့ပေးပြီးလန်တလျှောက်ကာကွယ်ပေးနိုင်တဲ့အကြောင်းပြောပါတယ်။အဲ့ဒီအခါမှာဆန်ဆာကစတန်နစ်သာနိုင်ရခဲ့လျင်သူ့ကိုအနေအပြုမှမဟုတ်တဲ့အကြောင်းပြန်ပြောပေမဲ့လည်းတဟောင်းကစတန်နစ်လည်းချားလူတွေများကဲ့သို့ပင်လူသက်သမားသာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့လည်းဆန်ဆာကတဟောင်းနဲ့အတူမလိုက်ရန်ညှင်းဆန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တဟောင်းကဆန်ဆာကိုထားခဲ့ကဘင်းနယ်မြေမျိုးတော်ကနေတကိုယ်တည်းထွက်ခွာသွားပါတော့တယ်။တီရီယွန်လန်နစ္စတာတို့ကမြေရောက်လျှို့ဝှက်လန်းကနေတဆင့်ရှုံးဂိတ်အပြင်ဘက်ကိုထွက်ကစတန်နစ်ရဲ့တပ်ဖွဲ့များကိုနောက်ကျောကနေအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။တီရီယွန်ကစစ်မြေပြင်အတွင်းမှာရဲရဲဝံ့ဝံ့တိုက်ခိုက်နေပြီးစတန်နစ်ရဲ့စစ်သည်တအူးကိုကိုယ်တိုင်တပ်ဖြတ်နိုင်လိုက်ခဲ့ပါတယ်။ထိုအချိန်မှာပဲသူ့ရဲ့ဘေးမှာရှိနေတဲ့ဘရင်တပ်တော်ဆောင်တအူးကတီရီယွန်ကိုကူညီပေးတဲ့ပုံစံဖြစ်ချင်းကပ်လာပေမဲ့လည်းရုတ်တရက်ဓာတ်ကိုဆွဲကတီရီယွန်ရဲ့မျက်နှာကိုအားကုန်ခုတ်လိုက်ပါတယ်။တီရီယွန်ရဲ့မျက်နှာမှာသွေးများစီးကျလာပြီးမြေပြင်ပေါ်ကိုလဲကျသွားချိန်မှာထိုသူကတီရီယွန်ကိုအဆုံးသက်ရန်ဓာတ်ကိုထပ်မံမြောက်လိုက်ပါတယ်။ဒါပေမဲ့လည်းနောက်မှရောက်လာတဲ့ပေါ်ထရစ်ကထိုတပ်တော်ဆောင်ကိုလှန်နဲ့ထိုးသက်လိုက်တဲ့အတွက်တီရီယွန်ရဲ့အသက်ကိုအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဘရင်မာကြီးစာစီကဘရင်နယ်မြေရဲ့အခြေအနေကိုမျှော်လင့်ချက်မဲနေပြီလို့ယူဆကသားငယ်တော်မန့်ကိုတံပလင်ပေါ်မှာပွေ့ချီထားပါတယ်။ရန်သူများနန်းတော်အတွင်းသို့ဝင်ရောက်လာပါကတားဖြစ်သူကိုရန်သူလက်ထဲအရှင်မကြားရောက်စေလိုတဲ့အတွက်အစိတ်ရည်ပလင်းကိုဖွင့်ကတော်မန့်နဲ့အတူဆုံးသက်ရန်ဆုံးဖြတ်ထားပါတယ်။ဘရင်မာကြီးစာစီကတော်မန့်အားအစိတ်ရည်တိုက်ပြီးတော့မဲ့အချိန်မှာနန်းတော်တကားကြီးရုတ်တရက်ပွင့်လာပါတယ်။တန်ချက်ကအပြည့်ဝစ်စင်ထားတဲ့ဖခင်ကြီးတိုင်ဝင်လန်နစ္စတာကဆာလောရက်စ်တိုင်ရဲအပါအဝင်တိုင်ရဲစစ်သည်များစွာနဲ့အတူခန်းနားစွာဝင်ရောက်လာပြီးတိုက်ပွဲပြီးဆုံးသွားပြီးငါတို့အနိုင်ရသွားပြီလို့ကြေညာလိုက်ပါတယ်။စာစီကလက်ထဲကအစိပ်ပလင်းကိုအံအားသင့်စွာလွှတ်ချလိုက်ပြီးမြေပြင်ပေါ်သို့ကျကအကွဲသွားတဲ့မြင်ကွင်းနဲ့အပီစုံနိုင်ပြီးဆုံးသွားပါတော့တယ်။
Season 2နောက်ဆုံးအပိုင်းရဲ့အစမှာရေနက်တိုက်ပွဲပြီးမျက်နှာပေါ်မှာဓာတ်ရန်ရကြီးရရှိထားတဲ့ Tyrion ကသတိပြန်လဲလာချိန်မှာမိမိရဲ့အခန်းအဖြစ်သတ်မှတ်ထားတဲ့မြေအောက်အကျဉ်းခန်းလေးတဲ့သို့ရောက်ရှိနေတာကိုသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာ Grand Maester ပိုက်ဆဲရောက်ရှိလာပြီး Tyrion ရဲ့အခြေအနေကိုမထောက်ထားပဲအေးဆက်စွာလောင်ပြောင်ပြောဆိုကအရင်က Tyrion ထံကသိမ်းယူထားတဲ့ဒင်္ဂါပြားတစ်ပြားကိုပြန်ပေးပြီးခန်းထဲကနေထွက်ခွာသွားခဲ့ပါတယ်။ဘရင်နန်းတော်နန်းတွင်ရုံးတော်ခန်းမကြီးထဲမှာတော့စစ်ပွဲအနိုင်ရတဲ့အတွက်အောင်ပွဲအခမ်းအနားကိုကျင်းပနေပါတယ်။ဘရင်ဂျော်ဖရေးကတမ်ဘလင်ပေါ်မှာထိုင်ပြီးသူ့ဘေးမှာမိခင်ဆာစီလန်နစ္စတာရှိနေပါတယ်။ရုံးတော်ရှေ့မှာတိုင်ဝင်လန်နစ္စတာကအောင်ပွဲရစေတဲ့တပ်အင်အားနဲ့အတူပြန်လည်ရောက်ရှိလာပြီးဂျော်ဖရေးကသူ့အဖိုးကိုမြို့တော်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ဂုံပြူကဘရင်လက်ထောက်ရာထူးကိုတရားဝင်ပြန်လည်အပ်နှင်းလိုက်ပါတယ်။အဲ့ဒီနောက်ဘရင်ဂျော်ဖရေးကတိုက်ရဲတွေနဲ့မဟာမိတ်ဖြစ်အောင်လုပ်ပေးခဲ့တဲ့လစ်တယ်ဖင်းကားကိုဟာရင်ဟောရဲတိုက်ကိုပေးကမြောက်စားလိုက်ပါတယ်။ဂျော်ဖရေးကဆက်လက်ပြီးတိုက်ရဲအိမ်တော်ရဲ့အကူအညီကြောင့်စစ်ပွဲအနိုင်ရခဲ့ခြင်းကိုအတိအမှတ်ပြုကဆာလော်ရက်စ်တိုက်ရဲကိုလည်းဂုဏ်ပြုလိုက်ပါတယ်။အဲ့ဒီအခါမှာဆာလော်ရက်စ်တိုက်ရဲကသူ့ညမမာဂျရီကိုရုံးတော်ရှိကိုခေါ်ဆောင်လာပါတယ်။မာဂျရီကရှေ့တော်သို့ထွက်လာပြီးရန်လီဘရာသီယွန်တည်ဆုံးသွားခဲ့ပေမဲ့လည်းသူမကယခုအခါမှာဂျော်ဖရေးကိုသာချစ်မြတ်နိုးပြီးသူ့ဘေးမှာဘရင်မတစ်ပါးအဖြစ်ရပ်တည်လိုတဲ့အကြောင်းလိမ္မာပါးနတ်စွာပြောလိုက်ပါတယ်။ဂျော်ဖရေးကမာဂျရီရဲ့စကားတွေကိုသဘောကျနေပြီးဆာစီနဲ့အခြားအမတ်များကလည်းဆန်ဆာစတာနဲ့သူ့ရဲ့ဆေးဆက်ထားမှုကိုဖျက်သိမ်းပြီးမာဂျရီနဲ့လက်ထပ်ခြင်းကတိုက်ရဲအိမ်တော်နဲ့မဟာမိတ်ဆက်လက်ခိုင်မာစေတဲ့အကြောင်းအားပေးတိုက်တွန်းလိုက်ပါတယ်။နောက်ဆုံးမှာတော့ဂျော်ဖရေးကဆန်ဆာနဲ့လက်ထပ်ရန်ပေးထားတဲ့ဂရီကိုပယ်ဖြတ်ကမာဂျရီတိုက်ရဲနဲ့လက်ထပ်ရန်သဘောတူလိုက်ပါတယ်။ဆန်ဆာကထိုးစကားများကိုကြားလိုက်ရတဲ့အခါအပြင်ပန်းမှာဝမ်းနေနေသလိုဟန်ဆောင်ထားပြီးမဲ့လည်းမိမိရဲ့အတွင်းစိတ်ထဲမှာအလွန်ဝမ်းသာနေခဲ့ပါတယ်။သူမကဂျော်ဖရေးနဲ့လက်ထပ်ရမယ့်အနေရမှလွတ်မြောက်သွားပြီလို့ထင်ကမျက်နှာပေါ်မှာမတိမတာပြုံးလိုက်ပါတယ်။အဲ့ဒီအချိန်မှာလစ်တယ်ဖင်းကားကသူမအနာကိုရောက်လာပြီးဆန်ဆာရဲ့အခြေအနေကိုနားလည်တကယ်သူပြောပါတယ်။သူကဂျော်ဖရေးမှာအနေရရှိပြီးရက်ဆက်တဲ့လူတစ်ယောက်ဖြစ်ကြောင်းသတိပေးကဆန်ဆာအနေနဲ့ဘရင်နန်းတော်မှာဆက်နေခြင်းတက်သူ့ကိုယုံကြည်ပါကဒီမျိုးတော်ကနေလွတ်မြောက်ပြီးဝင်တာဘဲဘက်ကိုပြန်ရအောင်ကူညီပေးမယ်လို့လျှို့ဝှက်စွာကမ်းလှမ်းလိုက်ပါတယ်။လစ်တယ်ဖင်းကားရဲ့ပြည်တစားအိမ်မှာတော့ Lord Varys ကတိတ်တဆိတ်ရောက်လာပြီးပြည်တစားမလေး Rose ကိုလာတွေ့ပါတယ်။ Lord Varys က Rose ကိုအကျိုးအကြောင်းများမေးမြန်းက Little Finger ရဲ့ခြေလမ်းတွေကိုထောက်လှမ်းပေးဖို့ Rose ကိုကမ်းလှမ်းလိုက်ပါတယ်။ Rose ကလည်း Little Finger ကိုမယုံကြည်တော့တဲ့အတွက် Lord Varys ရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ Jaime Lannister နဲ့ Brienne of Tarth တို့ကဘရင်နယ်မြေဘက်ကိုလေနဲ့ခရီးဆက်ပြီးနောက်မှာမြေကမ်းကတစဉ်ကုန်းလန်းအတိုင်းဆက်လက်လျှောက်လာကြပါတယ်။တော်လန်းတနေရာမှာတော့စစ်ပွဲရဲ့ရက်ဆက်ကြမ်းတမ်းမှုကိုတွေ့မြင်ရပြီးတစ်ပင်တစ်ပင်မှာကျိုးနဲ့ချိတ်ဆွဲထားတဲ့အလောင်း၃လောင်းကိုတွေ့လိုက်ရပါတယ်။ထိုအလောင်းများကစစ်သားများရဲ့အကြမ်းဖက်မှုကိုခံခဲ့ရပြီးတေဆုံးနေကြခြင်းဖြစ်ပါတယ်။ဘရီယန်ကထိုမြင်ကွင်းကိုမြင်ရပေမဲ့လည်းမျက်နှာပြတ်မသွားဘဲလမ်းဆက်လျှောက်ရန်သာစ조사ပါတယ်။အဲ့ဒီအချိန်မှာစတာတစိတ်ပါတဲ့စစ်သည်၃ဦးရုတ်တရက်ရောက်ရှိလာကြပါတယ်။သူတို့ကဘရီယန်ကိုမြင်ပြီးအမျိုးသမီးတစ်ယောက်ကစစ်သည်အဖြစ်ဝတ်ဆင်ထားခြင်းကိုလောင်ပြောင်ကြပါတယ်။အဲ့ဒီနောက်သူတို့ရဲ့အကြီးကဘရီယန်နောက်မှာချီနှောင်ထားတဲ့ဂျေမီလန်နစ္စတာထံရောက်ရှိသွားပြီးသူ့ကိုဖမ်းဆီးထားတဲ့အကျဉ်းသားဖြစ်ကြောင်းသိရှိသွားကြပါတယ်။ခြေနေကတဖြည်းဖြည်းတင်းမာလာပြီးစတာစစ်သည်များကဂျေမီကိုလက်လွတ်ပေးရန်ဘရီယန်ကိုဖိအားပေးလာကြပါတယ်။ဘရီယန်ကစကားများနဲ့ပြန်လဲညင်းပွားမနေတော့ပဲချက်ချင်းဓာတ်ကိုဆွဲထုတ်လိုက်ပါတယ်။သူမရဲ့လှုပ်ရှားမှုကအလွန်မြန်ဆန်ပြီးတိကျတဲ့အတွက်စတာစစ်သည်များတုံ့ပြန်ချိန်မများလိုက်ကြပဲဖြစ်ပါတယ်။ဘရီယန်ကတယောက်ပြီးတယောက်အလင်းမြန်တိုက်ခိုက်ကစစ်သည်၃ဦးစလုံးကိုလဲကျစေခဲ့ပါတယ်။ဂျေမီကလက်ထိတ်နဲ့ချီနှောင်ခံထားရတဲ့အခြေအနေကနေထိုးတိုက်ပွဲကိုကြည့်နေပြီးဘရီယန်ရဲ့ခွန်အားနဲ့ဓာတ်တိုင်းကျွမ်းကျင်မှုကိုအံ့အားသင့်နေပါတယ်။ဘရီယန်ကအမျိုးသမီးဖြစ်ပေမဲ့လည်းပုံမှန်စစ်သည်တအူးထပ်ပင်ပုံမအန်ရရှိနိုင်ကြောင်းဂျေမီလန်နစ္စတာတယောက်သတိပြုမိသွားပါတယ်။ညောက်ပိုင်းဘရင်ကြီး Robb Stark တို့ဘက်မှာတော့ Robb Stark ကအကျဲချုပ်ထားတဲ့သူ့အမေစီလာပြီးတလီဆာနဲ့လက်ထပ်မဲ့အကြောင်းလာပြောပါတယ်။သူ့အမေကစစ်ရေးအရာ Waterfrey ရဲ့သမီးနဲ့လက်ထပ်ဖို့ဂတိပြုထားတဲ့သူ့သားကိုဂတိသစ္စာကိုအလေးနက်ထားဖို့ဆုံးမနေပါတယ်။သူနဲ့ Nesta တုန်းကလည်းချစ်လို့ယူထားကြတာမဟုတ်ပဲပေးစားလို့ယူရတာဖြစ်ကြောင်းနဲ့အချိန်ကြာလာရင်တန်ရောစင်တွေကချစ်တော်မှာဖြစ်တဲ့အကြောင်းသူ့သားကိုပြောလိုက်ပါတယ်။ Robb Stark ကတော့ငကိုကမှသူ့အမေကိုမကြီးနေတဲ့အတွက်သူ့အမေရဲ့စကားကိုကလန်ကစန်လောက်ကသူချေရတဲ့တလီဆာကိုလက်ထပ်ဖို့ဆုံးဖြတ်ထားပါတယ်။အဲ့ဒီနောက်တလီဆာနဲ့အတူတောထဲကရှေးဟောင်းသစ်ပင်ကြီးရှေ့မှာနှစ်ဦးသဘောတူသစ္စာပြုကတရားဝင်လက်ထပ်လိုက်ပါတယ်။ရေနက်ပင်လေတိုက်ပွဲမှာအကြီးအကျယ်ရှုံးနိမ့်ပြီးတဲ့နောက်မှာ Stannis Baratheon က Dragonstone ကိုပြန်လည်ရောက်ရှိလာပါတယ်။တိုက်ပွဲမှာသူ့ရဲ့သင်္ဘောများဖျက်ဆီးခံလိုက်ရပြီးစစ်သည်အများအပြားဆုံးရှုံးခဲ့ရတဲ့အတွက် Stannis ကဒေါသနဲ့စိတ်ပြတ်မှုများပြည့်နှက်နေပါတယ်။သူကမလိဆန်နာရှိရာကိုရောက်ရှိလာပြီးသူမယုံကြည်စေခဲ့တဲ့မိနက်ဖရာရဲ့ဂရီးများနဲ့ဗျာဒိန်များအားလုံးမှားယွင်းခဲ့ကြောင်းဒေါရသကြီးပြောဆိုကမလိဆန်နာအားလေပင်မှာဆွဲကင်ကသူ့ကိုအောင်ပွဲရမည်လို့ပြောခဲ့တဲ့မိဒီအရာများဖြစ်မလာတဲ့အကြောင်းဆွဆွဲလိုက်ပါတယ်။သို့ပေမဲ့လည်းမလိဆန်နာကထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲတည်ငြိမ်စွာရပ်နေပြီး Stannis ရဲ့ဒေါသကိုတုံ့ပြန်ခြင်းထက်သူ့အားမိဖို့ရှိသူခေါ်ဆောင်
ဆောင်သွားပါတယ်။အဲ့ဒီနောက်မီးတောင်များအတွင်းကိုတေချာစွာစိုက်ကြည့်ရန်ပြောလိုက်တဲ့အခါ Stannis ကမီးတောင်များကိုစိုက်ကြည့်ရင်းနဲ့တဖြည်းဖြည်းထူးဆန်းတဲ့မြင်ကွင်းများကိုမြင်လာရပါတယ်။ Winterfell မှာတော့ဗိုလ်တန်တပ်ဖွဲ့များကရဲတိုက်တစ်ခုလုံးကိုဝန်းရံထားပါတယ်။ Theon Greyjoy ကမိမိအခြေအနေကိုသိရှိထားပေမဲ့လည်းမာနကိုမချနိုင်သေးပဲနောက်ဆုံးအချိန်ထိတိုက်ခိုက်ရန်ဒေါသတကြီးဆုံးဖြတ်ထားပါတယ်။ Mr. Luwin ကအခြေအနေမှန်ကိုနားလည်တဲ့အတွက် Theon Greyjoy ကိုညဆောင်တပ်ဖွဲ့ကိုတွားရောက်ခိုးလုံရန်အတွက်လှုပ်ဝက်လမ်းကြောင်းကနေထွက်ပြေးဖို့အကြံပေးလိုက်ပါတယ်။သို့ပေမဲ့လည်း Theon ကမိမိကအယွန်ဘွန်တယောက်ဖြစ်တဲ့အတွက်ထိုအကြံကိုလက်မခံပဲဖြစ်နေပါတယ်။အဲ့ဒီနောက် Theon ကသူ့အနားမှာကြံရှိနေသေးတဲ့အယွန်ဘွန်စစ်တီအနှဲငယ်ကိုစုစည်းပြီးနောက်ဆုံးတိုက်ပွဲအတွက်စိတ်တက်ကြရန်မိန်ကွန်းပြောလိုက်ပါတယ်။ငါတို့အယွန်ဘွန်စစ်သားများကရန်သူများရှေ့မှာမကြောက်မရွံ့ရင်ဆိုင်တိုက်ခိုက်ရမယ်လို့ပြောဆိုကသူတို့သေဆုံးမှာကနောင်လာနောက်သားများကသူတို့ရဲ့ရဲရင်မှုကိုတချင်းများနဲ့အမှတ်ရကြလိမ့်မယ်လို့ကြွေးကြော်လိုက်ပါတယ်။ Theon ရဲ့မိန်ကွန်းကြီးဆုံးသက်ပြီးတဲ့နောက်မှာလက်ထောက်ကချင်းကပ်လာပြီး Theon ရဲ့ခေါင်းကိုရိုက်ချလိုက်ပါတယ်။ Theon ကချက်ချင်းသတိလစ်လဲကျသွားပြီးတဲ့နောက်မှာအယွန်ဘွန်စစ်တီများကမိမိတို့အသက်ရှင်နိုင်ရေးအတွက် Theon ကိုဗိုလ်တန်တပ်ဖွဲ့တဲ့သို့အနံ့ရန်ဆုံးဖြတ်လိုက်ပါတယ်။ Mr. Luwin ကထိုလုပ်ရက်ကိုတားဆီးရန်စ조사ပေမဲ့လည်းအခြေအနေကလုံးဝလက်လွန်သွားပြီဖြစ်ပါတယ်။ထိုလက်ထောက်က Mr. Luwin ကိုလှန်နဲ့ထိုးနှက်လိုက်ပြီးတဲ့နောက်မှာ Mr. Luwin တယောက်မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ဘရင်နယ်မြေအောက်အခန်းချင်းလေးထဲမှာတော့ Lord Varys ရောက်ရှိလာပြီး Tyrion ရဲ့အခြေအနေကိုကြည့်ကစိတ်မကောင်းဖြစ်တဲ့အမူအရာပြသခဲ့ပါတယ်။ Lord Varys က Tyrion ရဲ့မျက်နှာတန်းရာကတိုက်ပွဲအတွင်းမတော်တဆဖြစ်တာမဟုတ်ပဲဘရင်တက်တော်ဆောင်တွေကတအူးကရည်ရွယ်ချက်ရှိလောက်ကျန်ခဲ့တာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ထိုလောက်ကျန်မှုရဲ့နောက်ွယ်မှာဘရင်မာအီဆာစီရဲ့လက်ချက်ရှိနိုင်တဲ့အကြောင်းအရေးအမွတ်ဖော်ပြထားပါတယ်။ Lord Varys က Tyrion ရဲ့ဉာဏ်ပညာနဲ့လှုပ်ဆောင်ချက်များကြောင့်ဘရင်နယ်မြေကြီးမပြတ်စည်းပဲလွတ်မြောက်ခဲ့ရကြောင်းအတိအမှတ်ပြုပေမဲ့လည်း Tyrion ရဲ့အောင်မြင်မှုကိုအာဏာရှိသူများကအတိအမှတ်မပြုတော့တဲ့အခြေအနေကိုနှစ်ဦးစလုံးနားလည်ထားကြပါတယ်။အဲ့ဒီအချိန်မှာပဲ Tyrion ရဲ့ချစ်သူရှေးကအခန်းထဲကိုဝင်လာပြီးဒဏ်ရာကိုလာကြည့်ပါတယ်။သူမကဘရင်နယ်မြေမှာနေရခြင်းထက် Pentos ကိုအတူတကားထွက်ပြေးဖို့အတွက် Tyrion ကိုတိုက်တွန်းလိုက်ပါတယ်။သို့ပေမဲ့လည်း Tyrion ကမျက်ရည်များဝဲလာရင်ထွက်ပြေးရန်ငင်းဆန်ကရှေးတယောက်တည်းကိုပဲထွက်ပြေးခိုင်းပါတယ်။သူ့အတွက်ဒီနိုင်ငံရေးကစားပွဲကနာကျင်စရာကောင်းပေမဲ့လည်းတစ်ချိန်တည်းမှာပဲတူကျွမ်းကျင်ပြီးနှစ်သက်တဲ့ကစားပွဲတစ်ခုဖြစ်နေစေဖြစ်ပါတယ်။ရှေးကတော့ Tyrion ဘယ်နေရာမှာပဲရှိနေပါစေ Tyrion ရဲ့အနားမှာဆက်ရှိနေမယ်လို့ကတိပေးလိုက်ပါတယ်။နောက်တစ်ပိုင်းမှာတော့ Harrenhal ကထွက်ပြေးလာပြီးတဲ့နောက်မှာ Arya, Gendry နဲ့ Hawkeye တို့ကတော်လန်တစ်လျှောက်ခရီးဆက်နေကြပါတယ်။လမ်းတစ်နေရာမှာ Arya ကမမျှော်လင့်မဲ Jaqen Haqqa ကိုပြန်လည်တွေ့လိုက်ရပါတယ်။ Jaqen Haqqa ကရခင်ကကဲ့သို့ Arya ကိုသတိထားကြည့်နေပြီးသူမအတွက်တခြားလမ်းတစ်ခုရှိနေကြောင်းပြောလိုက်ပါတယ်။ Jaqen Haqqa က Arya ကိုသူနဲ့အတူ Bravos ကိုလိုက်ခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။အဲ့ဒီကမျက်နှာမဲ့လူသားတွေထဲမှာလေ့ကျင့်ပြီးမည်သူမဆိုမျက်နှာပြောင်းလဲနိုင်တဲ့လျှို့ဝှက်အတတ်ပညာကိုသင်ပေးမယ်လို့ဆိုပါတယ်။သို့ပေမဲ့လည်း Arya ကမိသားစုကိုရှာဖွေရအောင်မှဖြစ်တာကြောင့် Jaqen Haqqa နဲ့မလိုက်နိုင်ကြောင်းညင်းလိုက်ပါတယ်။ Jaqen Haqqa က Arya ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံလိုက်ပြီးသူမရဲ့လက်ထဲသို့တန်သင်္ကားပြားတစ်ပြားထည့်ပေးလိုက်ပါတယ်။ထိုသင်္ကားပြားကရိုးရိုးငွေပြားမဟုတ်ပဲ Bravo မှာရှိတဲ့သူ့အဖွဲ့အစည်းနဲ့ဆက်သွယ်နိုင်ရန်အသုံးပြုတဲ့အမှတ်အသားဖြစ်ပါတယ်။ Jaqen Haqqa က Arya ကိုတနေ့မှာ Bravo သို့ရောက်လာခဲ့ရင်ဤသင်္ကားပြားကို Bravo ကလူတအူးကိုပြပြီး Vala Morghulis လို့ပြောရန်သင်ကြားပေးလိုက်ပါတယ်။ Arya ကထိုစကားကိုမှတ်ထားပြီး Jaqen ကိုနောက်ဆုံးအကြိမ်ကြည့်လိုက်ပါတယ်။အဲ့ဒီနောက် Jaqen Haqqa က Arya ကိုနှုတ်ဆက်ပြီးသူ့မျက်နှာကိုလက်ဖြင့်ဖြည်းညင်းစွာတက်လိုက်ပါတယ်။ Arya ကမျက်စိရှေ့မှာ Jaqen ရဲ့မျက်နှာအသွင်ပြင်ရုတ်တရက်ပြောင်းလဲသွားပြီးသူမမသိဘူးတဲ့တခြားလူတအူးရဲ့မျက်နှာအဖြစ်ပြောင်းသွားပါတယ်။ Arya ကတန်သင်္ကားပြားကိုလက်ထဲမှာတင်းဆုပ်ခိုင်ထားရင် Gendry, Hawkeye တို့နောက်သို့လိုက်သွားပြီးသူမရဲ့မိသားစုကိုပြန်လည်ရှာဖွေရန်ခရီးဆက်လာခဲ့ပါတယ်။ Winterfell ရဲ့မြေအောက်ကူထဲမှာပုံအောင်နေကြတဲ့ Bran Stark, Rickon Stark, Osha နဲ့ Hodor တို့ကနောက်ဆုံးမှာအပြင်ကိုထွက်လာကြပါတယ်။သို့ပေမဲ့လည်းသူတို့မြင်တွေ့လိုက်ရတာကအရင်ကခမ်းနားခဲ့တဲ့ Winterfell မဟုတ်တော့ပဲရေတိုက်တစ်ခုလုံးမီးလောင်ပျက်စီးနေပြီးအဆောက်အအုံများပြိုကျကမီးခိုးများနဲ့ပြများသာကျန်ရှိနေပါတယ်။အဲ့ဒီနောက်သူတို့ကနတ်ဖျားတော်ထဲကိုသွားလိုက်တဲ့အခါမှာဘိုက်မှာပြင်းထန်တဲ့ဒဏ်ရာရထားပြီးသွေးများစီးကျနေတဲ့ Mr. Luwin ကိုတစ်ပင်ကြီးအောက်မှာတွေ့လိုက်ရပါတယ်။ Bran က Mr. Luwin အနားကိုပြေးသွားပြီးသူ့ကိုကယ်တင်နိုင်မလားလို့မေးမြန်းလိုက်တဲ့အခါ Mr. Luwin ကိုယ်တိုင်ကသူ့အနာကအလွန်ပြင်းထန်နေပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။ Mr. Luwin က Bran နဲ့ Rickon တို့ကိုအနားကိုခေါ်ပြီး Winterfell မှာဆက်မနေကြဖို့မှာကြားလိုက်ပါတယ်။သူတို့အတွက်လုံခြုံဆုံးနေရာကသဘောဖြစ်ပြီး Jon Snow ရှိတဲ့ညဆောင်တပ်ဖွဲ့ထံကိုတွားရောက်ရန်ပြောလိုက်ပါတယ်။ Bran နဲ့ Rickon တို့ကတော့မိမိတို့ဘယ်ကိုသွား Mr. Luwin ကိုလိုက်ခဲ့ဖို့ငိုယိုပြီးပြောဆိုနေပါတယ်။နောက်ဆုံးမှာတော့ Mr. Luwin က Osha ရဲ့လက်ကိုစုပ်ကိုင်ကသူ့ရဲ့နာကျင်မှုကိုဆုံးသက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ Osha က Mr. Luwin ရဲ့ဆန္ဒကိုနားလည်သဘောပေါက်ပြီးသူ့နားမှာထိုင်ကတတ်တာစွာသေဆုံးနိုင်အောင်လို့ဓာတ်ထုတ်ကကူညီပေးလိုက်ပါတယ်။ Azor တိုက်ရဲ့တနေရာ Kart မြို့မှာတော့ Daenerys Targaryen ကမိမိရဲ့နဂါးပေါက်လေး၃កောင်ကိုပြန်လဲကယ်တင်ရန်အတွက်စာဂျိုရာမော်မွန်တို့နဲ့အတူသေခြင်းမဲ့အိမ်တော်ကြီးကိုရောက်ရှိလာကြပါတယ်။ Daenerys တို့ဝင်ပေါက်ကိုရှာဖွေနေတော့အိမ်တော်ကြီးက Daenerys ကိုပဲဝင်ရောက်စေခဲ့ပါတယ်။အိမ်တော်ကြီးထဲရောက်တဲ့အခါမှာပုံမှန်မဟုတ်တဲ့မော်တက်များနဲ့လမ်းများကတခါတရံပြောင်းလဲနေပြီး Daenerys ကမိမိရဲ့
ရဲ့အတိတ်နဲ့အနာဂတ်ကိုရောရှက်မြင်တွေ့လာရပါတယ်ပထမဆုံးသူမကဘရင်နယ်မြေမျိုးတော်အတွင်းမှာရှိတဲ့တန်ပလင်ခမ်းမကိုရောက်ရှိသွားတဲ့ကဲ့သို့မြင်တွေ့ရပါတယ်သို့ပေမဲ့လည်းထိုနေရာကသူမမျှော်လင့်ထားတဲ့ခမ်းနားတဲ့နန်းတော်မဟုတ်ပဲနှင်းများဖုံးလွှမ်းနေပြီးပျက်စီးယိုယွင်းနေပါတယ်ဒနဲရစ်ကတန်ပလင်စီကိုတက်လန်းသွားတော့လဲတန်ပလင်ကိုလက်နဲ့မထိမီသူမရဲ့နဂါးများရဲ့အတန်ကိုကြားလိုက်ရပါတယ်အဲ့ဒီနောက်သူမကရေခဲနေရန်ကြီးရဲ့မြောက်ဘက်ရှိတဲသလုံးသွင်းကိုရောက်ရှိသွားပြီးကွယ်လွန်သွားပြီဖြစ်တဲ့သူမရဲ့ခင်မွန်ခဲဒရိုကိုနဲ့တားငယ်ရေကိုတို့ကိုပြန်လည်တွေ့မြင်လိုက်ရပါတယ်ခဲဒရိုကိုကရေကိုပွေ့ချီထားပြီးဒနဲရစ်ကိုနှွေးထွေးစွာကြိုးဆိုနေတဲ့ကဲ့သို့ဖြစ်နေပါတယ်ဒနဲရစ်ကမိသားစုနဲ့ပြန်လည်ဆုံတွေ့ရတဲ့ပျော်ရွှင်မှုကြောင့်ထိုနေရာမှာအမြဲတမ်းနေခြင်းတဲ့အထိဖြစ်လာပြီမဲ့လည်းနောက်ဆုံးမှာထိုအရာများကမော်အတက်ကြောင့်ဖြစ်ပေါ်လာတဲ့ပုံရိပ်ရောင်များသာဖြစ်ကြောင်းသတိပြုမိပြီးထိုနေရာမှာရုံထွက်လာခဲ့ပါတယ်နောက်ဆုံးဒနဲရစ်ကလျှို့ဝှက်ခန်းတစ်ခုတွင်သို့ဝင်ရောက်သွားပါတယ်ထိုနေရာမှာသူမရဲ့နဂါးပေါက်လေး၃កောင်ကတန်ကြိုးများနဲ့ချုံနှောင်ခံထားရတာကိုတွေးလိုက်ရပါတယ်စုံမိန်ကြီးကဒနဲရစ်ကိုသူ့ရဲ့ထောင်ချောက်ထဲသို့ဆွဲသွင်းပြီးနဂါးများနဲ့အတူတေးချင်းမဲ့အိမ်တော်ရဲ့မော်ဆွမ်းအားအတွင်ထာဝရချုံနှောင်ထားရန်ကြံစီလိုက်ပါတယ်သို့ပေမဲ့လည်းဒနဲရစ်ကမကြောက်ရွံ့မဲ့နဂါးပေါက်လေးများဘက်ကိုလှည့်ကြည့်ပြီးဒရဂါရစ်ဆိုပြီးပြတ်သားစွာပြောလိုက်ပါတယ်နဂါးပေါက်လေး၃កောင်ကတပြိုင်နက်တည်းပါဇက်များမှမီးတောက်များမှုတ်ထုတ်လိုက်ကြပြီးထိုစုံမတ်ကြီးကလည်းထိုမီးတောက်များအတွင်လောင်ကျွမ်းသွားပါတယ်တေးချင်းမဲ့အိမ်တော်ရဲ့မော်အင်အားများကလည်းပြိုကွဲသွားပြီးဒနဲရစ်ကနောက်ဆုံးမှာတော့နဂါး၃កောင်ကိုပြန်လည်ရရှိခဲ့ပါတယ်တေးချင်းမဲ့အိမ်တော်ကနေပြန်လည်ထွက်လာပြီးတဲ့နောက်မှာဒနဲရစ်ကစာချိုရာမော်မိုနဲ့ဒေါ်သရာဂီတပ်ဖွဲ့တို့နဲ့အတူကမျိုးတော်အတွင်းမှာရှိတဲ့ဇာရိုရဲ့အိမ်တော်ကိုဝင်ရောက်သွားပါတယ်ဇာရိုကဒနဲရစ်ကိုတစ္ဆာဖောက်ခဲ့ပြီးကရဲ့အာဏာကိုသိမ်းယူရန်ကြံစီခဲ့သူဖြစ်ကြောင်းအားလုံးသဘောပေါက်လာပါတယ်ဒနဲရစ်နဲ့စာချိုရာတို့ကဇာရိုရဲ့အိမ်ခန်းထဲကိုဝင်ရောက်သွားချိန်မှာဇာရိုကဒနဲရစ်ရဲ့အစီကံဟောင်းဒိုရာနဲ့အတူရှိနေတာကိုတွေးလိုက်ရပါတယ်ဒနဲရစ်ရဲ့အစီကံကလည်းဒနဲရစ်ကိုတစ္ဆာဖောက်ပြီးဇာရိုရဲ့ဘက်ကိုကူးပြောင်းသွားခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်အဲ့ဒီနောက်မှာဒနဲရစ်ကဇာရိုကိုသူ့ရဲ့ကြီးကျယ်ကြွယ်ဝချမ်းသာကြောင်းအမြဲကြောဝါနေတဲ့ရွှေတိုက်စိုးကြီးကိုဖွင့်ပြဖို့အတွက်အမိန့်ပေးလိုက်ပါတယ်ဇာရိုကမိမိမှာကြီးမားတဲ့ချမ်းသာကြွယ်ဝမှုရှိကြောင်းပြောဆိုခဲ့ပေမဲ့လည်းတကားကြီးကိုဖွင့်လိုက်တဲ့အခါမှာတော့အတွင်းမှာရွှေပြားတပြားများပင်မရှိဘဲလုံးဝဟာလာဟင်းလင်းဖြစ်နေတာကိုတွေးလိုက်ရပါတယ်အဲ့ဒါကြောင့်မလို့ဒနဲရစ်ကဇာရိုနဲ့သူ့ရဲ့အစီကံတို့ဟာထိုအလုံးပိတ်ခန်းထဲကိုထည့်ကတကားကိုအပြင်မှာထာဝရပိတ်လိုက်ပါတယ်ဇာရိုရဲ့လှည့်ကွက်နဲ့တစ္ဆာဖောက်မှုကိုဆုံးသက်ပြီးနောက်ဒနဲရစ်ကသူ့ရဲ့အိမ်တော်မှာရှိတဲ့အဖိုးတန်ပစ္စည်းများနဲ့ချမ်းသာကြွယ်ဝမှုကိုသိမ်းယူကမိမိရဲ့နဂါးများနဲ့အတူကတ်မျိုးကနေထွက်ခွာရန်ပြင်ဆင်လိုက်ပါတယ်နှီးများဖုံးလွှမ်းနေတဲ့မြောက်ပိုင်းတောင်ကြားလမ်းတစ်လျှောက်မှာတော့ဂျွန်ဆန်တို့ကော်ရင်ဟဖန်နဲ့အတူရိုင်းဆိုင်များကတဖြည်းဖြည်းချီတက်လာကြပါတယ်ကော်ရင်ဟဖန်ကသူတို့နှစ်ဦးလုံးလွံ့မြောက်နိုင်မဲ့လမ်းကြောင်းမရှိတော့တာကိုသိရှိနေတဲ့အတွက်ဂျွန်ဆန်တို့ကိုရိုင်းဆိုင်များတွင်ယုံကြည်စိတ်ချမှုရရှိစေရန်အတွက်တခုတည်းသောနီလန်ကိုစတင်လှုပ်ဆောင်ပါတော့တယ်ကော်ရင်ဟဖန်ကရုတ်တရက်ဂျွန်ဆန်တို့ကိုရန်လိုတဲ့အမူအရာဖြစ်စကားစတင်ပြောဆိုလိုက်ပြီးအပြစ်တင်လှောင်ပြောင်းလာပါတယ်ဂျွန်ဆန်တို့ကအစပိုင်းမှာကော်ရင်ဟဖန်ဘာကြောင့်ထို့သို့ပြုမှုနေတာကိုနားမလည်တော့လဲရိုင်းဆိုင်များကသူတို့နှစ်ဦးကိုစောင့်ကြည့်နေကြောင်းသတိထားမိသွားပါတယ်ကော်ရင်ဟဖန်ကဓာတ်ကိုဆွဲထုတ်ကဂျွန်ဆန်တို့အားတကယ်တိုက်ခိုက်တော့မဲ့ပုံစံနဲ့ဝင်ခုတ်လိုက်ပါတယ်ဂျွန်ဆန်တို့ကမိမိအသက်ကိုကာကွယ်ရန်မလဲမရှောင်သာဓာတ်ဖြစ်ပြန်လဲခုခံခဲ့ရပါတယ်နှစ်ဦးသာတောင်ကြားအတွင်ဓာတ်ချင်းတိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့ဂျွန်ဆန်တို့ကကော်ရင်ဟဖန်ရဲ့တိုက်ခိုက်မှုကိုရှောင်တိန်ပြီးသူ့ရဲ့ဓာတ်ကိုကော်ရင်ဟဖန်ရဲ့ရင်ဘတ်ထဲကိုထိုးဆိုင်လိုက်ပါတယ်ကော်ရင်ဟဖန်ကခဏမြဂျွန်ဆန်တို့ကိုစိုက်ကြည့်ပြီးတဲ့နောက်မြေပြင်ပေါ်သို့လဲကျကအသက်ဆုံးရှုံးသွားပါတယ်ကော်ရင်ဟဖန်တေဆုံးသွားတာကိုမြင်လိုက်ရတဲ့အခါရိုင်းဆိုင်များကဂျွန်ဆန်တို့ကိုရန်သူအဖြစ်ဆက်လက်မမြင်တော့ပဲသူ့လက်ပြန်ကြိုးများကိုဖြီးပေးလိုက်ကြပါတယ်ရီဂရစ်ကလည်းဂျွန်ဆန်တို့ကိုသတိထားကြည့်နေပြီးသူ့ပေါ်ယုံကြည်မှုတစ်စိတ်တစ်ပိုင်းရှိလာပါတော့တယ်ကော်ရင်ဟဖန်ရဲ့အနစ်နာခံမှုအောင်မြင်သွားပြီဖြစ်တာကြောင့်ဂျွန်ဆန်တို့ကညာဆောင်တပ်ဖွဲ့ရဲ့ရန်သူများအတွင်သို့အမှန်တကယ်ဝင်ရောက်နိုင်မဲ့အခွင့်အရေးကိုရရှိသွားပါတော့တယ်တစ်ချိန်တည်းမှာပဲ Face of the First Man တောင်ကုန်းပေါ်မှာဆမ်မွဲတာလီတို့တငယ်ချင်း၃ယောက်ကအေးခဲလုံးနဲ့နှင်းမုန်တိုင်းများကြားမှာအဝေးတနေရာကနေဟွန်းတန်တစ်ချက်ရုတ်တရက်ထွက်ပေါ်လာပါတယ်ပထမတစ်ချက်မှာအားလုံးကတိတ်ဆိတ်သွားပြီးဂျွန်ဆန်တို့ပြန်လာတယ်လို့ထင်နေကြပါတယ်ဒုတိယတစ်ချက်ကြားလိုက်ရတဲ့အခါမှာတော့အားလုံးကရိုင်းဆိုင်များလာသည့်ထင်နဲ့ဓားများဆွဲထုတ်ကတိုက်ခိုက်ဖို့ပြင်ဆင်ကြပါတယ်သို့ပေမဲ့လည်းတတိယတစ်ချက်ပါကြားလိုက်ရတာကြောင့်ဆမ်တို့အုပ်စုကကြောက်လန့်နေကြနဲ့ထွက်ပြေးကုန်ကြပါတယ်ဆမ်ရဲ့တငယ်ချင်းနှစ်ယောက်ကဆမ်ကိုလှည့်မကြည့်ပဲထွက်ပြေးသွားတဲ့အခါမှာတော့ဆမ်တယောက်မပြေးနိုင်တော့တာကြောင့်ကြောက်တုံးကြီးနောက်မှာပုံခိုလိုက်ရပါတယ်နှင်းတူထဲမှာမြင်းသေးတစ်ကောင်ရဲ့ပုံရင်းနဲ့အတူထိုမြင်းပေါ်မှာသားရည်ဖြူဖြော့ပြီးမျက်လုံးများပြရောင်တောက်နေတဲ့ White Walker တဦးစီးနှင်းလာပါတယ်ထို White Walker ကရုတ်တရက်ရက်တန်းလိုက်ပြီးသူ့ရဲ့အပြရောင်တောက်ပနေတဲ့မျက်လုံးများနဲ့ကြောက်တုံးနောက်မှာပုံနေတဲ့ဆမ်ရဲ့ဘက်ကိုလှည့်ကြည့်လိုက်ပါတယ်ဆမ်ရဲ့မျက်နှာပေါ်မှာကြောက်ရွံ့မှုအပြည့်ဖြစ်နေပါတယ်သို့ပေမဲ့လည်း White Walker ကဆမ်ကိုဂယုမစိုက်ပဲခြိတက်မဲ့လက်ဟန်အနေထားနဲ့အတူအသေးထိတ်လန့်ပွဲအော်ဟစ်တန်တစ်ခုထုတ်လွှတ်လိုက်ပါတယ်ထိုအတန်နဲ့အတူလူသေးအလောင်းစစ်တပ်ကြီးက White Walker အနောက်ကလိုက်ကတောင်ကုန်းပေါ်ကိုခြိတက်သွားကြပါတယ်ဒီနေရာမှာပဲ Season 2ပြီးဆုံးသွားပါတော့တယ်